ရွာလေးတစ်ရွာမှာမောင်မြင့်လို့ခေါ်တဲ့စင်ရင်နွမ်းပါတဲ့လူတစ်ယောက်နေထိုင်ပါတယ်။ဇနီးဖြစ်သူခင်မနဲ့မိခင်အိုကြီးတို့ကိုလှုပ်ကြွေးပြုစုရင်းနဲ့ဘဝကိုရုန်းကန်လှူရှားနေရတာပါ။မောင်မြင့်ရဲ့ဇနီးဟာရှမ်းလို့ပြီးတော့ကြမ်းတမ်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူမဟာဇောက်ခမကိုအခွင့်ရေးရရင်ရတယ်လို့စောင်းမြောင်းပြောဆိုတတ်ပါတယ်။ဒီမှာဘာလုပ်နေတာလဲ။အမေကိုအိမ်တော်ဖွေးမှာနေစရာနေရပေးထားတယ်မှတ်လား။အမေကိုဟိုဘက်အထိဆွဲခေါ်သွားရမလား။အဝိကအရန်စုပ်ပြက်နေလို့ပါအဲ့ဒါကြောင့်ဒီမှာထိုင်ပြီးထုတ်နေတာပါဘယ်တော့မှအိမ်ရှိကိုမလာပါနဲ့လို့အမေကိုမြင်တာနဲ့စိတ်တူလာတယ်အမေကဒီအိမ်ကဝင်တော့ဝင်ဖို့ပဲအမေကြောင့်ကျမတို့ဘလောက်တောင်ဒုက္ခရောက်နေလဲသိရလားကျမမိဘအိမ်ကိုနှစ်ရက်လောက်သွားဖို့စိတ်ကူးထားတာအမေကြောင့်မသွားဖြစ်တော့ဘူးတနေ့ကျရင်အမေထက်ပိုဆိုးတဲ့အခြေအနေကိုညီရောက်လာလိမ့်မယ်ညီရဲ့ကံကြမ္မာမှာဝစ်စင်ရဲတွေအများကြီးရှိတယ်အမလီစကကြီးစကဲကျဲတွေပြောနေလိုက်တာဝရန်တာကနေချက်တော့နဲ့ကန်ထုတ်လိုက်ရမလားကန်ထုတ်ဖို့ပဲတန်တော့တာပဲလေအခုတလောအမေစကားတွေအချမ်းများလာတာထမင်းဖြတ်ပြရမယ်ထမင်းမစားရရင်ပါဇက်လည်းပိတ်သွားလိမ့်မယ်ဖေကအမေကိုဘာလို့အခုထိမခေါ်သွားသေးတာလဲကွယ်အမေကဒီကနေထွက်သွားတော့မယ်ကိုယ့်အိမ်မှာတော့နေစရာမရှိဘူးဒါကပဲအမေရဲ့ကံကြမ္မာပဲပေါ့မောင်မြင့်ဟာရွာကတတိကြီးအိမ်မှာအလုပ်လုပ်ပါတယ်လာကုံလို့တရက်နှစ်ရက်လောက်ပဲဇနီးနဲ့မိခင်ဖြစ်သူစီကိုပြန်လာတတ်ပါတယ်။အရှင်ကျွန်တော်အိမ်မပြေရတာရက်တော်တော်ကြာပါပြီ။ကျွန်တော်မိခင်ကြီးရဲ့အတွက်စိတ်ထဲမှာတော့ကဆောက်နေပါတယ်။အရှင်ခွင့်ပြုမယ်ဆိုရင်ကျွန်တော်အိမ်ကိုခဏပြန်ပြရစီ။လာကုန်ပါစေအောင်။ပြီးမှလာစာယူပြီးတော့ပြန်ပေါ့။အရှင်ကျွန်တော်ကိုပတ်စံလေးနည်းနည်းလောက်ကြိုပေးရင်သိကောင်းပါပဲ။အမေဒုက္ခရောက်နေသလိုမျိုးခံစားနေရတယ်ဗျာ။မင်းရဲ့မိခင်ရဲ့ဇနီးကိုငါတို့အိမ်ခေါ်လာခက်လိုက်လေ။မင်းတို့နေဖို့နေရလဲခက်ခဲမရှိပါဘူးဒါတော့မဖြစ်နိုင်ဘူးရှင်စုပ်ပြက်နေတဲ့တဲအိမ်လေးဆိုပေမဲ့လေစောင့်ရှောက်ကြည့်ရှုရအောင်ပါလေဘာမှပြဿနာမရှိပါဘူးမင်းကတော့ဒီရွာထဲမှာပဲနေမှာလေကောင်းပါပြီကျွန်တော်အိမ်ပြန်ပြီးတော့ဇနီးနဲ့တိုင်ပင်ကြည့်ပါအောင်မင်းငါမှလည်းတားတယောက်ပဲရှိတာသူကလည်းအိမ်မှာကောင်းကောင်းမနေဘူးမင်းတို့သာငါတို့နဲ့အတူနဲ့အိမ်ဟာပို့ပြီးတော့စီကားလာမှာပေါ့အရှင်ကဒီလောက်တောင်ပြောနေမှာတော့ကျွန်တော်အမေနဲ့ဇနီးကိုတည်တည်ချာချာနားဝင်အောင်ပြောပါမယ်ဗျာမနေ့ပြန်ငါရဲ့ဇနီးရဲ့နှစ်ပတ်လည်နေပဲဇင်းရဲသားတွေကိုအလူဒါနလုပ်ဖို့စဉ်းစားထားတယ်ဒါကတိတ်ကောင်းတဲ့စိတ်ကူးပဲသခင်ကြီးငါရဲ့ဆူတောင်းကတော့ငါသားလေးအမြဲတမ်းပျော်ရွှင်ချမ်းမြေ့ဖို့ပါပဲသခင်ကြီးရဲ့ဆန္ဒတွေပြည့်ဝပါစေလို့ကျွန်တော်လည်းဆုတောင်းပေးပါတယ်မောင်မြင့်ရှာဖွေသမျှပတ်စံအားလုံးကိုခင်မကိုပေးရလိုက်ပါတယ်ဒါပေမဲ့ခင်မကတော့ရောက်ခမကိုအမြဲတမ်းနှိပ်စက်နေသေးပါပဲမောင်မြင့်ပို့လိုက်တဲ့ပတ်စံရဲ့တဝက်ကိုခင်မဟာမိခင်အိမ်စီပြန်ဖို့လေးရှိပါတယ်ခင်မရဲ့ညီမဖြစ်သူနီလာလေအမဖြစ်သူရဲ့အိမ်ကိုမကြာခဏလာလဲကြပါတယ်အိမ်မှာအလုံးစိတ်ပြေးရလားအလုံးစိတ်ပြေးပါတယ်အမစီမှာနေလို့ရမလားကျမတို့ညီမနှစ်ယောက်အတူတူနေပျော်စရာကြီးဖြစ်မှာကောင်းတာပေါ့ဒီလောက်ပတ်စံတပြားမှမပို့ဘူးနော်စိတ်မပူပါနဲ့အိမ်အတွက်ပတ်စံစုထားပါတယ်အမပြန်ရင်ယူသားလိုက်ပါယူသားမှာပါဒါပေမဲ့အမရဲ့အိုမင်းနဲ့ရောက်ခမကိုမမြင်မိဘူးလားသူ့အိမ်တော်ဘုမပဲပြစ်ထားလိုက်တာတနေကုန်သူ့တရင်ဘာမှမကြားရအောင်တခါတလေကြားမှထမင်းလေးရေလေးနည်းနည်းသွားပေးလိုက်တာပဲအကိုကြီးဘာမှမသိအောင်တတိထားနော်နောက်မကုန်ခင်မှာပဲမောင်မြင့်ဟာအင်းကိုပြန်လာခဲ့ပါတယ်တစ်ဖက်မှာလည်းမိခင်အိုကြီးအင်မတန်စင်ရဲဒုက္ခရောက်စွာရှင်တန်နေရရှာတာပါဒီလိုရှင်တန်နေရတာတဲ့တရားတာကပိုကောင်းပါတယ်ငါသားဘယ်တော့ပြန်လာမလဲအမေဘာလို့ဒီမှာထိုင်နေတာလဲအမေရဲ့ဝတ်ကဘာလို့ဒီလောက်တောင်ညက်ပတ်စုပ်ပြက်နေရတာလဲမင်းကိုမြင်လိုက်ကြတော့အမေစိတ်အေးသွားပါပြီဒီဘိန်းကရေစိန်ထားတဲ့ထမင်းကဘာအတွက်လဲဒါခွေးတွေကျွေးဖို့ထားတာပါတားအိမ်ထဲကိုသွားလေအမေဒီမှာခဏပဲထိုင်နေပါမယ်မဟုတ်တာလာပါကျွန်တော်နဲ့အတူအိမ်ထဲကိုလိုက်ခဲ့ပါမင်းမဲသွားပြီးတော့ထမင်းစားဒီလောက်ဝေးဝေးရနေလမ်းလျှောက်လာတာပင်ပန်းနေမှာပေါ့ကွယ်ရှင်းပြန်လာပြီလားဘယ်တော့ပြောင်းတာလဲအမေကဒီမှာဘာထိုင်နေတာလဲငါသူ့ကိုအိမ်ထဲလိုက်ခဲ့ပါလားဆိုတော့ဒါပေမဲ့ तू လုံးဝမလိုက်ဘူးအားလုံးကိုအရေးကြီးတဲ့စကားပြောကြရှိတယ်တတိကြီးရဲ့တူတီတော်သားကတော့မင်းထက်ဖြစ်ပါတယ်မင်းထက်ရဲ့တငယ်ချင်းအိမ်မောင်ဟာလည်းလှပတယ်လို့ပညာတတ်တယောက်လည်းဖြစ်ပါတယ်ဘလောက်တောင်လှပတဲ့ပတ်ဝန်းကျင်လဲနော်စိတ်ထဲမှာတော့မြစ်လေကောင်တက်တဲ့မှာအိမ်တလုံးဆောက်လိုက်ချင်တော့တာပါပဲရှင်လက်ထပ်ပြီးဇနီးတဲ့ခေါ်လာခဲ့လေပြီးရင်မြစ်လေကောင်မှာအမြဲတမ်းနေပေါ့အိမ်မောင်ငါတော့စောပြတ်ထားပြီငါအိမ်ထောင်မပြုတ်တော့မင်းလိုမင်းကလေးမျိုးရရင်တော့လက်ချက်မဲမောင်ရင်တော့ဘယ်တော့မှအိမ်ထောင်မပြုတ်တော့ဘူးကောင်းပါပြီခွာစားပြီးတော့ရှင်ရဲ့အိမ်ထောင်ရေးကြောင်းကိုငါအဆမဖော်တော့စိတ်မစိုးပါနဲ့
မင်းစိတ်ဆိုရင်ငါတကယ်စိတ်မကောင်းဖြစ်ရလို့ပါအခုငါတို့စိတ်ကမ်းဘက်ကိုပြန်သင့်ပြီအိမ်ပြန်နောက်ကြရင်အဖေဆူလိုက်မယ်အားလည်းရဲ့မှာမင်းကိုတနေကုန်လိုက်ပို့မယ်လို့စိတ်ကူးထားတာအဖေသာမဆူဘူးဆိုရင်ငါလည်းမင်းနဲ့အတူလဲပတ်မှာပါမောင်မြင့်အိမ်မှာရှိနေတာဇန်အနေငယ်ကြားသွားပါပြီမိခင်အပေါ်ညှဉ်းပန်းမှုတွေရှိနေတာကိုမောင်မြင့်တစ်ချက်ကလေးမှမသိချအောင်မနေ့ပြန်တော့ငါပြန်တော့မယ်တာနောက်ထပ်ရက်အနေငယ်လောက်ပူနေပါအောင်လားသူရှာဖွေတဲ့ပတ်စံနဲ့ပဲကျမတို့အိမ်ကလဲပတ်နေတာလေတကယ်ကြီးကပြောနေတယ်မင်းတို့ကိုလည်းတပါးရဲခေါ်လာခဲ့ပါတဲ့သူ့သားကလွဲလို့တခြားဘယ်သူမှမရှိဘူးတဲ့မဟုတ်တာကျမတို့ဘယ်မှမသွားဘူးအမေကိုမင်းနဲ့အတူခေါ်သွားပါအမေဒီအိမ်မှာမနေချင်တော့ဘူးကွယ်အမေသားကလေးတိတိလေးမို့လို့အမေမရှိရင်မနေနိုင်ရမှာလားတာမောင်မြေအမေမင်းနဲ့အတူလိုက်ခဲ့ချင်တယ်ကွယ်အမေရဲ့အတွက်စိတ်မပူပါနဲ့နောက်တခါငါအိမ်ပြန်လာလို့အမေကိုပေါ်မှာစုပ်ပြတ်နေတဲ့အဝေးဟောင်းတွေတွေ့မလွယ်ဘူးတော့မှထားလိုက်ရန်နေငယ်တင်ထိုင်ပြီးတဲ့နောက်မောင်မရတထေးကြီးအိမ်ကိုပြန်သွားခဲ့ပါတယ်အမတထေးကြီးအိမ်ကိုသွားဖို့ဘာလို့သဘောမတူတာလဲဟိုမှာနေရင်မိဘအိမ်ကိုပတ်စံပို့နိုင်ပါမလားအဖွားကြီးကတားပြည့်သူရဲ့ရှေ့မှာရှိနေမှာလေအဖွားကြီးကသူ့သားကိုဘယ်တော့မှဘာမှလည်းပြောမှာမဟုတ်ပါဘူးအဲ့လိုပြောရင်တားပြည့်သူစိတ်ဆင်းရမှာလေဒါဆိုအဖွားကြီးကိုတခုခုမကောင်းကြံစီကြစို့ဒါသိကောင်းတဲ့စိတ်ကူပဲညဘက်ဆိုအဖွားကြီးကအိပ်ပျော်နေကြငါတို့ညအတူတူလှုပ်ကြံကြတာပေါ့တထေးကြီးအိမ်ကိုရောက်သွားကြတဲ့ဘလောက်တောင်တော့ကရောက်နေလဲဆိုရင်အလုပ်ထဲမှာတော့စိတ်မပါတော့ပါဘူးညနေမှာပဲဆရာတော်ကြီးသွားတွေ့ပြီးတော့ဆရာတော်ကြီးကမြေကြီးအောက်မှာအလူတစ်ခုလုပ်ဖို့အကြံပြုလိုက်တယ်အလူလုံးမသာသူ့ရဲ့ဘေးရန်နေရကလွတ်မြောက်မလို့ပြောပါတယ်ခင်မတို့ညီမနှစ်ယောက်စလုံးပူပေါင်းပြီးတော့မိခင်အိုကြီးကိုမကောင်းကြံစီကြပါတယ်ဒါပေမဲ့အဲ့ဒီညမှာပဲအမေအိုကြီးကသူတို့အိမ်ကနေပျောက်သွားခဲ့ပါတယ်ရက်တော်တော်ကြာကုန်သွားခဲ့ပေမဲ့အဖွားကြီးရဲ့တရင်အဆာနာကိုဘာမှမသိရပါဘူးဒီတနေ့ကမောင်မြင့်စီကိုလည်းရောက်ရှိသွားပါတယ်သူကမိခင်ဖြစ်သူကိုလိုက်ရှာလို့မော်ပန်တန်နဲ့နေခဲ့ပါပြီကျွန်တော်အမေကိုဘယ်တော့မှပြန်တွေ့မှာမဟုတ်တော့ဘူးထင်ပါတယ်ဗျာကျွန်တော်အမေဘယ်များလျှောက်သွားတာလဲစိတ်ထက်ကြနေလို့ဘာမှဖြစ်လာမှာမဟုတ်ဘူးစိတ်အေးထားပြီးတော့ဆက်ရှာရမှာပေါ့ကွာဆရာတော်ကြီးတစ်ပါးကမိခဲ့ဘူးတယ်မြေအောက်မှာထမင်းချက်ပြီးစင်းရဲသားတွေကိုကျွေးမွေးရမယ်တဲ့ကျွန်တော်ဘယ်ကနေလုံနိုင်မှာလဲဗျာတို့အိမ်နောက်ဖေးမှာခြံဝင်းကြီးတစ်ခုရှိတယ်မြေအောက်ကိုစင်းတဲ့လေကားလည်းရှိတယ်အောက်မှာထိုင်စရာနေရာကြဲကြီးလည်းရှိတယ်ကုန်ကြမဲ့ပတ်စံအလုံးငါဆိုင်ထုတ်ပေးမယ်ကွာမိခင်မရှိရင်အစားအလုံးကဟာလာဟင်းလေးကြီးလို့ခံစားရတာဒီအသက်အရွယ်ကြီးမှာကျွန်တော်အမေကိုဘယ်ရောက်သွားမယ်စဉ်းစားလို့မကြတော့ဘူးဗျာအခုမင်းမေရဲ့အသက်ကလည်းကြီးလာပြီသူတိတ်ဝေးဝေးတော့သွားနိုင်မှာမဟုတ်ပါလမ်းလျှောက်ပြီးတော့ပိုးလို့တော့မဖြစ်နိုင်ဒါဆိုရွာအပြင်ဘက်ကိုတော့ရောက်သွားမှာမဟုတ်ဘူးရက်တော်ကြောင်တတိကြီးရဲ့သားမင်းတက်နဲ့အီမွန်တို့မတွေ့ဖြစ်ကြပါဘူးမင်းတက်ကတော့အီမွန်နဲ့ပဲလက်ထက်ချင်ခဲ့တာပါသူတို့နှစ်ယောက်လမ်းလျှောက်နေတော့အဖေါ့တယောက်လဲနေတာကိုတွေ့လိုက်ကြတယ်ဒါဦးလေးမောင်မြင့်ရဲ့မိခင်များလားမသိဘူးအဖွားကိုအင်ခေါ်သားကြစို့တနေ့မှတော့မောင်မြင့်အိမ်ပြန်လာပြီးတော့ခင်မကိုပတ်စံမပေးတော့ဘူးလို့ပြောသွားခဲ့ပါတယ်တစ်ဖက်တင်လည်းခင်မနဲ့နီလာတို့ကြားမှလည်းလုံးဝအဆင်မပြေဖြစ်နေကြပါပြီတနေ့ခင်မဟင်းချက်နေတော့သူ့အင်ကြီးမီးဆဲသွားပြီးတော့လက်တွေလျှောက်တွေတရားရရှိသွားခဲ့ပါတယ်သူညီမဖြစ်သူနီလာသူ့ပတ်စံမပေးနိုင်တော့မိဘအိမ်ကိုပြန်သွားခဲ့ပါတယ်ငါအခုထိအသက်ရှင်နေသေးတယ်ဆိုတာမယုံနိုင်သေးဘူးအမေရဲ့အချိန်တွေကဘာလို့ဒီလိုဖြစ်သွားတာလဲထားလိုက်ပါတော့တားရဲ့ဖြစ်ပြီးတာတွေဖြစ်ပျက်ခဲ့ပြီးပါပြီအမေပြန်မပြောချင်တော့ပါဘူးကွယ်အမေကျွန်တော်လက်ဦးချပြီးတော့တောင်းပန်ပါတယ်ဗျာအကုန်လုံးပြောပြပါနော်မင်းရဲ့ဇနီးနဲ့နီလာတို့နှစ်ယောက်ပေါင်းပြီးအမေကိုမကောင်းကြံစီကြတာအိမ်တောင်မှာသူတို့တင်းတူးပြီးတော့စကားပြောနေကြတာကိုအမေအကုန်မြင်လိုက်ကြတယ်အဲ့ဒီကနေထွက်ပြေးပြီးတော့တောထဲကိုဝင်သွားခဲ့တာအဲ့ဒီနောက်ပိုင်းဘာမှမမှတ်မိတော့ဘူးကွယ်ကျွန်တော်သူတို့ကိုခွင့်မလို့ဘူးသူတို့အမေကိုလုတ်ခဲ့တဲ့အတိုင်းပြန်လုပ်ပြင်မယ်ဗျာဖြစ်ပြက်တဲ့များဖြစ်ခဲ့ပြီးပါပြီကွယ်သူတို့ဘာသာသူတို့ဝိလေကြမှာပါကျွန်တော်သူတို့ကိုအစဖြောက်မပြည့်ရင်ကျွန်တော်စိတ်ထဲအေးချမ်းမှာမဟုတ်ဘူးမင်းတခုခုဖြစ်သွားရင်အမေဘယ်လိုခံစားရမလဲကွယ်ကောင်းပါပြီအားလုံးစိတ်ဆင်းရမယ်အဲ့လိုမျိုးကျွန်တော်မလုပ်တော့ပါဘူးဗျာခင်မရဲ့ခြေထောက်တွေမိလောင်ပြီးတဲ့နောက်သူမရဲ့ခြင်းတွေကပို့ပြီးတော့ဆိုးရွားလာခဲ့ပါတယ်ငါအသက်ရှင်တော့မှမဟုတ်ဘူးမသိခင်ညီရဲ့အကိုကြီးနဲ့တစ်ခေါက်လောက်တွေ့ခွင့်ရရင်ကောင်းပါပဲခွင့်လွှတ်မှုတောင်းပန်ဖို့မျက်နှာမရှိပေမဲ့တောင်းပန်လိုက်ချင်သေးတယ်အမရဲ့အခြေအနေကဒီလောက်ထိဆိုးသွားလိမ့်မယ်လို့ကျမအိမ်မက်တောင်မက်ခဲ့ဘူးအေးညီမလေးငါခွားစားပြီးလူကောင်းဖြစ်အောင်စူးစမ်းတော့မယ်အခုမင်းရဲ့အပြစ်ဒဏ်ကိုမင်းခံရပြီပေါ့မင်းတို့ဘလောက်တောင်ရုံးမှလိုက်ကြတယ်လဲကျမတို့ကိုခွင့်လွှတ်ပေးပါအောင်မြင်နေမလားကျမတို့ရဲ့အခြေအနေကဘာဖြစ်နေလဲဆိုတာငါတော့မင်းတို့ကိုလုံးဝခွင့်မလွှတ်နိုင်ဘူး
မင်းတို့ခွင့်လွှတ်တာကငါ့အတွက်တော့အပြစ်တစ်ခုဖြစ်လိမ့်မယ်အကိုကြီးကျမတို့ကိုဇဲလက်ထဲမအပ်လိုက်ပါနဲ့ဦးကျမတို့ခုအားစပြီးတော့ဘယ်တော့မှအမှားမလုပ်တော့ပါဘူးနည်းနည်းလေးပဲဖြစ်ဖြစ်ရှက်စိတ်ရှိခဲ့ရင်ဒီနေ့ခွင့်လွှတ်မှုတောင်းပန်နေမှာမဟုတ်ဘူးကွာအဲ့ဒီနောက်ပိုင်းမှာတော့တတိကြီးနဲ့ပေါင်းပြီးသူတို့တွေမြောက်အလူကိုအတူလှုပ်လိုက်ကြပါတယ်ဒီလိုနဲ့ပဲမောင်မြင့်နဲ့သူ့ရဲ့အမေတို့ကတတိကြီးရဲ့အိမ်မှာပဲနေထိုင်ကြရင်နဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းသွားကြပါတော့တယ်တီတာခင်းနေအိမ်မှာဘယ်သူမှမရှိကြဘူးလားကြည်စံအဖေနေတို့အတွက်ဘာဝယ်လာလဲဆိုတာအဖေပြန်လာပြီအဖေဘာဝယ်လာတာလဲယင်ညီတို့ညီမနှစ်ယောက်အတွက်ဈေးရောက်နေဝယ်စားအစ်စ်တွေဝယ်လာခဲ့တာလေဒီမှာကြည်စံအနီးတက်တဲ့အပြားတက်တဲ့ဝယ်စားအစ်စ်တွေဝယ်လာတာလားတိတ်လာတာပဲတထေးကြီးကပတ်စံပေးတာနဲ့ညီတို့နှစ်ယောက်အတွက်ဝယ်စားလေးတွေဝယ်ပေးခြင်းလို့ယူလာတာသမီးဒီအနီရောင်ကြီးကိုမကြိုက်ဘူးဖေသမီးကိုဟိုပြရောင်ပဲစုမှာသမီးအတွက်အနီရောင်လေသဘောကျလို့ဝဲလာတာခင်းင်းတက်ကပြရောင်သမီးမကြိုက်ဘူးဆိုရင်နောက်မှတခြားတက်တဲ့ထက်ဝယ်ပေးမယ်လေဘာဖြစ်လို့လဲတီတာငါနင့်ကိုခေါ်နေတာဘယ်လောက်ကြာနေပြီလဲသမီးကိုဘာလို့ခဏခဏခေါ်နေရတာလဲနေ့လေတောင်ကြောက်နေပြီထမင်းပြင်ထားပေးပြီအမေပဲသွားစားပြီးတော့အမေရဲ့လင်ပါသမီးကိုပါခေါ်ကြည့်လိုက်ဝေစားသေးကိုမကြိုက်လို့အခုလိုစိတ်ကောက်နေတာမလားနောက်တက်တဲ့ဝယ်ပေးမယ်လို့ပြောပြီးပြီပဲသမီးဟိုပြရောင်ပဲရှိမှာသမီးအဲ့ဒါပဲလိုချင်တာနေကငါသမီးအရင်သူကလင်ပါသမီးနေကအဝေစားတက်တဲ့အတွက်နဲ့ဝမ်းနည်းနေတာကိုငါဘယ်လိုကြည့်ရမလဲဘာဖြစ်လို့လဲအမေသမီးကိုခေါ်တာလားနေညီမတီတာအပြာရောင်ဝေစားကိုစွတ်လို့ကျင်နေတာလေနေကအမကြီးဖြစ်တာတော့မှသူ့ကိုမပေးဘူးလားတီတာကလာတိုင်းအဝေစားတစ်တွေဝမ်းနေတာပဲသမီးဒီအင်ကြီးကိုတိတ်သဘောကျလို့ပါခုချက်ချင်းအဲ့ဒီအင်ကြီးကိုသွားယူပြီးတော့တီတာကိုပေးလိုက်ဥပတောင်တစ်ပင်မော်တက်ပြီးတော့တေကိုင်းဖြတ်တာကျွန်တော်ပဲလုပ်ပါမယ်ဆိုအခုဦးကတက်ချင်းနေပြီလေငါတစ်ပင်တက်ပြီးတော့တေကိုင်းဖြတ်တာနှစ်ပေါင်း20-30မကတော့ဘူးဒီအသက်အရွယ်နဲ့တစ်ကိုင်းမော်တက်တာတော့မကောင်းပါဘူးဗျာတထေကြီးဦးလာကျော်ကငါ့ကိုအလုပ်ဖြုတ်ပြရင်ဒုက္ခဟာသွားပြီချေချော်သွားပြီငါ့ခြေထောက်ကျိုးသွားပြီထင်တယ်ကျွန်တော်ဒီလောက်တားတာကိုကျွန်တော်စကားတခေါမှနားမထောင်ဘူးဗျာဘာလို့အော်နေကြတာလဲသူပြုတ်ကျသွားပြီသူခြေထောက်ကျိုးသွားပြီထင်တယ်မြန်မြန်ဆရာဝန်စီသွားစမ်းစိတ်ထက်ပတိစီးပေးပြီးတော့သူ့ကိုအိမ်ရထိလိုက်ပို့ပေးလိုက်အလုပ်တစ်ခုခုခိုင်းလိုက်ရင်ခြေကျိုးလက်ကျိုးဖြစ်ကုန်ကြတာပဲကွာအမကြီးမြန်မြန်လာပါအောင်ကျမယောက်ျားဘာဖြစ်တာလဲတထေးကြီးအိမ်မှာတေကိုင်းဖြတ်ရင်းနဲ့တစ်ပင်ပေါ်ကပြုတ်ကျသွားလို့ခြေထောက်ကျိုးသွားတယ်ဆရာဝန်က3လအထိဥပတောင်အလုပ်လုပ်လို့မကြဘူးတဲ့ဒါဆိုငါဘယ်လိုလုပ်စားတော့ရမလဲအဲ့ဒါတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျာတထေးကြီးကစေဘူးဘွားခေါသူစိုက်ပေးလိုက်တာကဲအမကြီးတို့အရင်ဆုံးဥပတောင်အိမ်ထဲတွဲခေါ်ပေးပါအောင်တွေ့ထားတေချာခိုင်းထားခုလောလောဆယ်သူ့ကိုပြုစုပေးထားလိုက်အောင်ခုတော့ငက်ပြက်ပြီးတရားတော့မယ်အခြေအနေကိုစိုက်နေပြီငါလည်းဖျားနေတာပဲလေလုံးကျင်ကန်ချင်စိတ်ရှိပေမဲ့ဘာမှမလုပ်ပေးနိုင်ဘူးကွယ်တစ်ကန်းကိုဘလို့ဖြတ်ခဲ့တာလဲနေ့စိတ်ကဘယ်ကိုရောက်နေတာလဲငါအခုအသက်ကြီးပြီဒီအသေးရွယ်နဲ့တစ်ကိုင်းမော်တက်တာလဲနင်တို့အသက်ပဲလေငါ့ကိုပြန်ပြီးတော့အပြစ်တင်စကားပြောနေတာလားတထေကြီးဦးတော်လားစီသွားပါလို့သူအလုပ်တစ်ခုကိုရှာပေးလိုက်မယ်ဒီအကြောင်းကိုသမီးတို့ဘာလို့ကြိုတင်မပြောထားတာလဲဖေသမီးဒီနေ့ရစပြီးအဲ့ဒီမှာအလုပ်သွားလုပ်ပါမယ်ဒီအိမ်ရတာဝန်တွေကိုတော့အမေပဲကြည့်လိုက်ပါအလုပ်လုပ်ပြီးဒီမိသားစုကိုကယ်လိုက်စမ်းပါနေရဖေကတော့ငက်ပြက်ပြီးတေုံပဲရှိတော့မယ်အဖေကိုဘာမှမပြောပါနဲ့တော့သူကဒီအတိုင်းတော့ဖျားနေကြတာတထေကြီးသမီးကိုမှတ်မိလားရှင်နေရဥပတောင်ရဲ့သမီးအကြီးဆုံးခင်နေမှလားဟုတ်ပါတယ်တထေကြီးသမီးဒီမှာအလုပ်လုပ်ရမလားယင်ထမင်းချက်ဟင်းချက်မယ်အလုပ်ပါပဲဒီကလို့အခက်အခဲတစ်ခုရှိရင်ငါ့ကိုပြောပါကျမအလုပ်တော်တော်များများလုပ်တတ်ပါတယ်ရှင်အိမ်မှာထမင်းအကုန်လုံးကိုသမီးပဲချက်တာပါနေအိမ်မှာနောက်ထပ်အမေတယောက်နဲ့ညီမတယောက်ရှိတယ်မလားသူတို့ဘာမှမလုပ်ကြဘူးလားအလုပ်အများစုကိုသမီးပဲလုပ်ရတာပါတထေကြီးလည်းနားလည်မှာပါနင်းမျက်စိတွေကန်းနေတာလားဘာဖြစ်လို့လဲအမေဘာလို့ဒီတိုင်းကြီးစူနေရတာလဲငါအကြောင်းမဲ့စုပူနေတာလားငါနင်းကိုနားလည်အောင်ရှင်းပြဖို့စူးစမ်းနေတာဘယ်လောက်ကြာနေပြီလဲဒါမဲ့နေကလုံးဝနားမလဲဘူးအမေကအရင်ဆုံးတေချာရှင်းပြမှာသမီးနားလည်နိုင်မှာပေါ့ဟိုလင်းပါသမီးခင်နေအလုတ်သွားလုတ်တဲ့နေရစပြီနေရဖေကငါတို့ကိုမချစ်တော့ဘူးခင်နေကအလုတ်သွားတာလေအဲ့ဒါကြောင့်အဖေကသူ့ကိုနည်းနည်းပိုချစ်တာတော့ဖြစ်တင်တာပဲဟာအမေကသမီးကိုခင်နေရနေရမှာအလုတ်သွားလုတ်စေချင်တာလားနေအလုတ်သွားလုတ်ဖို့မလို့ငါမှနီလန်ကောင်တစ်ခုရှိတယ်ဘာတွေလုပ်နေတာလဲတီတာငါတယောက်တည်းအကုန်လုံးနိုင်ပါတယ်ဆိုမမအနေနဲ့တတော့ပြင်မလုံးနေရတာ
အားကြောင့်မမကိုနည်းနည်းပါးပါးကူညီပေးခြင်းလို့စဉ်းစားပြီးလာခဲ့တာအမေကိုကူညီပေးရတာရဲ့အဖေကိုတူးတူးဆောင်ရှောက်တာရဲ့နဲ့တည်းလုံလောက်ပါပြီကွာအဲ့ဒါတွေကတော့ညီမလည်းလုံးနေကြပဲဟာဒီမှာလည်းမမကိုကူညီပေးခြင်းလို့ပါဒါဆိုငါရေသွားခက်လာအောင်မယ်နေဒီမှာပဲစောင့်နေနော်ဘာဖြစ်လို့လဲတီတာသမီးပိုက်တရားတိတ်နာနေလို့နေအခုပဲအိမ်ပြန်လိုက်တော့အခုတော့ကူညီနိုင်တော့မှမဟုတ်တော့ဘူးတထေးကြီးကိုပြောပြီးကြောက်ပြုံဒီတလုံးလောက်တောင်းပေးခဲ့ပါလားယင်ကြောက်ပြုံဒီယူပြီးဘာလို့မလို့လဲစားကျင်လို့ပါအေးပါငါယူလာပေးခဲ့ပါမယ်ဘာဖြစ်လို့လဲတီတာနေဘာလို့ဒီမှာဒီလိုကြီးချက်နေရတာလဲမမကြောက်ပြုံဒီယူလာမလားဆိုပြီးဒီမှာရက်ဆောင်နေတာလေနေရလေယူလိုက်တာအိမ်ကြောက်မှကြည့်လေရတာဟာမမကိုကြောက်ပြုံဒီယူခိုင်းထားတာတို့တွေငါတလောက်ချက်စားကြရအောင်လို့လေကြောက်ပြုံဒီနဲ့ငါတလောက်ချက်မယ်ဟုတ်လားငါတလောက်ကဘယ်ဟာကြောက်မှာလဲညီမလေးစီမှာငါတလောက်ရှိတယ်နေ့စီမှာငါတလောက်ရှိတယ်ဟုတ်လားဒါဆိုအိမ်ပြန်ပြီးအခုချက်ချင်းသွားချက်ကြစို့အိမ်မှာမချက်ဘူးတော်ထဲမှာပဲပျော်ဝဲစားထွက်ချင်တော့ချက်ကူးမိလို့ပါအဲ့ဒီမှာပဲကြောက်ပြုံသေးနဲ့ငါတလောက်ချက်စားကြမယ်လေဒါဆိုအဖေနဲ့အမေကိုပါသွားခေါ်ကြစို့လေညီမလေးပြောပြီးပြီပဲတို့နှစ်ယောက်တည်းလုံးမှာပါလို့အဲ့ဒီကိုအဖေနဲ့အမေကိုဘာလို့ခေါ်မှာလဲအဲ့ဆိုမြင်မြန်သွားပြီးတော့ဟင်းချက်ဖို့ပင်ကြစို့တော်တော်နောက်ကျနေပြီဟင်းချက်ဖို့လိုအပ်တာတွေကိုတော့ညီမလေးတော်ထဲမှာထားခဲ့ပေးပြီအိမ်မှာအလုပ်နေကြံနေသေးလို့ငါသွားပြီးတော့ဟင်းချက်ဖို့ပြင်ထားလိုက်မယ်တထေးကြီးကျမနဲ့အတူလိုက်ခဲ့ပေးပါအောင်ပြစရာလေးရှိလို့နေကဘာတောင်းရဲ့သမီးငယ်ဆုံးတည်တာမှတ်လားတထေးကြီးမှာအစုံအရှုံအကြီးကျယ်ဖြစ်နေတာကိုယ်တိုင်လည်းမသိလောက်ဘူးထင်ပါရဲ့ငါမှအဆုံးရှုံးဖြစ်နေတယ်ဟုတ်လားကျမပြောရင်တထေးကြီးကြုံမှာမဟုတ်မျက်စိနဲ့ကိုမြင်ရရင်တော့ယုံသွားလိမ့်မယ်ကဲသွားကြည့်ကြတာပေါ့မောင်သက်ငါနဲ့အတူလိုက်ခဲ့စမ်းကွာတထေးကြီးတော့ပါလားနေရဲ့ငက်တလောက်ကဘယ်ရကြတာလဲဒီငါကတော့တီတာကိုရိုင်းယူလာတာပါတီတာကိုရိုင်းပြောတာကတော့ဒီငါကနေခိုးလာတယ်လို့ပြောတယ်တထေးကြီးဘာတွေပြောနေလဲဆိုတာကျမနားမလည်ဘူးတီတာဘာလို့ယင်နေရလဲပြောလိုက်လေနေငါရင်ကနေငါတလောက်ပါခိုးလာခဲ့တာအခုကြက်ချင်းဘာတောင်းစီသွားကြမယ်သူပဲနင်းကိုစီရင်ချက်ချလိုက်မယ်ကျမဘယ်ငါ့မှမခိုးပါဘူးကျမကိုယုံပေးပါရှင်မောင်သက်သူ့ကိုခေါ်လာခဲ့စမ်းမြန်မြန်ထွက်လာခဲ့စမ်းပါတောင်းဟာတထေးကြီးပါလားဘာကိစ္စများရှိလို့လဲဗျနေစီကနေတရားမျှတမှုတောင်းဖို့လာခဲ့တာကျွန်တော်ကဘသူ့ကိုဘာအတွက်စုပ်ပြတ်ပေးရမှာလဲငါစိတ်ကူသားစိတ်ကိုလည်းစိုက်ပေးခဲ့တယ်မင်းသမီးကိုလည်းငါ့အိမ်မှာအလုပ်ပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီသမီးကပဲငါ့အိမ်ကနေခိုးယူမှုတွေလုပ်ခဲ့တယ်ကွာကျွန်တော်သမီးခင်လေးကခိုးတယ်ဟုတ်လားအဲ့ဒီစကားကိုကျွန်တော်မယုံနိုင်ဘူးတထေးကြီးရဲ့ဒီနေ့ငါသူ့ကိုလက်ပူးလက်ချက်မိခဲ့တာသမီးမခိုးပါဘူးတီတာယူလာခဲ့တာပါဖေတိတ်ဆန်းမင်းကငါသမီးဖြစ်ပြီးတော့ဒီလိုအလုပ်မျိုးလုပ်မယ်လို့ငါတက်တဲ့တခါမတွေးမိဘူးကွာတီတာအပေါ်ကိုပါအပြစ်ပုံချနေသေးတယ်ခုချက်ချင်းငါရံနေထပ်သားဆန်းငါအဖေလိုလည်းမခေါ်နဲ့ခြေထောက်မှာအခုထိပတ်တီးစီးထားတော့မဲ့လားအယိုးကအခုထိမဆက်သေးဘူးတဲ့အဲ့ဒါကြောင့်ပတ်တီးအစ်စ်ပြန်စီးပေးထားလိုက်တာအခုဒိုးတွေဘယ်လိုလုပ်ကြမလဲဒိုးတွေငက်ပြက်ပြီးတေးကြတော့မှာပါနင်တို့တခုခုလုံးနိုင်ရင်လည်းလုံးကြလေတထေးကြီးရဲ့မှာခိုးယူမှုလုပ်ပြီးတဲ့နောက်အခုအလုပ်ပေးမှမဟုတ်တော့ဘူးတကယ်တော့ခင်ကြီးကအဲ့ဒီမှာခိုးယူမှုလုပ်ခဲ့တာမဟုတ်ပါနေကခင်ကြီးကိုပဲချစ်နေတယ်လို့ဒိုးတွေထင်ပြီးလို့အပြစ်ပုံချခဲ့တာနင်တို့အဲ့လောက်ထိရုံမာတဲ့အလုပ်ဘာလို့လုပ်ရတာလဲကွာအခုတော့ကို့အမားကိုနားလဲသွားပါပြီအခုတထေးကြီးစီသွားပြီးတော့အမှန်တိုင်းသွားပြောကြရအောင်ငါသမီးမအပြစ်မရှိဘူးဆိုတာတက်တည်ပြဖို့ငါအဲ့ဒီဝဲသွားမှဖြစ်မယ်နင်တို့အဲ့လောက်ထိကြီးမားပြီးတော့ဆက်ဆုပ်စရာကောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြပြီအခုမှလောင်ဝင်ခံနေကြတာလားကျမတို့မားပါတယ်တထေးကြီးကျမတို့ကိုခွင့်လွှတ်ပေးပါနင်တို့ကငါ့ပေါ်မတရားလုပ်ခဲ့တာမဟုတ်ဘူးခင်နှင်းပေါ်မှာလုပ်ခဲ့တာတောင်းမှန်ခြင်းနဲ့ဆိုရင်ခင်နှင်းကိုတောင်းမှန်ကြခင်နှင်းဘယ်ရောက်သွားလဲဆိုတာကျမတို့မသိဘူးငါအကုန်သိပါတယ်သိလားငါ့ကိုဖတ်တုံးကလည်းငါကိုယ်တိုင်မြင်ခဲ့တာနင်တို့ကခင်နှင်းပေါ်အမြဲတမ်းမဟုတ်တန်းတရားတွေလုပ်ခဲ့ကြတယ်မမညီမလေးမားသွားပါတယ်ညီမလေးကိုခွင့်လွှတ်ပေးပါတထေးကြီးကျမအားလုံးကိုခွင့်လွှတ်ပေးလိုက်ပါပြီကျမသူ့ဘောစိတ်မစိုးနိုင်ပါဘူးခင်ဗျာခွင့်လွှတ်တယ်ဆိုရင်ငါလည်းခွင့်လွှတ်ပေးလိုက်ပါမယ်ဒါမဲ့နင်တို့အိမ်တော်စုကိုလဲပတ်ချင်တယ်ဆိုရင်တော့ဒေါမက်မြနဲ့တီတာတော့နင်တို့နှစ်ယောက်စလုံးမှာဒီမှာအလုပ်လုပ်ရမယ်အလုပ်လုပ်ရင်ပတ်စံရမယ်အဲ့ဒီပတ်စံနဲ့ပဲအိမ်တော်စုလဲပတ်ရမယ်ခင်ဗျာကတော့ဒီမှာပဲထိုင်နေလိမ့်မယ်သူ့ရဲ့တာဝန်အားလုံးကိုငါယူမယ်ဟုတ်ကဲ့ပါတထေးကြီးကျမတို့မှာဒီမှာအလုပ်လုပ်ပြီးတော့အိမ်တော်စုကိုလဲပတ်ပါမယ်ရှင့်ပြည့်စုံဟာတစ်သားတွေခုတ်ပြီးတော့ပရိဘောကလုတ်ကဈေးထဲမှာရောင်းချပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာလောဘကြီးပြီးတော့ကောက်ကျစ်တဲ့မောင်မောင်ကတော့တန်ပရိဘောကတွေကိုယူဆောင်လာပြီးတော့ရောင်းချပါတော့တယ်အဲ့ဒါကြောင့်တစ်သားပရိဘောကတွေကရောင်းမကောင်းတော့ပါဘူးဘယ်လိုလဲပြည့်စုံမင်းဘာမှမရောင်းရသေးဘူးမလားကွမင်းကငါ့ကိုနင်းအောင်လုပ်ပြီးအ
အခုငါ့ကိုလောက်ပြောင်းနေတာလားခက်ကလာပြောင်းလဲသွားပြီလေညီရဲ့တစ်သားပစ္စည်းတွေကိုဘယ်သူကသုံးမှလဲငါနဲ့ပူပေါင်းလိုက်ငါကမြို့ကနေပစ္စည်းတွေကို300နဲ့ယူလာပြီးတော့ဒီမှာ3000နဲ့ရောင်းတာကွာတညာတဲ့နဲ့ချမ်းသာသွားလိမ့်မယ်ငါလူတွေကိုလိန်ညာပြီးတော့ပတ်စံမရှာဘူးမင်းကတရောင်စာပဲဆက်ဖြစ်နေလိမ့်မယ်ကွာမောင်မောင်ရဲ့စကားတွေကြောင့်ပြေဆုံးဝမ်းနေသွားခဲ့ပါတယ်ပြေဆုံးရဲ့ဇနီးတီတာကတော့သူ့အပေါ်အရန်လေးစားပြီးတော့သူ့ရဲ့စိုးပြတ်ချက်တိုင်းကိုလက်ခံပေးပါတယ်မောင်မောင်ကနေတိုင်းငါးဆိုင်ကိုထိခန့်တိုက်ခတ်ပြီးပျော်ဆို့နေတယ်ကွာမစိုးရိမ်ပါနဲ့ဒီအချိန်တွေလဲကုတ်ဆိုးသွားမှာပါမင်းကဘယ်နဲ့ချိန်တော့နှစ်သိမ့်ပြုံးမှလဲကွာလူတွေကိုလိန်ညာပြီးပတ်စံရှာတာမကောင်းပါဘူးငါကနောက်ထပ်လာအနေငယ်လောက်စူးစမ်းကြည့်အောင်မယ်အဲ့ဒီအချိန်ထိဘာမှဖြစ်မလာဘူးဆိုရင်တော့ဒီအားနေငါထွက်သွားလိမ့်မယ်ဦးဘုံကတော့ရွာကကုံစုံဆိုင်ပိုင်ရှင်ဖြစ်ပါတယ်သူကလောဘကြီးသူဖြစ်ကပစ္စည်းတွေရဲ့မူရင်းစေးတဲ့ပတ်စံကိုအမြဲတမ်းပို့ယူတတ်ပါတယ်သူကမောင်မောင်နဲ့အရန်ရင်းနေတဲ့ဆက်ဆံရေးရှိပါတယ်နို့တကြားကျုပ်တရာစင်မှာအခုပစ္စည်းလေးတွေပေးထားပါအောင်နော်တပတ်အတွင်းပတ်စံလာပေးပါမယ်ငါစီမှာအကျွေးစနစ်မရှိတော့ဘူးဟဲ့သမီးကဦးဘုံရဲ့ဖောက်တဲ့ဟောင်းမလို့ပြောတာပါတစ်ခေါက်လောက်ပဲအကျွေးပေးပါနော်ဖောက်တဲ့ဟောင်းဖြစ်ုံနဲ့ငါကစီကန်းတွေကိုပြောင်းလဲပေးရမှာလားတာဆန့်ပါတီတာဟာဘာမှမပြောဘဲဆိုင်ရနေထွက်သွားခဲ့ပါတယ်ဦးဘုံကတော့သူမကိုစော်ကားလိုက်ရတဲ့အတွက်စိတ်ထဲကနေဝမ်းသာနေပါတယ်ညဘက်မှာတော့မောင်မောင်နဲ့ဦးဘုံကိုတွေ့ဆုံကြပါတယ်ပြေဆုံးရဲ့မျက်နှာကိုသာဦးဘုံပြင်လိုက်ဆိုင်တကယ့်ကိုအရသာရှိလာပါတယ်ဗျာသူမိမလည်းနေတိုင်းငါးဆိုင်ဝင်လာပြီးတော့အကျွေးတောင်းနေတာတပြားမှအကျွေးမရဘူးလို့ဒီတထောင်စားတွေကိုအကျွေးပေးလိုက်ရင်နောက်ပိုင်းပတ်စံပြန်တောင်းဖို့မလွယ်တော့ဘူးသူတို့နှစ်ယောက်ဟာပြေဆုံးရဲ့စင်ရဲမွဲတေမှုနဲ့ရိုးသားမှုလောက်ပြောင်ကသူ့ကိုနှိမ့်ချဖို့အမြဲကြိုးစားနေပါတယ်ပြေဆုံးအိမ်ပြန်ရောက်တဲ့အခါမှာတော့တီတာအရန်ဝမ်းနေနေတာကိုမြင်လိုက်ကြပါတယ်ဘာမှမဖြစ်ပါဘူးသွားမျက်နှာတည်လက်ဆေးလိုက်ပါအောင်နေတိုင်းမင်းကရီမောမောနဲ့စကားပြောတတ်တာဒီနေ့ဘာဖြစ်လို့လဲပြောပြပါအောင်တီကတော့ဦးဖုံးကသူမကိုဘလို့စော်ကားပြီးတော့အကျွေးပေးဖို့ညှင်းဆန်လိုက်လဲဆိုတာကိုပြောပြလိုက်ပါတယ်ငါတို့ဒီနေ့တွေအကြာကြီးအဲ့ဒီဆိုင်ကနေပစ္စည်းတွေဝယ်လာခဲ့တာဒါကိုဘလို့ဒီလိုဆက်ဆံရတာလဲကွာဒီလောကမှာပတ်စံမရှိဘာကုန်ချက်တည်းမှမရှိတော့မနေ့ပြန်ကြရင်အဲ့ဒီဥဖုံငါကိုယ်တိုင်သွားတွေ့လိုက်မယ်ဘာမှမပြောပါနဲ့တနေ့ကျရင်ကျမတို့လည်းအောင်မြင်လာမှာပါအဲ့ဒီအောင်မြင်မှုနဲ့ပဲစော်ကားမှုနဲ့ပြန်လဲတုံ့ပြန်လိုက်ပါမယ်တီရရဲ့စကားကိုကြားပြီးတဲ့နောက်ပြေဆောင်ကစိတ်ခွန်အားတွေရရှိခဲ့ပါတယ်ပြေဆောင်ကတစ်တော်ရဲကိုတစ်ခုတ်ဖို့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတစ်ပင်နာကနေအော်ဒန်တချို့ကိုကြားလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲတောင်မဲမှာတရားရနေတဲ့ကျက်တူရီတကောင်ကိုတွေ့လိုက်ကြပါတယ်တနာစီယာငှက်လေပြန်တော့မပြန်နိုင်တော့ဘူးသူ့ကိုဒီတိုင်းထားခဲ့ရင်တော့တည်သွားလိမ့်မယ်သူကအဲ့ဒီငှက်ကိုအိမ်ဝင်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်တီတာနဲ့ပြေဆုံးတို့နှစ်ယောက်ပေါင်းပြီးတော့သူ့ကိုစိတ်လိမ်ပေးလိုက်ကြပါတယ်ဒီလောက်လှပါတဲ့ငှက်မျိုးတခါမှမမြင်ဘူးကျမတို့နဲ့ပဲဆက်နေရင်မကောင်းဘူးလားရှင်သူပြန်နိုင်တော့မဲ့အချိန်ကျရင်ငါသူ့ကိုတော်ထဲမှာပဲပြန်လွတ်ပေးလိုက်ပါမယ်သူတို့နှစ်ယောက်အတူတူငှက်ကလေးကိုပြုစုဆောက်ရှောက်ကြပါတယ်ရငငယ်တွင်းမှာပဲငှက်ကလေးကျမ်းမာလာပြီးတော့တော်ထဲကိုပြန်လွတ်ဖို့အတွက်ခေါ်ဆောင်သွားခဲ့ပါတယ်ဦးဖုံးရဲ့အိမ်မှာတော့သူ့ရဲ့ဇနီးဒေါ်တန်းတို့နှစ်ယောက်ထဲနေထိုင်ကြပါတယ်ဦးဖုံးကမရိုးသားပေမဲ့ဒေါ်တန်းကတော့စိတ်ထားဖြူစင်သူဖြစ်ပါတယ်အဲ့ဒီရဲ့ချက်ကြောင့်စကားများရန်ဖြစ်ကြတယ်မောင်မောင်နဲ့ပတ်သက်ပြီးဘာလို့ဒီလောက်တောင်ဒေါသထက်နေရတာလဲသူကရှင်းတို့ကိုဘာများဒုက္ခပေးနေလို့လဲသူကငါ့ကိုဘာဒုက္ခမှမပေးဘူးရှင်းကအခုဆိုရင်ဒေါသအရန်စီပြီးကြမ်းတမ်းလာတာတဲ့ငါကတူစားပြီးပတ်စံချပြီးဂုတ်သိက္ခာရှိရှိနေထိုင်နေတာဒေါသထွက်တာမထွက်တာငါရဲ့အခွင့်အရေးပဲမမေ့နဲ့ဒီဟာသားတွေရပဲမင်းတို့ဆိုင်ရနေပစ္စည်းတွေကိုဝယ်ရတာသူတို့ကျေးဇူးနဲ့ပဲငါတို့ကလဲပတ်နေတာဒီလိုနဲ့ပဲနေတိုင်းလိုလိုသူတို့ရဲ့စကားများရန်ဖြစ်ခြင်းအားစတင်มาတော့တယ်ရွာသားတွေတက်တော့ဒါကနေစဉ်ကိစ္စဖြစ်နေကြတဲ့အတွက်ဘယ်သူမှလာရောက်မတားဆီးနိုင်ကြပါဘူးပြေးဆောင်ကငှက်ကလေးကိုတောထဲမှာလွတ်ပေးဖို့ရောက်ရှိလာတဲ့အခါမှာတော့ငှက်လေးကစကားပြောလာပါတယ်ကျွန်တော်စကားပြောနိုင်ပါတယ်လူတွေရဲ့အတိတ်နဲ့အနာဂတ်ကိုလည်းမြင်နိုင်စွမ်းရှိပါတယ်ငါ့ကိုဘာလို့အစောရမပြောရတာလဲကွာကျွန်တော်ကတာမန်ငှက်တကောင်မဟုတ်ဘူးကျွန်တော်ကဆရာတော်ဦးပေတာရဲ့အိမ်မွေးငှက်ပါဆရာတော်ရဲ့အမိန့်နဲ့ဒီနာရွာကိုသွားနေရင်နဲ့မုံတိုင်းမိပြီးတရားရခဲ့တာပါဆရာတော်ကဘာတူလဲသူဘာမှနေတာလဲသူကဒီတောအုပ်ထဲရဲ့အစွန်းမှနေပါတယ်ဆရာတော်ကအလွန်ကျင်နာတတ်ပါတယ်ငါဒီတောအုပ်ကိုနေပေါင်းများစွာလားနေတာဒါပေမဲ့ဒီမှာနေထိုင်မှန်းကိုတကောင်းမှမသိခဲ့ဘူးကွာသူကလူတိုင်းနဲ့မတွေ့ဆုံမအောင်သင်ကျွန်တော်ကိုမပိတ်လောင်ထားတဲ့အတွက်ကျွန်တော်သင်ကိုစုချချင်ပါတယ်
ငါဘာဆုလက်မှမလို့ချက်မောင်ငါလုပ်ခဲ့တာအတွက်စိတ်ရင်းနဲ့ပဲလုပ်ခဲ့တာပါ။တင်းရဲ့ပြဿနာအလုံးကိုဖြေရှင်းပြီးသိပါတယ်။ကျွန်တော်နောက်ကိုလိုက်ခဲ့ပါ။ငှက်ကလေးကဆရာတော်ဦးပေတာစီကိုခေါ်ဆောင်သွားပါတယ်။တစ်ဖက်မှာမပေါင်းစိတ်ထဲမှာတော့လက်ွက်တစ်ခုစီစဉ်နေပါတယ်။သူကဦးဖုံးရဲ့ဇနီးလေးဗျာ။တခါတလေစကားများတာဖြစ်တတ်တာပါပဲ။ငါထင်တာတော့ပြေးစုံနဲ့သူ့ဇနီးတိတာတို့နှစ်ယောက်ပါပြီးတော့ဒေါ်တန်းရဲ့အုံနောက်ကိုပျက်စီးနေကြတာလို့ထင်နေ။အဲ့ဒါတော့ဖြစ်နိုင်ပါတယ်ဦးဖုံး။ဦးဖုံးသာကျွန်တော်နဲ့ပူးပေါင်းပြီးတော့အလုပ်သေးသေးလေးတစ်ခုလုပ်မယ်ဆိုရင်ကျွန်တော်တို့နှစ်ယောက်ပတ်စံနေအများကြီးရှာနိုင်မှာပါ။ဘာလို့ရမှာလဲညီကို။ကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းမှာပတ်စံနည်းနည်းလောက်ရင်းနှီးမြှုပ်နှံလိုက်ပါ။ရန်နိုင်ငံအတွင်းမှာပဲဦးဖုံးရဲ့ဆိုင်မှာလာနေချီရနိုင်တဲ့အမြတ်ထက်အများကြီးပိုရလာနိုင်ပါတယ်။ဦးဖုံးဟာမမောက်အပေါ်အရန်ယုံကြည်လွန်းတာကြောင့်မစင်စားပဲသူ့ပတ်စံတွေကိုမမောက်ရဲ့လုပ်ငန်းထဲမှာရင်းနှီးမြှုပ်နှံလိုက်ပါတယ်။ငှက်ကလေးကိုနောက်ရောက်ခံလိုက်ရင်ပြေဆုံးကတောအုပ်ရဲ့နောက်ဆုံးအစွန်းကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီမှာဆရာတော်ဦးပေတာနေထိုင်ပါတယ်။ရှေဝါမင်းပြန်ရောက်လာပြီလားမင်းဘယ်ရောက်နေတာလဲပြီးတော့ဒီကလေးကဘာတူလဲဆရာတော်ကျွန်တော်ကိုစိတ်လွတ်တဲ့ညကပဲမုံတိုင်းမိပြီးတန်ရရခဲ့တာပါဒါဟာပြည့်စုံမှာသူကပဲကျွန်တော်ကိုကယ်တင်လာခဲ့တာပါပြည့်စုံမင်းမလောဘမရှိဘူးဒါပေမဲ့အခုဘဝမှာခက်ခဲတွေအများကြီးကြုံနေရတာပဲမင်းရဲ့ပြဿနာအလုံးအတွက်ငါတို့အဖြေရှာပေးပါမယ်ဆရာတော်ကခုတ်လိုက်တိုင်းပြန်ပေါက်လာတဲ့တစ်ပင်ရဲ့အကြောင်းပြောပြပါတယ်အဲ့ဒီတစ်ပင်ရဲ့တစ်သားနဲ့ပရိဘောဂတွေလုပ်ပြီးရောင်းချဖို့ပြည့်စုံကိုအကြံပေးလိုက်ပါတယ်ဥပမာမမောင်ရဲ့လုပ်ငန်းမှာပတ်စံရင်းနှီးမြှုပ်နှံတော့မယ်ဆိုတာသိလိုက်ကြတဲ့အခါဒေါ်တန်အရန်ဒေါ်သားထွက်သွားပြီးနှစ်ယောက်သာထပ်ပြီးတော့ရန်ဖြစ်ကြပြန်ပါတယ်။လာနေငယ်ကြပြီးတဲ့နောက်မှာတော့ပြေဆုံးဟာဆရာတော်ရဲ့အကြံပေးချက်အတိုင်းစတင်လှုပ်ဆောင်ပါတယ်။အဲ့ဒီပစ္စည်းတွေကရွှေလိုတောက်ပနေပြီးလူတွေကသူ့ဆိုင်ကိုလာရောက်ဝယ်ယူကြပါတယ်။မမောင်ရဲ့ဆိုင်ကတော့လူရှင်းနေပါတယ်။ငါမင်းကိုမျက်စိမိတ်ပြီးယုံကြည်ခဲ့တာကွာ။ငါမင်းကိုပတ်စံနေဘလောက်တောင်ပေးလိုက်မိတယ်လေ။အခုတော့ဝယ်သူလည်းတယောက်မှမရှိဘူး။တခုခုတော့မှားရင်းနေပြီ။မင်းရအထိပြေဆုံးရဲ့ဆိုင်ကိုဘယ်သူမှမကြည့်ကြပါဘူး။ငါမိမနဲ့ဇန်းဖြစ်ပြီးမင်းနဲ့ပူးပေါင်းခဲ့တာအခုဒေါ်တန်းကိုဘယ်လိုမျက်နှာပြရမလဲကွာဘာလို့ဒီလောက်တောင်စိုးရိမ်နေရတာလဲအခုဇောင်းအားနေပြီမဲ့နောက်တော့တက်လာမှာပါဒီပြေဆုံးကပဲပြဿနာပဲကျွန်တော်တို့တခုခုလုံးဝရမယ်ဥပုံပြေဆုံးကငါလမ်းကြောင်းပေါ်မှာရှိနေတယ်ဆိုရင်တော့သူ့ကိုဖယ်ရှားပြရမှာပဲတညမှာတော့မမောင်ဥပုံရဲ့အိမ်ကိုရောက်လာပြီးပြေဆုံးရဲ့ဆိုင်ကိုဖျက်ဆီးဖို့စီစဉ်လိုက်ပါတယ်ဒါပေမဲ့ဒေါ်တန်းကတော့အကုန်လုံးကိုကြားသွားပြီးသူတို့ကိုတားဆီးဖို့ကြိုးစားခဲ့ပါတယ်ရှင်တို့နှစ်ယောက်လုံးအပြစ်လုပ်နေကြတာလားတိတ်ဆန်းဒေါ်တန်းကျွန်တော်တို့ဓာရီကိုအကောက်အတွက်လုပ်ပေးမှာပါပြေဆုံးဆိုင်သာဆက်ရှိနေရင်ကျွန်တော်တို့လုံငယ်ဘယ်တော့မှအဆင်ပြေမှာမဟုတ်ဘူးသူတို့ကဒေါ်တန်းကိုဂရုမစိုက်ပဲညမှာပြေဆုံးရင်ဆိုင်စီကိုသွားပြီးတော့မိရှို့လိုက်ကြပါတယ်တနာစရာပြေဆုံးသူကစူးစမ်းပြီးတော့မှအခုလိုပြန်ပြီးထူထောင်နိုင်ခဲ့တာသူ့ဆိုင်ကိုမိရှို့ပစ်လိုက်ကြတယ်ဒီအပြစ်ရဲ့အကျိုးရှင်တို့ခံစားရလိမ့်မယ်ပြေဆုံးအကြောင်းထပ်ပြောရင်မြို့ငါမိရှို့ပစ်လိုက်မှာနော်ဒေါ်တန်းကကြောက်လန့်ပြီးပြေဆုံးကိုဘာမှမပြောနိုင်ခဲ့ပါဘူးနောက်တစ်ဖက်မှာတော့ဦးဖုံကအေးဆေးစွာအိပ်ပျော်နေခဲ့ပါတယ်နောက်တစ်ရက်မှာပြေဆုံးသူ့ရဲ့ဆိုင်မီလောက်နေရအောင်မြင်တော့လန့်သွားပါတယ်တီတာလည်းငိုကြွေးနေပါတော့တယ်ပြေဆုံးဒါရီဘလို့ဖြစ်တာလဲဘာလို့မီလောင်သွားရတာလဲမနေ့ကျတော့မှလူတွေကဆိုင်မီလောင်နေတယ်လို့လာပြောကြတာအခုတော့အားလုံးပျက်စီးသွားပြီငိုနေလေဘာထူးမှလဲအားလုံးအဆင်ပြေသွားမှာပါဆိုင်ထဲမှာ9သိန်းပိုးရှိတဲ့ပစ္စည်းတွေရှိတာငါအခုဘယ်လိုလုပ်ရမလဲငါတို့အားလုံးမင်းနဲ့တူရှိနေပါတယ်ညီကိုရစိတ်အေးထားပါငါ့ကိုလာပြန်ချင်အောင်လေနောက်ဆုံးတော့ငါပဲနိုင်တာပဲအခုတော့ရွာကနေထွက်ခွာသွားရမယ်ဟုတ်ပါတယ်အခုဒီရွာမှာနေလို့လေဘာမှမထူးတော့ပါဘူးဒါအမြင်တော့မောင်မောင်နဲ့ဦးဖုံတို့အရန်ဝမ်းသာသွားကြပါတယ်ရွာကနေထွက်မသွားခင်ပြေဆုံးကဆရာတော်စီရောက်ရှိသွားခဲ့ပါတယ်တောအုပ်ကိုသွားနေတော့မှပဲသူဟာအဲ့ဒီငယ်ရွှေဝါလေးနဲ့ပြန်လှန်ဆုံတွေ့ခဲ့ပါတယ်ဒီနောက်ွယ်မှာတယောက်ယောက်ရှိနေတယ်တင်းကိုတမင်တကာနင့်နာအောင်လှုပ်ချင်နေတာပါဒါပေမဲ့ငါဘသူနဲ့မှရန်ညိုးရန်စားမရှိတာငှက်ကလေးကအတိတ်ဖြစ်ရတွေကိုကျင်းလိုက်ပါတယ်မောင်မောင်နဲ့ဦးဖုံတို့နေရာပေါင်းပြီးပြေဆုံးရင်ဆိုင်လေးကိုမီးရှို့နေတာကိုပြေဆုံးကိုပြန်ပြောပြလိုက်ပါတယ်မောင်မောင်နဲ့ဦးဖုံကြီးဟုတ်လားသူတို့ကငါ့အပေါ်ဘာလို့ဒီလိုလုပ်နေကြတာလဲဒီအဖြေကိုဆရာတော်ပေးနိုင်ပါလိမ့်မယ်ငှက်ကလေးကပြေဆုံးကိုဆရာတော်စီခေါ်ဆောင်သွားခဲ့ပါတယ်တင်းဆိုင်ရဲ့ဝင်ငွေတိုးတက်လာခဲ့တာဒါပေမဲ့မောင်မောင်နဲ့ဦးဖုံတို့မှာတော့ဆုံးရှုံးမှုတွေရှိလာခဲ့တယ်ဒါကြောင့်သူတို့ကမနာလိုဖြစ်ပြီးတင်းကိုဒီလိုလုပ်ခဲ့ကြတာဒါဆိုရင်အခုကျွန်တော်ဘာဆက်လို့ရမလဲရှင်ဖေဟာသူတို့လုပ်ခဲ့တဲ့အပြစ်အတွက်အပြစ်ပေးခြင်းမခံရရင်သူတို့ပြုပြင်ပြောင်းလဲကြမှာမဟုတ်ဘူးသူတို့အပြစ်ပေးလိုက်ပါပြေဆောင်ဟာရဲစခန်းစီကိုအပြေးလွှားသွားခဲ့ပါတယ်ပြေဆောင်ဟာရဲတွေကိုဦးဖုံးရဲ့အိမ်စီကိုခေါ်ဆောင်သွားခဲ့ပါတယ်
ဦးပုံကအရာအလုံးကိုမဟုတ်မမှန်ဘူးလို့ညင်းဆိုခဲ့ပါတယ်ငါမှအရာအလုံးကိုမျက်နှာဆန်းရှိတဲ့မောင်ငက်ကလေးရှိပါတယ်မင်းနဲ့မောင်မောင်နှစ်ယောက်ပေါင်းပြီးတော့ငါးဆန်ကိုမိရှုပ်ခဲ့တာလို့ तू ကပြောပြနိုင်ပါတယ်မင်းအုံနောက်ပြတ်သွားပြီလားငှက်တကောင်ကိုယုံပြီးငါ့ကိုအပြစ်ရှာဖို့စူးစမ်းနေတာလားရဲရရှိမင်းဒါကအတရေဖြတ်မှုပဲဗျတာရီကိုကြားတဲ့အခါမှာတော့ဒေါ်တန်းရဲရရဲ့ရှေ့မှာအမှန်တရားကိုပြောပြလိုက်ပါတယ်ဦးဖုံနဲ့မမောင်တို့ကသူမကိုဘလို့ချင်းချောက်ခဲ့ကြရဲဆိုတာလေးပြောပြလိုက်ပါတယ်ပြည့်စုံငါ့ကိုခွင့်လွှတ်ပေးပါကို့အသက်အန္တရာယ်ကိုကြောက်တာနဲ့ဘာမှမပြောနိုင်ခဲ့ဘူးဒီလိုနဲ့မမောင်နဲ့ဦးဖုံတို့ကိုထောင်တန်းချလိုက်ကြပြီးမမောင်ရဲ့ဆိုင်လေးကိုတော့ပြည့်စုံကိုလွှဲပြောင်းပေးလိုက်ပါတယ်အဲ့ဒီမှာသူဟာအဲ့ဒီမော်တစ်ပင်ရဲ့တက်သားနဲ့ပစ္စည်းတွေကိုပြန်လဲလှုပ်ဆောင်ပြီးတော့ရောင်းချလိုက်ပါတော့တယ်ဟိုဝိစားတွေကိုရှော့ပြီးရင်ဒါရီကိုလည်းပြောင်းနေအောင်ရှော့ပေးအောင်ပြီးမှပဲအိမ်ပြန်တော့အဝိညက်တွေအများကြီးထပ်ယူလာပြန်ပြီငါအိမ်မပြန်တော့ဘူးလားမသိဘူးငါတခြားသူတွေအိမ်ကိုလည်းတွားရအောင်ပါအဲ့ဒီပတ်စံအားလုံးကိုကျမပေးမယ်ဒီအဝိစားတွေအားလုံးကိုရှော့ပေးပြီးမှပြန်ရမယ်မလုံနိုင်ပါဘူးတခြားသူတွေအိမ်နဲ့တွားတော့မယ်မင်းတို့အိမ်တော့အလုပ်လာမလုပ်တော့ဘူးကောင်းပြီလေမနေ့ပြန်အစားပြီးကျမတို့အိမ်ကိုလာဖို့မလိုတော့ဘူးရစရာရှိတဲ့ပတ်စံတွေကိုလည်းဒီနေ့ပဲတခါတည်းယူသားလိုက်တော့ဘာလို့လက်ခွင့်မရှိတဲ့နေရာမျိုးမှာအလုပ်မလုပ်နိုင်ပါဘူးဆရာကြီးလာလုပ်မနေနဲ့အဝတ်တွေကိုနေဘူးထဲမှာလှမ်းပေးခဲ့အောင်သမီးအဖေကိုရေလေးတစ်ခွက်လောက်ပေးပါအောင်အဖေအရန်ရှင်ငတ်နေလို့ဘာဖြစ်လို့ကျမပေးရမှာလဲအဖေမျက်စိထဲမှာအမြဲတမ်းကျမတယောက်တည်းပဲမြင်နေတာလားအမြဲတမ်းကျမပဲရေခတ်ပေးနေရတာလေသမီးကအဖေကိုဒီလိုမျိုးပြန်ပြောလိုက်မယ်လို့အဖေမတွေးခဲ့မိဘူးသမီးနှင်းတို့ရဲ့အဖေအတွက်ရေလေးတစ်ခွက်လောက်ယူလာပေးပါလားသမီးလေးရဲ့ကျမလည်းမယူပေးနိုင်မအောင်အလုပ်ရှုပ်နေလို့သမီးကခုတီဒီတိုင်းထိုင်နေတာပဲလေကျမမလုံနိုင်ဘူးလို့ပြောပြီးပြီပဲသမီးပိုးကြီးအဖေအတွက်ရေလေးတစ်ခွက်လောက်ယူလာပေးနိုင်မလားကွယ်ဘယ်သူမှမပေးတာကိုကျမဘာလို့ပေးရမှာလဲဘယ်လိုကံကြမ္မာမျိုးနဲ့မင်းတို့ကိုမွေးခဲ့မိပါလဲကိုအတ္တလွဲလို့မင်းတို့တွေဘာမှနားမလည်ကြဘူးအဖေကိုယ်တိုင်ပဲယူတော့မတော့ချင်လည်းမတော့နဲ့တော့နေကောင်းလားကိုတင်ဝင်အတော်ကြပြီနော်မတွေ့ဖြစ်တာအခုမိသားစုရေးဖျားတွေကြောင့်ထိုင်ဖို့တောင်အချိန်မရှိဘူးဖြစ်နေတာဒါနဲ့အိမ်ကဖျားဆိုတာဘာလဲဗျအဆင်ပြေရဲ့မလားဗျကျွန်တော်ရဲ့သမီးတွေကရေလေးတစ်ခွက်တောင်မှယူမပေးနိုင်ကြဘူးဗျာ၃ယောက်စလုံးကတယောက်တစ်မျိုးစင်ကြေပေးလိုက်ကြတာသူတို့ကိုသင်ငန်းစာတစ်ခုခုပေးရလိမ့်မယ်ဒါမှသူတို့အသိဉာဏ်ဝင်လာကြလိမ့်မယ်ခမည်းပဲစဉ်းစားပေးနိုင်တော့မယ်ဘာဖြစ်လို့လဲဆိုတော့ဒီလောက်ကြီးစီးပွားရေးလုပ်ငန်းကိုတယောက်တည်းလုပ်နေရတာဆိုတော့လေအခုကျွန်တော်ခေါင်းထဲမှာအကြံတစ်ခုတော့ရလာပြီဗျအဲ့ဒီအတွက်လူပြိုလေးတယောက်တော့လိုလိမ့်မယ်အဲ့ဒီကောင်လေးကိုဘာတင်ပေးရမလဲဆိုတော့ तू ကမိဘမဲ့ဖြစ်ပြီးတော့အိမ်အလုပ်ဘာတစ်ခုမှမလုပ်တတ်ဘူးလို့သမီးတွေရှေ့မှာသွားပြောခိုင်းရမယ်သမီး၃ယောက်စလုံးကငါပဲလက်ထက်မယ်လို့ဗျိုင်သူပြောလာကြတဲ့ခါကျရင်သူတို့ကိုအိမ်အလုပ်တွေခိုင်းရမယ်နောက်မှသူတို့ကိုသင်ငန်းစာပေးတယ်လို့ပြောလိုက်ပေါ့အကြံကတော့တကယ်ကိုအလန်းစားပဲဗျာကျွန်တော်သိတဲ့အထဲမှာကောင်လေးတယောက်ရှိတယ်နာမည်ကတော့ဇေယာတဲ့ဟေးပိုးဤမိဖို့ကြောင့်နေရနေငါအတွက်ထမင်းဟင်းယူလာပေးကြပါအောင်အရန်ပိုက်စားလို့ဒီနေ့ထမင်းဟင်းမချက်သေးဘူးအဖေရေပဲတောက်ပြီးတော့အိပ်ရပါလိမ့်မယ်ဘာဖြစ်လို့လဲဟာရေပဲတောက်ပြီးဘာလို့အိပ်ရမှာလဲဒေါ်စိန်ကြီးအိမ်ကိုလာတယ်မလားသူထမင်းဟင်းမချက်ပေးခဲ့ဘူးလားမချက်ပေးဘူးအဖေဒီနေ့မနေ့ကမမမြန်တို့ကဒေါ်စိန်ကြီးအဝိမလျှော်ပေးနိုင်ဘူးလို့ညင်တော့အလောက်ကနေထုတ်ပြလိုက်တာဒေါ်စိန်ကြီးကိုအလောက်ကထုတ်ပြလိုက်တယ်ဟုတ်လားမြန်တို့ကဒီလောက်တောင်တက်တီတွေရှိနေတာလားသူ့ကိုအလောက်ကထုတ်ပြရတာမရှက်ဘူးလားကွဘာလို့မထုတ်ရမှာလဲသူကျမစကားကိုနားမထောင်တာအဲ့ဒါကြောင့်မလို့သူ့ကိုအလောက်ကထုတ်ပြလိုက်တာမြန်တို့နေလောက်လိုက်တာလုံးဝမမှန်ဘူးဒီနေ့ထမင်းဟင်းချက်မှာမဟုတ်ဘူးရေပဲတောက်ပြီးတော့အိတ်လိုက်ကြတော့အဖေထတော့ဒီနေ့ဆိုင်မသွားရတော့ဘူးလားညီတို့မှတခုခုပြောစရာရှိလို့နိုးနေတာဖြစ်မယ်ကျမတို့ကအဖေကိုအိတ်ရကနေတော့လာမနိုးရဘူးလားငါဒီလောက်ကလေးတောင်မသိပဲနေမလားကွကျမတို့ကိုမဟုတ်ဘူးလေးပေးပါအောင်အတော်ကြပြီကျမတို့ဘဲမှရှောက်မလဲရသေးလို့ငါမှအခုလောလောဆယ်ပေးဖို့ပတ်စံမရှိသေးဘူးပတ်စံမရှိဘူးဟုတ်လားပတ်စံတော့အဖေမဖြစ်ဖြစ်အောင်လုပ်ပေးမှာပါမပေးနိုင်ဘူးဆိုရင်မပေးနိုင်ဘူးပဲအဖေကကျမတို့ပတ်စံလာတောင်းတိုင်းတခုမဟုတ်တခုစင်ကြေတွေပေးနေတော့တာပဲပတ်စံရှားတာဘလောက်ပင်မလဲဆိုတာညီတို့သိရဲ့လားအဲ့ဒီပတ်စံတွေကိုညီတို့ကဘာမှမစင်စားပဲဖြုတ်ပြကြတာလေဖဲကြပါအောင်ငါဆိုင်သွားလိုက်အောင်မေမောင်စရာအရေးကြီးတဲ့အလုပ်လေးတွေစဉ်းနေစရာရှိလို့အကေရောဘာတူလဲခမဘာကိစ္စရှိလို့ပါလဲခမငါကိုတင်ဝင်းရဲ့တငယ်ချင်းပါဟုတ်ကဲ့ပြောပါအောင်ခမကျွန်တော်စီကိုဦးလေးတယောက်လာလိမ့်မယ်တဲ့ကျွန်တော်အကဲကိုဘယ်လိုကူညီပေးရမလဲငါအိမ်မှာသမီး၃ယောက်ရှိတယ်အဲ့ဒီ၃ယောက်စလုံးကအရန်ပြင်းကြတာဘာလို့မှကိုမလုပ်ဘူးငါသမီးတွေကိုပြောလိုက်မယ်
မင်းတို့သူတို့နဲ့ပေးစားဖို့အတွက်လိုက်ကြည့်ထားတာပါလို့ဒါပေမဲ့ဘယ်သူနဲ့ပေးစားရမလဲဆိုတာစဉ်းစားမရဖြစ်နေတယ်လို့ပြောရမယ်အဲ့ဒီခါကျရင်သူတို့ကကိုတက်တည်ပြဖို့အတွက်အိမ်ရလို့တွေအားလုံးဝမ်းကူလို့ကြလိမ့်မယ်အဲ့ဒီနီးနဲ့ပဲငါသူတို့ကိုတင်ငန်းစာပေးမလို့အန်ကယ်စဉ်းစားထားတဲ့နီးလဲကတော့တကယ်ကိုအလန်းစားပါပဲဗျာမင်းအိမ်မှာအမေမရှိတော့ဘူးလို့ပြောရမယ်အလုံးမဲ့သမျှကိုအိမ်ဖော်တွေပဲလှုပ်ပေးတယ်လို့ပြောရမယ်အဲ့ဒီခါကျရင်ငါသမီးတွေအားလုံးကမင်းကိုလက်ထပ်ဖို့အလူရဲ့စူးစမ်းလာကြလိမ့်မယ်ကျွန်တော်ဘာလို့ရမလဲဆိုတာသဘောပေါက်သွားပါ ။ခင်ဗျားအိမ်ကိုသွားကြရအောင်။အဲ့ဒီနောက်မှာတော့ဥပသန်းကဇေယျကိုသူ့သမီး၃ယောက်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဟေးသမီးတို့ဘယ်လိုရောက်နေကြတာလဲ။ဒီမှာပါဖေ။အိမ်ကအဝတ်တွေအားလုံးကိုသမီးလျှော်ပေးနေတာပါ။လွန်ခဲ့တဲ့နေ့ရက်ကတည်းကဒီအဝတ်တွေကိုမလျှော်ချင်လို့ဆိုခုကြတော့သမီးတယောက်တည်းထိုင်လျှော်နေပါလား။သမီးလည်းပကံတွေကိုဘလောက်တောင်ပြောင်းစင်အောင်စေးကြောနေလဲလို့အခုတော့ငါဘယ်လိုဆုံးဖြတ်ရမလဲ။သမီး၃ယောက်စလုံးကတစ်ခုမဟုတ်တစ်ခုတော့ကျွမ်းကျင်ကြတာပဲ။အဲ့ဒီတော့တစ်ခုလို့ရအောင်သမီးတို့၃ယောက်စလုံးတယောက်ချင်းစီဈေးကိုသွားကြဒါပေမဲ့အဲ့ဒီမှာအဖေနာမည်ကိုတော့လုံးဝမပြောနဲ့နော်ဘသူကကိုယ်သိဉဏ်ကိုသုံးပြီးတော့ဈေးရနေမမေချင်းကိုဝင်လာနိုင်မလဲအဲ့ဒီသမီးကိုပဲမောင်စရာနဲ့ပေးစားမယ်ကောင်းပါပြီအဖေသမီးကပဲအဲ့ဒီကောင်လေးရဲ့အတွက်အတင်းတော်ဆုံးဇနီးဖြစ်တယ်ဆိုတာသက်သေဖြတ်လိုက်တော့မယ်ကောင်းပြီလေသမီးကအဲ့လိုပြောနေမှတော့သမီးပဲအရင်သွားလိုက်ငါဝယ်လာနိုင်မလားမဝယ်လာနိုင်ဘူးလားဆိုတာစောင့်ကြည့်ကြတာပေါ့တကယ်လို့ဝယ်လာနိုင်ရင်သမီးကိုပဲပေးစားလိုက်တော့မယ်ဦးလေးအောင်မောင်ဦးလေးစီမှာငမြချင်းရှိလားရှင်ဟုတ်ကဲ့ရှိပါတယ်သမီးငမြချင်းတော့ရှိတယ်ဘယ်လောက်ဖိုးပေးရမလဲသမီးကို9တောင်လောက်ပေးပါရှင်ရှော့သမီးဒါသမီးရဲ့ငါအားလုံးပေါင်း30ကျပ်ကြားတင်ပါတယ်ဗျာသမီးမှာခုလောလောဆယ်ပတ်စံမပါလာလို့ပါပတ်စံဝင်နဲ့ပြန်မလာပေးမယ်သမီးကိုငါပေးလိုက်လို့ရမလားရှင်မဖြစ်ပါဘူးမနေ့စောစောစီးစီးလာလောက်နေတာလားသမီးရဲ့ဒီလောက်ကြီးတဲ့ငါကိုယူသွားပြီးတော့ပတ်စံကြတော့မပေးဘူးဟုတ်လားဈေးဥတော်မပေါက်သေးဘူး तू ကအကျွေးနဲ့ငါလို့ကျင်နေတာလေဒီကနေ့တော့သွားတော့လာပြီးတော့မနှောက်ဆက်တော့နဲ့သမီးကဦးလေးကိုရင်ရင်ကြည်ကြည်ပြောနေတာပဲဟောင်းမနှက်ဖြန်သေးချာပေါက်ပတ်စံလာပေးပါမယ်ဒီကနေသွားမလားမသွားဘူးလားကွာကောင်းပါပြီကျမသွားပါမယ်ကဲသမီးနေနုငမြချင်းဝင်လာခဲ့ရလားဟမ်အဖေသမီးမဝင်လာနိုင်ဘူးတခြားသူတွေလွတ်ပြီးတော့စမ်းကြည့်လိုက်ပါအောင်မြန်တို့အခုသမီးအလဲပဲသွားတော့တကယ်လို့သမီးကငါးဝယ်လာနိုင်မယ်ဆိုရင်သမီးကိုပဲအဲ့ဒီကောင်လေးနဲ့ပေးစားလိုက်မယ်ငါးဝယ်သွားကြပါအောင်တကယ်လဲလဲဆက်ဆက်ကြည့်တယ်ဦးလေးအောင်မောင်ဦးလေးဆိုင်မှာဈေးသက်တာဆုံးငမြချင်းကဘယ်ရလဲရင်အဲ့ဒါလေးကျမကိုပေးပါဈေးသက်တာတွေဘာတွေငါမသိဘူးငါစီမှာငါတက်ကောင်30ကျပ်ပဲဒါပေမဲ့ကျမစီမှာ4ကျပ်ပဲပါတာလေကျန်တဲ့6ကျပ်ကျမစီမှာမရှိဘူးအကျွေးနဲ့ငါပေးလိုက်မယ်ဆိုရင်တော်တော်ကောင်းပါပဲဒီနေ့မနေ့ကလေးကတကောင်မှမရှောင်းရသေးဘူးအဲ့ဒါကိုညီကို6ကျပ်အကျွေးနဲ့ပေးရမယ်ဟုတ်လားမပေးနိုင်ပါဘူးပေးလိုက်ပါဦးလေးရဲ့ဒီနေ့ကျမအရန်လိုအပ်နေလို့ပါမပေးနိုင်ဘူးဆိုတာမပေးနိုင်ဘူးပဲကွကောင်းပါပြီဦးလေးဦးမောင်ရဲ့မပေးရင်လည်းနေပါတော့ကဲသမီးမြန်တို့ငါးမွေလာနိုင်ဘူးလားဟမ်ဖေဖေသမီးလည်းငါးမွေလာနိုင်ခဲ့ဘူးကောင်းပါပြီအဖေမှနောက်ထပ်သမီးတယောက်ကြံနေတယ်အခုသွားပါစေတကယ်လို့သူသားငါးသားဝယ်လာနိုင်ရင်အဲ့ဒီကောင်လေးနဲ့ပဲသူ့ကိုပေးစားလိုက်တော့မယ်ဟမ်အဖေကျမအခုမသွားတော့ဘူးဟမ်ဘာဖြစ်လို့လဲသမီးရဲ့အစတွေကအရှုံးပေးလိုက်တဲ့သဘောပေါ့ကျမရဲ့မမကြီးနှစ်ယောက်စလုံးတော့ဝယ်မလာနိုင်တာကျမလည်းဝယ်လာနိုင်မှာမဟုတ်ပါဘူးသမီးတို့အဖေအခုအကြံတစ်ခုပေးမယ်3ယောက်စလုံးပူပေါင်းပြီးဦးလေးအုံးမောင်ရဲ့ဆိုင်ကိုသွားကြပြီးတော့ကို့အသိဉာဏ်ကိုသုံးပြီးတော့ငါ့ကိုဝေလာခဲ့ကြအဖေကအဲ့လိုပြောနေမှာတော့တစ်ခေါက်လောက်တော့စူးစမ်းကြည့်ကြတာပေါ့လာညီမလေးတို့3ယောက်စလုံးပူပေါင်းပြီးဈေးကိုသွားကြစို့ညီတို့3ယောက်စလုံးငါ့ကိုဒုက္ခပေးဖို့ငါဆိုင်ကိုရောက်လာပြန်ပြီငါ30ကျပ်ထက်လျှော့ပြီးတော့ငါမရောင်းနိုင်ဘူးကျမစီကအခု4ကျပ်ပါပါတယ်မမတို့စီမှာရောပတ်စံနည်းနည်းပါကြသေးလားတကယ်လို့ပါရဆိုရင်အားလုံးပေါင်းလိုက်ရင်9တကောင်ဝယ်လို့ရတယ်ငါစီမှာလည်း4ကျပ်ပါတယ်ကျမစီမှာတော့2ကျပ်ရှိတယ်တကယ်ကိုကောင်းတာပဲတကယ်ဆိုရင်30ကျပ်အပြည့်ပဲပေါ့ဦးလေးအောင်မောင်အခုကျမတို့9တကောင်ပေးပါရှင်ပြီးတော့ဒါဦးလေးအတွက်30ကျပ်ပါရော့ဒါညီတို့ရဲ့ငမြင့်ချင်းကြည့်ပါဦးဖေနောက်ဆုံးတော့ကျမတို့9ဝယ်ပြီးအိမ်ပြန်ရောက်လာခဲ့ပြီအဖေကပြောတယ်မလားကျမတို့9ဝယ်လာနိုင်မှာမဟုတ်ဘူးလို့အခုကြည့်ပါဦးအေးငါမြင်နေရတယ်သမီးတို့အားလုံးရဲ့လက်ထင်းပါငါရှိနေတာအောင်ဒါနဲ့ဒါကနေသမီးတို့ဘာသင်ခန်းစာရလိုက်လဲအဖေဘာလို့ပြောချင်တာလဲသမီးတို့တယောက်ချင်းစီဆန်းကိုသွားခဲ့တော့သမီးတို့9မွေလာနိုင်ခဲ့ကြအောင်ဘာဖြစ်လို့လဲဆိုတော့သမီးတို့အားလုံးစီမှာပတ်စံမရှိလို့ဒါမှမဟုတ်ရင်ရှိခဲ့ရင်လေအဲ့ဒီပိုက်ဆံက9ဝယ်ဖို့အတွက်မလောက်မငါဖြစ်နေလို့လေဒါပေမဲ့သမီးတို့ညီညွတ်သွားတဲ့အခါကျတော့9ဝယ်လာနိုင်ခဲ့ကြတယ်ဒါကဘာလို့ဆိုလိုတာလဲဆိုတော့တယောက်တည်းခွဲနေမယ်အစားသမီးတို့အားလုံးညီညီညွတ်နဲ့စီစီလုံးလုံးနေထိုင်နိုင်မယ်ဆိုရင်သမီးတို့ကိုဘယ်သူမှခွဲထုတ်လို့ရမှာမဟုတ်ဘူးဒါဆိုအဖေကျမတို့အတွက်ကြည်ပေးထားတဲ့ကောင်လေးဆိုတာကကျမတို့ကိုသင်ငန်းစာရအောင်အဖေဖန်တီးထားတာပြဿနာတစ်ခုပဲဟုတ်လား
အေးပေါ့သမီးရဲ့ဒီအချက်ကိုနားလည်သွားကြတယ်မလားအဖေကကျမတို့ကိုတေးသေးချာချာနားလည်အောင်ရှင်းပြပေးခဲ့တာပဲကျမတို့အားလုံးပူးပေါင်းလိုက်ရင်ဘာတွေလုပ်နိုင်မလဲဆိုတာသဘောပေါက်သွားပါပြီကျမတို့ဒေါ်စိန်ကြီးကိုလည်းအလုပ်ပြန်ဝင်ဖို့ပြန်ခေါ်လိုက်ပါမယ်အခုဆိုရင်အဖေပြောသွားပြီမလားအဖေကသမီးတို့ရဲ့ဖခင်ပဲဟာကိုသမီးတို့ရဲ့အမြဲတမ်းသမီးတို့ရဲ့ကောင်းကျိုးကိုပဲလိုလားတာပေါ့ဒါတရားမှအဖွားကိုနေအောင်နေထိုင်ကြတယ်ဒီလိုမိုးရွာနေတဲ့တဲမှာတော့ကောင်းကောင်းတော့အလူခံလို့မရပါလားဒီလိုပဲထိုင်နေလို့တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးမိုးရွာလည်းအလူခံနေရမှာပဲဒီလိုရာသီဥတုမှာဘယ်သူကအပြင်ထွက်မှာလဲဒီလိုပဲတွေးပြီးတော့ထိုင်နေရင်ငါတို့ဝမ်းရဘလို့လုံးမှာတော့အိမ်ထဲမှာထိုင်နေရုံနဲ့တော့ဘာမှဖြစ်မလာနေပြောတာမိုးထဲမှာသွားပြီးတော့အလူခံထွက်မယ်ပေါ့ဟုတ်လားငါတို့မှတခြားဘာနီလန်ရှိလို့လဲကောင်းပြီလေနေပြောတဲ့အတိုင်းလုပ်ကြရအောင်အဲ့ဒီညာတဲတက်စာရွာတဲ့မိုးနဲ့မုန်တိုင်းကြောင့်အဖွားနှစ်ယောက်ရဲ့မိဖို့ကြောင့်လေးပျက်စီးသွားခဲ့ပါတယ်သူတို့နှစ်ယောက်စလုံးငိုကြတာပေါ့ဒီတေချင်းဆိုမိုးကလေငါမိဖို့ကြောင့်တော့ပျက်စီးသွားပြီအခုငါတို့ဘလို့လုပ်ကြမလဲငါတို့ရဲ့ကံစမားမှာဆင်းရဲဒုက္ခတွေကိုပဲရေးမှတ်ထားတာထင်ပါရဲ့မိဖို့ကြောင့်ဘလို့လုပ်ပြီးပြန်ပြင်ရမလဲငါတို့မှပတ်စံမှမရှိတာအခုငိုနေလို့ဘာထူးမှလဲအလူခံထွက်ကြတာပေါ့ရတဲ့ပတ်စံနဲ့မိဖို့ကြောင့်ကိုပြန်ပြင်ကြတာပေါ့အလူခံလို့ကတော့စားဖို့နဲ့ကုန်သွားမှာပဲတစ်ဖက်မှာလည်းမောင်မောင်ဦးဟာမြို့ကနေအလုပ်ကိစ္စနဲ့ရွာကိုရောက်လာပါတယ်အကိုမြို့လာလားရှင်ကျမတို့နေ့ရက်ရှိပြီဘာမှမစားသေးဘူးနည်းနည်းလောက်တော့ကူညီပါအောင်ရှင်ကျွန်တော်ကကူညီတောင်းဖို့လာတာပါဘာကူညီလဲရှင်အလုပ်ကိစ္စနဲ့လာတာပါဒါပေမဲ့အခုပြန်ဖို့အတွက်ပတ်စံမရှိတော့လို့ပါနည်းနည်းတော့ကူညီပေးနိုင်မလားခင်ဗျာဖြစ်မဖြစ်ရလေကူညီတောင်းဖို့တခြားသူမရှိတော့လို့တထောင်းစားတွေစီပိန်လာရတယ်လို့မိုးရနေလို့အပြင်မှာဘသူ့ကိုမှမတွေ့ရလို့ပါအတော်လေးခက်ခဲနေလို့လားဟုတ်ပါတယ်မဟုတ်ရင်အကူကြီးတောင်းမှာမဟုတ်ပါဘူးကျမတို့မှာပတ်စံအများကြီးတော့မရှိပါဘူးပတ်စံအနေငယ်အဆင်ပြေနိုင်မလားကြည့်ပေးပါဦးနေယူသွားပြီလားမြက်လေငါတို့တော့မွဲနေတာလေဒါမဲ့အကူကချက်ချင်းအကူကြီးလုပ်နေတာလေကျွန်တော်နောက်တစ်ခေါက်ဒီရွာကိုလာရင်ခင်ဗျားတို့ပတ်စံကိုပြန်ပေးပါမယ်ကျမတို့စီမှာရှိတာလေးပဲပေးလိုက်ပါမယ်အဖွားမြက်လေးကစိတ်သဘောထားကောင်းပေမဲ့အဖွားကြည့်ကြီးကတော့စိတ်ထားမကောင်းပါဘူးဒီနေ့မှာတော့အကုန်လုံးဆုံးရှုံးသွားခဲ့ပြီပေါ့ဆုံးရှုံးပါစေကုညီခွင့်ရတာနဲ့အများကြီးပြည့်စုံပါပြီအခုထမင်းဘလို့ချက်မလဲငါရက်အနေငယ်လောက်တော့ဖြစ်တယ်လို့ပဲဖြစ်တန်းလိုက်ပါမယ်နေကိုယ်တိုင်ဒီလောက်ခက်ခဲနေဖြစ်နေတာသူတစ်ပါးကိုဘာကြောင့်ကုညီနေရတာလဲကုညီလို့ရတဲ့စိတ်အေးချမ်းသာမှုကိုနေဘယ်တော့မှနားလည်မှာမဟုတ်ဘူးငါလည်းနားမလဲခြင်းတခါတလေကြာရင်သူတစ်ပါးအကြောင်းလဲတွေးပေးရတယ်ဟဲ့အကိုပါလားအကူညီတစ်ခုခုလို့လားရှင်မဟုတ်ပါဘူးဖွားရဲ့ကျွန်တော်ကိုကူညီခဲ့တာတွေအတွက်ကျေးဇူးဆက်ဖို့လာတာပါကျမစုလက်တစ်ခုခုရဖို့အကိုကိုကူညီခဲ့တာမဟုတ်ပါဘူးမြူပြောက်စီနဲ့အကိုရဲ့ဒါဆိုလဲချေးလိုက်တဲ့ပတ်စံကိုတော့ပြန်ယူရမှာပဲလေချေးထားတဲ့ပတ်စံပဲပေးပါရှင်ဒီစုလက်ကိုအဖွားယူရမယ်ကောင်းပါပြီအကိုရဲ့ဒါကရွှေလက်ကောက်နဲ့ကွင်းမှာရွှေလက်ကောက်တွေဟုတ်လားဒါတွေကျွန်တော်အတွက်ဘာမှသုံးလို့မရတော့ဘူးကျွန်တော်သွားပြီဗျာအဖွားမျက်လေးရတဲ့စုလက်ကိုမြင်ပြီးအဖွားကိုကြည့်ကြည့်ရမနာလို့စိတ်တွေပေါ်ပေါက်လာတယ်အဖွားပါလားကျွန်တော်တို့အိမ်ကိုဘာကိစ္စရှိလို့လဲတခုခုအကူညီလို့လာတာနေမှာပေါ့မဟုတ်ပါဘူးဘာကူညီမှတောင်းဖို့လာတာမဟုတ်ပါဘူးဒါဆိုဘာဖြစ်လို့လာတာလဲပြောပါဦးဒီနေ့မျိုးကအကိုတယောက်ကငါ့ကိုရွှေလက်ကောက်တစ်စုံပေးသားလို့ပါနင်တို့ဒီလက်ကောက်ကိုရောင်းပေးနိုင်မလားရွှေလက်ကောက်တွေဟုတ်လားခိုးလာတာတွေဘာတွေများမဟုတ်ပါဘူးနော်ငါကဘာလို့ခိုးရမှာလဲဒါဆိုရင်အဲ့ဒီလက်ကောက်တွေပြပါဦးဒါကတကယ်ရွှေလက်ကောက်ပဲကောင်းပါပြီအဖွားရဲ့လက်ကောက်တွေကိုရောင်းပေးပါမယ်ရာသီဥတုကောင်းသွားတာနဲ့ချက်ချင်းရောင်းပေးပါမယ်ဗျာနေပါအောင်အဖွားဒီလက်ကောက်တွေကိုကျမကိုပဲရောင်းလိုက်ပါလားမင်းကဘာတွေပြောနေတာလဲငါတို့မှပတ်စံအများကြီးမရှိဘူးလေသူတို့ကထွန်းထွန်းနဲ့နန္နာတို့ဖြစ်ကြပါတယ်ထွန်းထွန်းကလူကောင်းတယောက်ဖြစ်ပေမဲ့နန္နာကတော့လောဘစိတ်တွေပြည့်နေနေသူပါအဖွားချီချီပတ်စံနေလိုချင်လို့လားအဖွားမျက်လေးစီကနေလက်ကောက်တွေယူပြီးကျမကိုရောင်းလိုက်လေဒါပေမဲ့အဲ့ဒီလက်ကောက်တွေကိုဘယ်လိုသွားယူရမှာလဲခိုးလိုက်ပေါ့အဖွားရဲ့ကောင်းပါပြီငါဒီတိုင်းပဲလုပ်မယ်အဖွားချီချီကအဲ့ဒီညမှာပဲအဖွားမျက်လေးအိမ်ထဲခိုးဝင်ပြီးလက်ကောက်တွေကိုခိုးယူလိုက်ပါတယ်မျက်လေးကတော့ဘာမှမသိလိုက်ပါဘူးလက်ကောက်တွေခိုးခံလိုက်ရပြီးအခုပါဆက်လို့ရမလဲဘာလို့ဒီလိုငိုနေတာလဲငါရဲ့ရွှေလက်ကောက်တွေခိုးခံလိုက်ရပြီးငါရဲ့ကံကောင်းခြင်းကိုတယောက်ယောက်ကမနာလို့ဖြစ်သွားတာနေ့လက်ကောက်အကြောင်းကိုထိုးထိုးနဲ့နန္နာတို့ပဲသိတာလေသူတို့ခိုးတယ်လို့ပြောချင်တာလားမဟုတ်ပါဘူးတခိုးတယောက်ယောက်ဝင်ခိုးသွားတာလည်းဖြစ်နိုင်တာပဲငါကံအားပဲစိုးရနေမှာပါရန်အနေငယ်ကုံလွန်သားပြီးတဲ့နောက်မမဦးဟာဇာကိုတစ်ခေါက်လောက်ရောက်ရှိလာပြီးအဖွားမျက်လေးနဲ့တွေ့ဆုံခဲ့ပါတယ်ရွာမှာအလုပ်လေးရှိလို့အဖွားနဲ့တွေ့အောင်မယ်လို့တွေးထားတာကျမရဲ့ကံကြမ္မာအတော်လေးဆိုးရနေလို့ဘာဖြစ်လို့လဲဗျာအကိုပေးခဲ့တဲ့ရှေ့လက်ကောက်တွေအခုခံလိုက်ရလို့ပါဘယ်သူခိုးသွားတာလဲမ
သိပါဘူးရှင်ဒါကဘယ်လိုဖြစ်တာလဲဒီလောက်တန်မိုးရှိတဲ့အရာခွန်းလို့ပါကိုရဲ့ကျမကောင်းကောင်းမထိတ်တိတ်နိုင်ခဲ့ဘူးကိစ္စမရှိပါဘူးကျွန်တော်အဖွားရဲ့မိဖို့ကြောင့်ပြင်ပေးပါမယ်အကောကတစ်ကြိမ်ကူညီခဲ့ပြီးပြီပဲနောက်ထပ်မလိုတော့ပါဘူးအဖွားရဲ့လက်ကောက်အကြောင်းကိုဘသူတွေသိလဲပြီးနောက်အဖွားကြည့်ရဲ့အင်ဂျင်နာချင်းထိုးထိုးနဲ့နန်းနာရဲ့ပါပဲဒါဆိုတခုကဒီလူတွေကတယောက်ယောက်ပဲဖြစ်ရမယ်ဒါပေမဲ့သူတို့အားလုံးကကျမယုံကြည်ရတဲ့သူတွေပါခုခေတ်ကြီးမှာယုံကြည်မှုဆိုတာမရှိသလောက်ပါပဲဖွားရဲ့တခုကိုဖမ်းပေးပါမယ်အကုန်ဒီနေ့ပါလို့ထက်လာရပြန်တာလဲရှင်ကျွန်တော်သတင်းတစ်ခုလာပေးတာပါအဖွားကိုပေးခဲ့တဲ့လက်ကောက်အဲ့ဒါအစ်စ်မဟုတ်ဘူးဗျအတုကြီးအတုဟုတ်လားအဲ့ဒီလက်ကောက်တွေကရွှေအစ်စ်မဟုတ်ဘူးပေါ့ဟုတ်တယ်အစ်စ်ကိုတော့ကျွန်တော်အိမ်မှာပဲထားမိတာမှားပြီးတော့အတုကြီးလာပေးမိလိုက်တာအဲ့လိုလေအခုဘယ်လိုလုပ်ရပါမလဲအဖွားကဘာလို့ပြရခတ်နေတာလဲလက်ကောက်ကိုအဖွားကိုပေးခဲ့တာမဟုတ်တာကျမမျက်လေးရဲ့အတွက်စိတ်ပူသားလို့ပါဘာထူးမှလဲအခုကျမအတွက်အစ်စ်လည်းမလိုတော့ပါဘူးကျွန်တော်နောက်တစ်ခေါက်ကျရင်အစ်စ်ကိုယူလာပေးခဲ့ပါမယ်ခိုးသွားတဲ့သူကတော့အများကြီးဆုံးရှုံးသွားပြီပေါ့လက်ကောက်ကအတုဖြစ်ကြောင်းကြားလိုက်ရတော့အဖွားကြီးကြီးကထိတ်လန့်သွားပါတယ်ဘာဖြစ်လို့လဲသမီးတခုခုလိုရလို့လားအဖွားမျက်လေးရဲ့လက်ကောက်တွေကိုခိုးကမ်းခဲ့တာကျမလေအေးလေငါးစီမှာပဲတင်ထားတာကျမအဖွားစီကနေပြန်ဝယ်မယ်လို့ပြောခဲ့တယ်မလားငါလုံးဝသတိမရလိုက်ဘူးငါနေ့ကိုလက်ကောက်တွေပေးမယ်လက်ကောက်တွေကအစ်စ်ကဟုတ်ရဲ့လားမဟုတ်ရင်စမ်းသက်ကြည့်လို့ရတယ်ဒါဆိုလေကျမကိုပေးကျမယူသားမယ်ပေးလို့တော့ရတယ်ဒါပေမဲ့ငါ့ကိုဈေးကောင်းကောင်းပေးရမယ်ဒါကခိုးရပါပစ္စည်းလေကျမပေးမယ်စီကအဖွားလည်းမရှုံးပါဘူးကျမလည်းမရှုံးစီရဘူးနေငါ့ကိုဈေးနေတော့မှသိတယ်တကယ်လို့အဖွားကျမကိုလက်ကောက်မပေးလူတိုင်းကိုလိုက်ပြောလိုက်မှာနော်နင်းအဆင်ပြေမဲ့ဈေးပဲပေးပါတော့ဒီလက်ကောက်တွေကငါ့အတွက်ဘာသုံးစားလို့ရမှာလဲကောင်းပြီပေးလိုက်စကားတွေအများကြီးပြောမနေနဲ့အဖွားချစ်ကြီးတခိုးကိုမိပြီလားတခိုးကယူသွားပြီးဆိုမှတော့ပြန်ရနိုင်ပါမလားကွယ်အဖွားအတော်လေးစိတ်မကောင်းဖြစ်ရမှာပဲနော်အစားတော့နင်းနေစိတ်မကောင်းဖြစ်မိတယ်အခုတော့ဘာမှမခံစားရတော့ပါကွယ်မြို့ကအကိုကလာပြောသားတယ်လက်ကောက်ကအတုကြီးတဲ့ဟမ်အတုဟုတ်လားဆိုလိုတာကရွှေစစ်မဟုတ်ဘူးပေါ့ဘယ်လိုလို့အစ်စ်ဖြစ်ရမှာလဲအကိုကအားလုံးအတုတွေလို့ပြက်ပြောသွားတာ तू ကသုံးစားလို့မရဘူးခိုးသားသူကပဲရှုံးတာပေါ့အဖွားပြောတာအမှန်ပဲဒါနဲ့ဘာတွေဒီလောက်တောင်တွေးနေရတာလဲနန်းတာဘာမှမဟုတ်ပါဘူးအဖွားရဲ့ကောင်းတာပဲခိုးပြီးတော့မှအလင်းခတ်လိုက်ရတာဒီထက်ကြီးရဲ့တင်ငန်းစာပါရှိအောင်ပါလေဟုတ်တယ်တာရဲ့ငါသားတော့မင်းသမီးငါ့အိမ်ကိုဘာလို့ထက်လာပြန်တာလဲအဖွားကျမကိုလိန်လိုက်တယ်မလားလိန်နေဟုတ်လားနေဘာတွေပြောနေတာလဲဒီလက်ကောက်တွေကအတုဆိုတာအဖွားသိရဲ့တဲ့ကျမကိုဘာလို့ရောင်းလိုက်တာလဲငါမှန်တိုင်းပြောတာပါငါဘာမှမသိပါဘူးအဖွားရဲ့စကားတခုကိုကျမမယုံအဖွားရဲ့လက်ကောက်တွေကိုပြန်ယူပြီးကျမကိုပတ်စံပြန်ပေးငါအဲ့ဒီပတ်စံတွေကိုသုံးဖြတ်လိုက်ပြီဒါဆိုရင်တော့အဖွားမြက်လေးရဲ့လက်ကောက်တွေကိုအဖွားခိုးခဲ့တာလို့လူတိုင်းကိုပြောပြလိုက်တော့မယ်ပတ်စံပေးမှလားမပေးဘူးလားဒါပေမဲ့အခုပတ်စံဘယ်ရရှာရမှာလဲငါတကယ်ပဲသုံးပြလိုက်ပြီကျမဘာမှမကြားချင်ဘူးပတ်စံပေးမဟုတ်ရင်လူတိုင်းကိုပြောပြလိုက်မှာလက်ကောက်တောင်ဖွားကြည့်တရားအခက်ခဲနေရင်ဆန်နေရပါတယ်မြို့ကအကိုကျမအကိုကိုပဲစောင့်နေတာအဖွားဘာလို့ကျင်လို့လဲကျွန်တော်ကူညီနိုင်ပါတယ်မြို့ကိုပြန်ဖို့ပတ်စံဘယ်လောက်လိုချင်လဲယူပါအလဲလဲအနေနဲ့ကျမတို့တခုခုတော့ပေးမယ်မလားအလဲလဲအနေနဲ့ဘာပေးရမှာလဲကျွန်တော်ကအဖွားမြက်လေးရဲ့အတွက်လက်ကောက်စိတ်ယူလာတာသူကရောက်မလာဘူးလက်ကောက်အတူကကျမစီမှာရှိနေတာအကိုကအလဲလဲအနေနဲ့အစ်စ်ကိုပေးလိုက်လေအဲ့ဒါခိုးခံလိုက်ရတယ်မလားအဖွားရှိကိုဘယ်လိုရောက်နေတာလဲလက်ကောက်တွေကအတူမှန်းသိသွားတော့တခိုးကလာပြီးကျမကိုပေးသွားလို့ပါဒါဆိုရင်တခိုးရဲ့နာမည်ကိုပြောပြလေသူ့အဖြစ်ပေးရမယ်ကျမတို့ပြောလို့မရဘူးအကုတ်စီလက်ကောက်ပြန်ရောက်သွားပြီပဲမဟုတ်လားဒါပေမဲ့လက်ကောက်အစ်စ်ကိုတော့ကျွန်တော်ခုမပေးနိုင်သေးဘူးအဖွားမြက်လေးရဲ့ရှေ့မှာနေပေးမယ်လက်ကောက်တို့ကိုပေးလိုက်တော့မမဦးကအဖွားကြည့်ကြီးကလောဘဇောတက်ပြီးခိုးယူခဲ့တာကိုကောင်းကောင်းနားလည်လိုက်ပါပြီအခုအများကြီးကျေးဇူးတင်ပါတယ်ရှင်အခုတော့ကျေးဇူးတင်ကြမလို့တော့ပါဘူးဖွားကြီးလူတိုင်းကတော့အတူတူပဲမဟုတ်ဘူးလားကျွန်တော်လည်းလူအများကြီးစီကအကူအညီတောင်းခဲ့ပူပါတယ်ဒါပေမဲ့အဖွားတယောက်ပဲကူညီခဲ့တာပါကျွန်တော်ရွာအောင်မကြလာပါတယ်အကူအညီလိုအပ်ရင်တမ်းပြီးပြောပါနော်ဟုတ်ကဲ့ပါအကိုဒါပေမဲ့အဖွားကြည့်ကြည့်ရဲ့မိဖို့တောင်ကတော့အခုထိပျက်စီးနေတော့မယ်တခါတလေကြာရင်ကို့ကိုမကောင်းကြံစီနေတဲ့လူတွေအကြောင်းတွေးနေဖို့မလိုအပ်တော့ပါဘူးအဖွားကြည့်ကြည့်ကကျမကိုဘာလို့ဒုက္ခပေးတာလဲခဏနေရင်ကို့ဘာသာနဲ့နားလဲသွားလိမ့်မယ်စောင့်ကြည့်နေလိုက်ပါကျမလည်းအကို့ကိုကူညီခဲ့တာပဲလေကျမရဲ့မိဖို့တောင်ကိုလည်းပြန်ပြေးပေးပါဦးလားရှင်ဟုတ်ပါတယ်ကိုရဲ့သူ့မိဖို့တောင်ကိုလည်းနည်းနည်းလောက်ပြန်ပြေးပေးလိုက်ရင်ကောင်းမှာပါကျွန်တော်ကတကိုးတယောက်တည်းဒီလောက်ထိလုပ်ပေးရလောက်မမြတ်တဲ့သူမဟုတ်ဘူးဗျတကိုးဟုတ်လားအဖွားရဲ့ရွှေလက်ကောက်တစုံဒီအဖွားချစ်ကြီးကခိုးယူခဲ့တာဗျမဟုတ်ပါဘူးအကိုရဲ့ကျမမခိုးပါဘူးအကိုဘာလို့လိန်ပြောနေရတာလဲအခုကျွန်တော်လိန်နေတာမဟုတ်ဘူးအရှင်ကပဲလိန်ခဲ့တာကလက်ကောက်တွေကအတုပါဆိုတာပဲလက်ကောက်တွေကအစ်စ်တွေဗျအကိုကျမကိုလိန်လိုက်တာပဲ
ကျွန်တော်ကဘာလို့လဲရမှာလဲအဖွားကိုယ်တိုင်အဖွားမြင့်လေးကိုလိန်ညာပြီးခိုးယူခဲ့တာလေတီတီငါနင်းကိုညီမလေးလို့ချစ်ခဲ့တာနင်းကငါ့ဘော်ဒီလိုလုပ်ရတယ်လားဟဟလားငါမှလောဘစိတ်တွေဝင်သွားလို့ပါမြင်လေးရင်ကျွန်တော်သာဒီရွာလူဖြစ်အဖွားကြည့်ကြီးကိုသူ့ရဲ့ပြစ်မှုအတွက်အပြစ်ပေးမှသေးကြတယ်ထားလိုက်ပါတော့အကိုရေအမိခံလိုက်ရတာပြီးတာတော့အရှက်မရှိတဲ့သူကိုအပြစ်ပေးလဲဘာမှထူးလာမှာမဟုတ်ပါဘူးအဖွားပြောတာအမှန်ပဲရော့ဒါကအဖွားရဲ့လက်ကောက်အစ်စ်တွေပဲဒါကိုတေးသေးချာချာတင်ထားလိုက်ပါငါနင်းကိုဂရိပေးပါတယ်ခုအစပြီးတော့ဘသူ့ကိုမှမနာလိုမဖြစ်တော့ပါဘူးအဲ့ဒီနောက်မှာတော့အဖွားကြည့်ကြီးဟာဘသူ့ကိုမှမနာလိုဝင်တိုးစိတ်မဖြစ်တော့ပါဘူးသူမအဖွားမြက်လေးလိုပဲအမြဲတမ်းအားလုံးကိုကူညီဖို့ကြိုးစားခဲ့ပါတယ်ဘယ်ရီသွားနေလို့ဒီလောက်တောင်နောက်ကျနေတာလဲအပြင်မှာလမ်းလျက်စီးတွေလက်နေတာပဲဘာပြောရမလဲမေးသူရလမ်းကွေနာမှာချော်လဲသွားတာထင်းတွေကောက်နေရလို့နည်းနည်းနောက်ကျသွားတာပါထိခိုက်မိသွားသေးလားဒီထင်းတွေကိုကျမကိုပေးမောင်ကအိမ်ထဲမှာပဲနေနော်ရွှဲကုန်လိမ့်မယ်ရပါတယ်ငါကရွှဲပြီးသားပဲကိုမင်းနဲ့စကနိုင်လို့ဘယ်တော့မှနိုင်ဘူးလို့လေကွကဲအိမ်ထဲကိုမြန်ပြန်ဝင်ရအောင်ဒါနဲ့မေသူဒီထင်းတွေကိုသာရောင်းလိုက်ရရင်ဒီလအတွက်ပတ်စံနည်းနည်းရှိသွားလိမ့်မယ်မနှက်ဖြန်အကြောင်းကမနှက်ဖြန်မှာစဉ်းစားမယ်ဓမင်းဟင်းချက်ပြီးပြီအရင်ဆုံးစားလိုက်အောင်စက်သားဟင်းလေးချက်ထားတယ်မေသူ့ကိုကြည့်ရတနေ့လုံးတယောက်တည်းပြင်းနေမှာပဲဟင်းတွေအေးကုန်တော့မယ်မြန်မြန်စားရအောင်တနေ့လုံးပင်ပန်းလာတာမောင်အရန်ပင်ပန်းနေပါပြီဘာအမွေးကြိုင်နေထည့်ထားတာလဲမှုရင်းနေတာပဲကွာဂျင်းကျက်သူ့ပြူနဲ့ဇီယာနေနေပေါ့ဟုတ်ပါပြီမေသူကဟင်းချက်တာတိတ်တော်တာပဲငါတော့ဒီလိုဇနီးမျိုးရှာထားတကယ်ကိုကံကောင်းတာပဲတော့ပါရှင်အဝတ်ကိုတေးသေးချာချာလှမ်းလိုက်အောင်ဒါနဲ့မေသူမင်းဦးမင်းဆွေဆိုင်ကဒီလဆန်တွေနည်းနည်းတက်သွားတယ်နော်ဦးမင်းဆွေကသူ့အတိုးမြတ်အတွက်ပြောတာဒီလူကတိတ်မရိုးတောင်းဒါမဲ့ရွာမှာသူ့ဆိုင်ရလွဲလို့တခြားရွေးချယ်စရာမှမရှိတာနားထောင်စမ်းမအောင်မြောက်ဘက်ကမြေကွက်ကိုခိုးချက်ချင်းမဝင်နောက်မှနောက်ထရလိမ့်မယ်နောက်ရဲ့ပိုင်းရဲ့တွင်ဒီမှာလမ်းဖောက်တော့မှာလမ်းလဲဖောက်ပြီးတော့မြေစည်းက3ဆလောက်တက်သွားလိမ့်မယ်ကွာအကိုကြီးမင်းဆွေပတ်စံကဘလောက်ကုန်ပါလဲဗျစိတ်မပူပါနဲ့ပတ်စံနည်းနည်းအရင်ပေးထားကျန်တာကိုနောက်မှဖြည်းဖြည်းချင်းဆက်အဲ့ဒီမြေပေါ်မှာတစ်ပစ်တွေအများကြီးရှိတာပဲအစိုးရရောအဲ့ဒါတွေကိုခုတ်ထွင်ပေးပါမလားအဲ့ဒါအလုံးကကြည့်ရှင်မယ်နောက်မှစာရဲစာတမ်းတွေရှိတယ်ကွအကိုကြီးပြောမှတော့လုံးဝယုံကြည်ပါတယ်ဒီရွာမှာငါစကားနားထောင်တဲ့လူတွေဘယ်တော့မှရှုံးမပေါ်ပါဘူးအိမ်မှာတစ်ချက်လောက်တိုင်ပင်ကြည့်အောင်မယ်ကောင်းပြီလေဒါပေမဲ့အချိန်အကြာကြီးမဆွဲနဲ့ဟေးအထက်မှာဘာသူရှိလဲဟာအန်ကယ်ကောင်းပါတရားရထားတာပဲခြေထောက်ကတေးသေးချာချာမလုံနိုင်ဘူးဖြစ်နေတယ်ကျွန်တော်အပြင်ကိုဆွဲထုတ်ပေးမယ်စေးုံကအရန်ဝေးတာပဲအန်ကယ်အရင်ဆုံးကျွန်တော်အိမ်ကိုပဲလိုက်ခဲ့ပါဒီလိုအခြေအနေနဲ့အန်ကယ်ကိုပြစ်မထားနိုင်ခဲ့ဘူးမဖြစ်နိုင်ပါဘူးကျွန်တော်ခမ ्या တို့ကိုဒုက္ခမပေးချင်ဘူးဗျာလာထပါခမ ्या လက်ကိုကျွန်တော်ပခုံးမှတင်လိုက်ကားထဲမှာအိတ်တလုံးရှိသေးတယ်ကျွန်တော်အရေးကြီးတဲ့ပစ္စည်းတွေအားလုံးပါတယ်ဟုတ်ပါပြီစိတ်မပူပါနဲ့ကျွန်တော်အားလုံးသွားယူပေးပါမယ်အခုလောလောဆယ်မလောက်ပါနဲ့အောင်ဒိုင်ကတော်တော်နဲ့တယ်ခမ ्या တို့တော်တော်လေးဒုက္ခခံလိုက်ရပါပြီဒီလောက်ထိမလောက်ပေးရင်လည်းရပါတယ်ဗျာဒီလိုအခြေအနေမျိုးနဲ့လူတယောက်ကိုပြင်မထားနိုင်ခဲ့ပါဘူးခမ ्या အမျိုးသားကကျွန်တော်ကိုဒီလောက်ဝေးတဲ့အထိတွဲပြီးတော့ခေါ်လာခဲ့တာသူကအလုပ်ကျန်းလုံးနေကြကျမတို့ကျန်သားရနေပါပြီအကြခင်နေကောင်းကျမ်းမာလာမှာပါဒါနဲ့ဘာချက်ထားတာလဲဗျာအနက်အမွှေးနေတာပဲစက်သားဟင်းမှာအိမ်မှာရှိတဲ့အမွှေးကြိုင်နေနဲ့ပဲချက်ထားလိုက်တာပါဘာဖြစ်လို့လဲရင်နေရအစင်မပြေလို့လားမဟုတ်ပါဘူးအမကဒီလိုလဲရမျိုးမစားရတာကြာပြီမလို့အရသာကိုအံ့ဩသားတာပါကြာပြီဆိုတော့အိမ်မှာဟင်းချက်မစားကြဘူးလားအိမ်မှာကိုယ့်ဘာသာကိုယ်ပဲချက်စားတာများတယ်ကျွန်တော်အမေချက်တာလဲဒီလိုလဲရမျိုးပါပဲအခုတော့အမေကမချက်ပေးတော့ဘူးပေါ့သူဆုံးသွားပါပြီ9နှစ်လောက်ရှိပြီဗျနောက်ထပ်နည်းနည်းထပ်ထည့်ပါအောင်လားဟုတ်ကဲ့ထည့်ပါအောင်ထိုင်ပါအောင်ကျမတော့ခက်ပေးမယ်ကြားပြီးပြီလားမင်းညရဲရင်ဒစိမ့်တယောက်ကိုသူ့အိမ်မှာခေါ်လာတယ်တဲ့ဗျတကယ်ပါပဲငါတော့ဘာမှမကြားမိပါလားကားမောင်းလာတာလမ်းမှာမှောက်သွားတာထင်တယ်ဗျရဲရင်ရလဲလူရိုးလေးလေစိတ်တဘောသားဂယုဏရှိတော့တိတိကျကျမစင်းစားလိုက်မှုဘူးထင်တယ်ရွာရဲ့လုံခြုံရေးအကြောင်းလဲထည့်ပြီးတော့စဉ်းစားရအောင်မယ်လေငါတို့မှာသားသမီးတွေရှိတာပဲလူကြီးကိုသွားအကြောင်းကြားပြောလိုက်ပါလားပြောမှာပါဒါပေမဲ့အဲ့ဒီမတိုင်ခင်မင်းတို့အားလုံးလည်းတည်းတတိရှိနေကြအောင်ဒါနဲ့အဲ့ဒီလူကပုံစံဘယ်လိုလဲမျိုးအလူနဲ့တူတယ်ရဲရင်ကိုယ်တိုင်လည်းသိမှာမဟုတ်ဘူးအဲ့ဒါကပဲစိတ်ပူစရာဖြစ်နေတာ
အခုတော့နည်းနည်းတက်တာသွားပုံရတယ်ဟုတ်ကဲ့တက်တာသွားပါပြီအခုဇနီးရဲ့ဆရာတကယ်စွမ်းတာပဲဒီတောင်ပေါ်မှာဆရာဝန်လဲရှာတယ်စရုပ်တွေကလည်းအဝေးမင်းညာအန်ကယ်ပဲသွားမလို့လဲဟိုးပေါ်ဘက်ကူပါနည်းနည်းအရေးကြီးတဲ့အလုပ်ရှိလို့ဒီတောင်ပေါ်မှာဘာအလုပ်ရှိလို့လဲဒီလိုမျိုးအလူတွေတိတ်မလာကြဘူးမြေကွက်ကိစ္စနဲ့လာကြည့်တာပါဒီမှာမြေလာဝယ်မလို့လားအခုတလောလူအများကြီးဟာတောင်ပေါ်မြေကွက်တွေကိုလိုက်ရှာနေကြတာဝယ်တယ်လို့တော့ပြောလို့မကြပါဘူးတခြားအကြောင်းပြချက်တစ်ခုကြောင့်လာကြည့်တာပါဒါနဲ့အန်ကယ်မြို့ကြီးတွေမှာနေတာလားကားနဲ့အဝယ်စားတွေရောစကားပြောပုံပြောနေရတော့ကြည့်ရင်လည်းသိနိုင်ပါတယ်ဒါနဲ့အန်ကယ်နာမည်ကိုမသိရသေးဘူးအာမန်လို့ခေါ်ပါတယ်အခုအာမန်ဒီလိုမိုးရွာတဲ့ညကြီးမှာဒီတောင်ပေါ်ကိုဘယ်သူမှဒီတိုင်းတက်တက်မဲ့မလာကြဘူးအကြောင်းအရာတွေအများကြီးရှိနေသလိုခံစားရလို့အပြင်ကိုထွက်လာတာလားခြေထောက်ကအဆင်ပြေရဲ့လားခြေထောက်ကအဆင်ပြေပါတယ်အိမ်ထဲမှာပဲထိုင်နေရတာစိတ်ထဲတစ်မျိုးကြီးဖြစ်နေလို့ခေါင်းအောင်မူသေးလားမနေ့ကစေးတောက်ရဲ့လားဟုတ်ကဲ့ခေါင်းကတော့လုံးဝတက်တာသွားပါပြီဒီသစ်ပင်တွေကတော်တော်တက်တန်ရစ်နေပြီထင်တယ်ဒီလောက်သစ်ပင်ကြီးတွေကိုအခုခေတ်မှာအများကြီးမတွေ့ရတော့ကျမအဖိုးတို့ခေတ်မတိုင်ခင်တည်းကရှိခဲ့တာဒီသစ်ပင်တွေကပဲဒီတောင်ထဲရဲ့အသက်သွေးကြောတဲ့ဒီလိုသစ်ပင်တွေကိုမြင်ရတော့စိတ်ထဲပျော်သားလို့ပါအခုခေတ်မှာလူတွေကဓာတွေကိုခုတ်လဲပြစ်ကြလို့ပေါ့တစ်ချက်ကလေးတောင်မတွေးကြအောင်လေဟေးရဲရင်ဒီလူကပဲသူလေမင်းရောသိလို့လား तू ကတောင်ကွေနားမှာကားမောက်သွားတာလမ်းမတယောက်တည်းပြစ်ထားခဲ့လို့မရတာနဲ့ခေါ်လာခဲ့တာဘာလို့ခေါ်လာရတာလဲဒီနိုင်ငံမှာစေယုံနေမရှိတော့လို့လားကွစေယုံကဒီကနေ10မိုင်လောက်ဝေးတာလေမုံတိုင်းထံမီမိုးရနေတဲ့ညအိမ်မှာတယောက်တည်းပြစ်ထားခဲ့ရမှာလားသူနေကောင်းသွားရင်တော့စကားပြောကြည့်ပြီးသိရမှာပေါ့ရွာမှာတခုခုပြဿနာတိန်မင်းတောင်ဝင်ယူမှာလားရွာစိုးရိမ်စိတ်ကရုတ်တရက်ကြီးဘယ်ကနေပေါ်လာတာလဲဒီလိုစိုးရိမ်ပူပန်မှုကိုအကိုကြီးစီမှာတကားမှမတွေ့ဘူးပါဘူးဗျာငါရွာရဲ့ကောင်းကျိုးကိုမလိုလားရဘူးလားကွမြင်းတဲ့ကြီးမှာတကားဝအထိလာပြီးတော့အော်ဟစ်နေမဲစားမနဲ့ပြန်မနဲ့မှလာပါလားဗျာဘာဖြစ်လို့လဲဗျာတခုခုအစင်မပြေတာရှိလို့လားနေပါအောင်ခမရဘာတူလဲကျွန်တော်အာမန်ပါတောင်ထဲကကွယ်စောက်ချောက်ရေးဒါရိုက်တာပါခမရအဲ့ဒါကြောင့်ဒီမှာရောက်နေတာလားဟုတ်ပါတယ်ကျွန်တော်ဒီနယ်မြေတစ်ခုလုံးရဲ့တစ်တော်တွေကိုကြီးကျယ်စောက်ချောက်ရတာပါမနေ့ကကောင်းမောက်သွားခဲ့တာဒီမိသားစုကကျွန်တော်တက်ကိုကဲပေးခဲ့တာကျွန်တော်တို့ကခမရဘာတူလဲဆိုတာမသိလို့ပါဒီလောက်ညင်းတဲ့ကြီးမှာဒီလိုဘာလို့လာတာလဲကျွန်တော်ကမင်းဆွေပါရွာကုန်းတဲ့တယောက်ပါအသိရောက်လာတော့နေကောင်းရင်လာမေးတာပါကျွန်တော်ကလည်းဒီဒေတာရဲ့အခြေအနေကိုလာကြည့်တာပါမင်းညာတွေကတော်တော်များများသိခဲ့ရပါပြီတကြီးမင်းဒီစာရက်စာတမ်းတွေကိုတစ်ချက်လောက်ကြည့်ပေးပါဒါတွေကိုတရားရုံးမှာတင်ပြသွားမှာပါဒါဘာစာရက်စာတမ်းတွေလဲဗျာအစိုးရတစိမ့်တွေလည်းအများကြီးထုတ်ထားပါလားဒီတောင်ထဲရဲ့မြောက်ဘက်မြေကွက်မှာတရားမဝင်တစ်ခုတ်ဖို့ကြံစည်နေတာရှိနေပါတယ်ဒီစာရက်စာတမ်းတွေထဲမှာဘသူကကြံစည်နေတာလဲပူပါမီလောက်တာလဲဆိုတာပါပါတယ်ဒါဘသူကလောက်တာလဲဇာရဲကလူတယောက်ပါပဲဦးမင်းဆွေပါသူကရွာသားတွေကိုမြေကွက်ဝယ်ဖို့ဆွဲဆောင်ခဲ့တာဒါမှသူကိုယ်တိုင်တောင်ပေါ်ကတစ်ပင်တွေကိုရောင်းဆလို့ရမှာလေဒီအကြောင်းအရာတွေကလုံးဝအမှန်ပဲလားလုံးဝအမှန်ပါပဲအရင်3လကလေးကစုံစမ်းစစ်ဆေးမှုတွေလုပ်နေတာဒါတွေအလုံးတရားရုံးကိုရောက်သွားမှာပါအေးဗျာကျွန်တော်တို့ဘာမှမရိပ်မိခဲ့ဘူးသူကကျွန်တော်တို့အတွက်ယုံကြည်ရတဲ့သူဖြစ်နေခဲ့တာကိုဒီလိုပဲဖြစ်လိမ့်ရှိပါတယ်ယုံကြည်မှုကိုအခွေကောင်းယူပြီးတာပဲဒီလိုအလုပ်တွေကိုလုပ်နေကြတာဒီရွာအတွက်ငါဘလောက်တောင်လုပ်ပေးခဲ့လဲရေကြီးတော့ကလည်းကုညီခဲ့တယ်ဖျားနာတော့ကလည်းစေးဝါးတွေဝယ်ပေးခဲ့တယ်အဲ့ဒါတွေကိုမင်းတို့အားလုံးမေ့ကုန်ကြပြီလားအဲ့ဒါတွေကိုမေးပြစ်တာမဟုတ်ပါဘူးအကိုကြီးလုပ်ခဲ့တဲ့အမှုအတွက်လဲစရင်ရှင်းရအောင်ပါလေဟာငါကမင်းတို့အားလုံးရဲ့ကောင်းကျိုးအတွက်ပဲလုပ်ပေးတာပါတောင်တွေကိုခုတ်လဲပြီးကျွန်တော်တို့အတွက်ကောင်းကျိုးဖြစ်မလာဘူးဆိုတာအကိုကြီးကိုယ်တိုင်သိဆုံးမှာကျွန်တော်တို့ရဲ့ပတ်စံတွေနဲ့အကိုကြီးကကို့အကျိုးမြတ်ကိုပဲကြည့်နေခဲ့တာဒီစင်လေးကိုဘယ်ဘက်ကိုနည်းနည်းလောက်ရွှေ့လိုက်ကျမကတော့ဒီညာလေးကိုသဘောကျတယ်ဟိုဘက်ကိုရွှေ့လိုက်ရင်ရှေ့မှာနေရာပူကျဲသွားတာပေါ့အကိုအာမန်ပြောတာတော့နောက်ရက်ပိုင်းရက်တည်းဒီဘက်မှာလမ်းဖောက်တော့မှာတဲ့လမ်းပွင့်သွားရင်လူတွေလာကြလိမ့်မယ်ဆိုင်ရလေတော်တော်လေးအယောင်းဝင်ကောင်းမှာဒါနဲ့ကိုယ်ဆိုင်မှာအဲ့ဒီကြက်သားဟင်းရောရောင်းပါလားဒီကြသေးတာပေါ့ဒီကြက်သားဟင်းရဲ့အကြောင်းကိုကျွန်တော်မျိုးတွေရဲ့အထိရောက်ရင်တော့သွားပြီးတော့ကြွားအောင်ပါပါဒီအရသာကိုကျွန်တော်ဘယ်တော့မှမေးနိုင်မှာမဟုတ်ပါဘူးနောက်တစ်ခေါက်ထက်လာခဲအောင်လေထက်စားတာပေါ့တေချာပေါက်လာမှာပါဒီတောင်ပေါ်ကိုလာရမယ့်အကြောင်းရင်းကအခုဆိုပို့ပြီးတော့တိုးသွားပြီပဲ
ခမတို့ကျွန်တော်အပေါ်ထားခဲ့တဲ့ကျေးဇူးတွေကိုကျွန်တော်ဘယ်တော့မှဆက်လို့ကုန်မှာမဟုတ်ပါဘူးဒုက္ခရောက်နေတဲ့လူတယောက်ကူညီပေးခဲ့တာကျွန်တော်တို့ဓာရီပဲလုပ်ခဲ့တာပါလူတိုင်းသားဒီလိုမျိုးတွေးနိုင်မယ်ဆိုရင်ကဘာပေါ်ကအရာရာတော်တော်များများဘလောက်တောင်လဲကူလဲမသိတော့အခုအမေနောက်တဲ့နည်းနည်းထည့်ဦးပါလားပိုးထဲမှာကြံသေးတယ်အမရဲ့လက်ရဟင်းဖြစ်နေမှာတော့ငင်းပဲ့ဖို့နီးလည်းမရှိတော့တာပါဗျာနင်းနီမြေကမ်းမှာကျိုးသွားပြီငါမျက်စိရှိရင်မတ်တီတီရဲ့အိမ်ရေထဲမျောပါသွားတာမြင်ခဲ့ရတယ်ငါတို့အိမ်ထဲမှာလည်းရေကဒူးစစ်လောက်ထိရောက်နေပြီဒီညကြီးမှာဘယ်သွားကြမလဲတားလေးကအိပ်တော်နေတယ်သူ့ကိုရင်ဝင်ထဲပိုက်ပြီးဘယ်တောင်းတော့မှလဲရွာသားတွေလည်းဘယ်သူမှမရှိကြတော့ဘူးအလုံးအနောက်ဘက်ကနှစ်ထပ်ထကြီးကိုသွားကြပြီအနောက်ဘက်လမ်းတစ်ခုလုံးမြေမြုပ်သွားပြီဒါဆိုရင်ရှင်ဘာလို့မလုပ်လဲငါတို့တောအုပ်ဘက်ကိုသွားရမယ်အဲ့ဒီဘက်မှာအ ਨੇ ဆုံးတော့ကုန်းမြင်တာပေါ့အမောင်ကြီးတဲ့တောအုပ်တဲကိုသွားမလို့လားအဲ့ဒီမှာဓမြတွေရှိတယ်လို့ပြောကြတယ်မိနီငါအားလုံးကိုတတိချာချာစဉ်းစားပြီးမှပြောတာပါဒီမှာပဲထိုင်နေရေထဲမျောပါသွားမှာပေါ့အဲ့ဒီဓမြအန်တဲကတော့နောက်မှပဲကြည်ရှင်းကြတာပေါ့အရင်ဆုံးရှေ့ဘေးကနေတော့အောင်ရုံးရမယ်ကောင်းပါပြီဒါဆိုလဲသွားကြတာပေါ့ဖေဖေတားချလောက်တွေနေပြီတားတို့အိမ်ပြန်ကြမယ်တားလေအိမ်ကရေအောင်မြုပ်သွားပြီတားဖေဖေဒီတောက်ထဲမှာတရဲတွေနဲ့ဓမြတွေရှိတယ်တဲ့တားကြောက်တယ်ဖေဖေရှိတာပဲပြီးတော့တရဲဆိုတာဘာမှမရှိပါဘူးသူ့ကိုယ်ကြီးပူနေတယ်လို့ပဲမိုးမီလို့အေးပတ်သွားတာလားမသိဘူးမြန်မြန်နေစရာတစ်ခုခုရှာပါအောင်ငါရှာနေပါတယ်စုနီတီရဲ့တိုင်းမဲ့ရက်နေလို့တော့မဖြစ်ဘူးရှေ့ကိုဆက်သွားရမယ်ဖေတားကြည့်လိုက်ရင်ဘယ်တော့မှရင်မမြုပ်မဲ့တိုက်ရင်ကြီးကိုစောက်မယ်ဖေနဲ့မမေကိုအဲ့ဒီအိမ်မှာထားမယ်တားကစာတင်ပြီးကြီးပွားတဲ့လူဖြစ်ရမယ်တိုက်ရင်ကြီးတွေစောက်ရမယ်ရှေ့မှာကုန်းမြင့်တဲ့နေရာတစ်ခုတွေ့နေရပြီရှင်နေ့တိုင်းထင်းခုတ်ဖို့တော်ရဲလာနေတာဆိုတော့ဒီလမ်းကိုသိလားအမှန်တိုင်းပြောရင်တော့ငါလည်းမမှတ်မိဘူးဟာစွာလူတွေပြောတာကတော့ဒီဘက်မှာဓမြတွေရှိတယ်တဲ့အဲ့ဒါကြောင့်ကြောက်လို့ဘယ်သူမှမလာကြတာဒီအချိန်နေမှာဒီကလေးကိုခေါ်ပြီးဘာလို့ရမှာလဲသူဖျားနေတာလားသူပင်မလို့အိပ်ပျော်သွားတာပါမင်းတို့နှစ်ယောက်လုံးကိုကောက်ကွယ်ဖို့ငါမှတာဝန်ရှိတယ်ကျမတက်တက်လုံးရွာပြင်ကိုမထွက်ဘူးဒီညအမောင်ကြီးထဲမှာဒီလောက်ကြောက်စရာကောင်းတဲ့တောကြီးထဲမှာဆက်နေရတယ်အိမ်မက်မက်နေတယ်လို့ပဲကဲရှေ့ကိုဆက်သွားကြရအောင်ဟိုဘက်ကိုသွားရင်ခိုးလုံရရနိုင်မလားပဲဟေးမင်းတို့ဘသူတွေလဲမင်းတို့လက်ထဲကပစိန်လားခုချက်ချင်းအဲ့ဒါကိုမြေကြီးပေါ်ချထားလိုက်ဟုတ်ကဲ့ပစိန်ချလိုက်ပါပြီကျွန်တော်ကထင်းခုတ်သမားဘိုးဘိုးပါရေကြီးလို့ကျွန်တော်တို့အိမ်မျောပါသွားတယ်တားနဲ့မိမကိုကဲဖို့ထွက်လာရင်လမ်းပြောက်သွားလို့ပါမင်းတို့မျက်နှာကိုကြည့်ရတော့အန်ဒီရရှိမဲ့ပုံမပေါ်ပါဘူးဒါပေမဲ့ခေါင်းဆောင်ကိုနားလည်အောင်ရှင်းပြရလိမ့်မယ်ငါကခေါင်းဆောင်ဝတ်မှာပဲလူတွေကငါ့ကိုဒီတောအုပ်ရဲ့ဘရင်လို့ခေါ်ကြတယ်ဒါပေမဲ့ငါနေမကောင်းဖြစ်နေရတယ်ခေါင်းဆောင်ကျွန်တော်မိသားစုကိုမတက်ပါနဲ့ကျွန်တော်တို့အသက်ကိုချမ်းသာပေးပါဗျာငါကဓမြကွာလူတက်သမားမဟုတ်ဘူးရေဘေးကနေအသက်လူထွက်ပြေးလာတဲ့လူကိုတက်ရလောက်ငါမရောက်ပါသေးဘူးငါမင်းတို့ကိုဒီကူထဲမှာခုလုံခွင့်ပေးမယ်ဒါပေမဲ့ငါတို့စီမှာစားစရာတော့မရှိဘူးခေါင်းဆောင်ကြီးကနေမကောင်းဖြစ်နေပြီသူ့ရဲ့တပည့်တွေကြတော့ဗိုက်စာနေကြတဲ့ပုံပဲငါလဲကြည့်ပြီးတနာမိပါတယ်ငါတို့ကိုတက်ပြစ်ကြလိမ့်မယ်လို့ထင်ထားတာဒေါသမပြတဲ့အပြင်ငါတို့ကိုခုလုံခွင့်တော့ပေးသေးတယ်မိနီအားလုံးစားဖို့အတွက်ဘယ်လိုစီစဉ်မလဲငါတို့လည်းငတ်နေတာပဲငယ်တုန်းကမေမေနဲ့အတူတောရဲလာခဲ့ဘူးလားမိုးရင်းဆိုတောရဲမှာဟင်းရွက်တွေပေါ်ရဲဆိုတာမေမေကပြောဘူးတယ်ဒီကူမှာမီးဖို့ကြောင်တစ်ခုလုံးနိုင်ရင်အားလုံးကိုချက်ချင်းနိုင်လိမ့်မယ်ရှင်ကအတွင်းထဲမှာထင်းချောက်တွေစုထားပြီးငါဓမြတွေကိုပြောပြီးတောရဲကဟင်းရွက်တွေကိုရှာခိုင်းနိုင်မယ်ဝါတိတ်ကောင်းတာပဲဒါရီအကုန်လုံးကိုပေါင်းပြီးစွပ်ပြုတ်တစ်ခွက်ချက်လို့ရတယ်ဒါပေမဲ့စားမပါရင်ဟင်းရဘလို့မှရတာရှိမှာမဟုတ်ဘူးစားကကျွန်တော်တို့စီမှာရှိပါတယ်မမကြီးဒါဆိုရင်တော့အလုပ်ဖြစ်ပြီပေါ့ကျွန်တော်ဓမြတိုက်လာတာ12နှစ်ရှိပြီဒါပေမဲ့တယောက်ယောက်ကကျွန်တော်တို့အတွက်ဟင်းချက်ကျွေးလိုက်မယ်လို့တကားမှမတွေးမိဘူးမမကြီးကကျွန်တော်တို့အတွက်ဟင်းချက်ပေးနေတာဆိုတာနားမလည်နိုင်ဘူးဖြစ်နေရတယ်ဗျာဘိုင်းစာနေတဲ့သူကိုကျွေးမွေးတာကုသိုလ်အလုပ်ပဲလေအဲ့ဒီလူကဓမြပဲဖြစ်ဖြစ်ဘယင်ပဲဖြစ်ဖြစ်ဒုက္ခရရင်အားလုံးတူတူပါပဲမင်းတို့ကလည်းဒီဘေးဒုက္ခမှာငါတို့ကိုခုလုံခွင့်ပေးထားတာပဲကျွန်တော်9နှစ်တာတော့မေမေဆုံးသွားတယ်မမကြီးရဲ့စကားကိုကြားရတာမေမေကိုသတိရနေတယ်လို့ပဲဗျာမောင်လေးမင်းရဲ့မေမေကအခုထိရှိနေတော့မှာပဲတနေ့ကျရင်အားလုံးစင်ပြေသွားမှာပါဒါဘလို့အနဲ့မွေးမွေးလေးစားနေတာလဲဖားကြီးငါလည်းကိုတက်ဆန်းဘလောက်တောင်ကြာသွားပြီလဲဒီဟင်းနဲ့မွေးမွေးလေးမချဘူးလားခေါင်းဆောင်ကြီးကျမအသီးရဲ့စွပ်ပြုတ်လေးနည်းနည်းလေးချက်ထားလို့ပါ
နေမကောင်းဖြစ်နေတဲ့အချိန်မှာစွပ်ပြုတ်ပူပူလေးတောက်လိုက်ရင်အာနနေရှိလာမှာပါမင်းကတော့တကယ်ကိုမုံမြတ်တဲ့သူပဲငါတပည့်တွေ3ရက်ရှိပြီငတ်နေကြတာငါထက်ဆိုင်စားစရာကိုသူတို့ပို့လို့တာအားလုံးရှားမှာပါစိတ်မပူပါနဲ့ဒီလိုအရသာရှိတဲ့အစားအစာကိုစားပြီးကောင်းဆောင်နေကောင်းသွားမှာပါဖားကြီးဦးလေးရတကယ်ပဲဓမြလားဦးလေးကိုကြည့်ရတော့ဓမြနဲ့မတူပါဘူးဓမြဆိုတာလည်းလူသားပါပဲတားလေးရဲ့ဓမြတိုက်တာမကောင်းတဲ့လို့ဆိုတာငါသိပါတယ်ဒါနဲ့ဦးလေးသိလားမမေကကဘာပေါ်မှာဟင်းချက်ကောင်းဆုံးပဲရွာမှာထမင်းဟင်းကျွေးပွဲရှိရင်မမေပဲဟင်းတွေအကုန်ချက်ပေးတာမင်းရဲ့မိဘနှစ်ပါးလုံးကတကယ်ကိုလူကောင်းနေပါပဲကွာဒီလိုလူတွေလည်းကဘာပေါ်မှာရှိသေးတယ်ဆိုတာငါဒီနေ့မှပဲသိတော့တယ်ဒါနဲ့ဦးလေးဘာလို့ငိုနေတာလဲဓမြဆိုတာလူတွေကိုငိုအောင်လုပ်ရတာမဟုတ်ဘူးငိုတာပေါ့တားလေးရဲ့ပြီးတော့ငါတို့ကလူတွေကိုငိုအောင်လုပ်မဲ့အဲ့လိုမျိုးဓမြမျိုးမဟုတ်ပါဘူးမင်းနီအပြုံတစ်ချက်လောက်ကြည့်စမ်းမအောင်ရေရီကြည့်ပဲရွာတွေလေကွင်းတွေအကုန်လုံးမြုပ်ကုန်ပြီမင်းကတော့ဒီကူကြီးထဲမှာပဲအိမ်တလုံးဖြစ်အောင်လုပ်ပြနိုင်တာပဲငါတို့ရဲ့ဒီလိုစေတနာကောင်းကတနေ့ကျရင်သူတို့ကိုတကယ်ပဲပြောင်းလဲသွားစေလိမ့်မယ်လို့ထင်ပါရဲ့ဖိုင်ငါရဲ့ချိန်ကတော့ကုံဆုံးမှုနီးကပ်လာပြီထင်ပါရဲ့ကွာမင်းကိုစကားတခွန်းပြောချင်တယ်တေချာနားထောင်ဒါကငါရဲ့နောက်ဆုံးစကားဖြစ်နိုင်တော့ပဲအဲ့လိုစကားမျိုးတွေမပြောပါနဲ့ခေါင်းဆောင်အများကြီးဆက်ပြီးတော့အသက်ရှင်ဦးမှာပါငါတေးရမှာမကြောက်ပါဘူးငါကြောက်တာတခုပဲရှိတယ်ဒီဘောမှာငါဘသူ့ကိုမှဘာမှမပေးခဲ့နိုင်ဘူးနီနီကိုငါတို့အတွက်လုပ်ပေးနိုင်တာမျိုးဒီနေ့အထိဘယ်သူမှမလုပ်ပေးနိုင်ခဲ့ဘူးငါအနှစ်40လောက်ဓမြတိုက်ခဲ့တယ်စီစဉ်ဥစ္စာတွေအများကြီးလူရက်ခဲ့ဘူးတယ်ဒါပေမဲ့သူကငါတို့ကိုပေးခဲ့တဲ့အဲ့ဒီမြတ်တာကိုဘလို့တန်ဖိုးနဲ့မှမဖြစ်နိုင်ပါဘူးခေါင်းဆောင်နေကောင်းသွားမှာပါမမကြီးကနေတိုင်းစေပြုတ်ရေလုပ်ပေးနေတာပဲမဟုတ်ဘူးလားဒီကြသွားတာနဲ့ကျွန်တော်တို့ဆရာဝန်စီပြပေးပါမယ်ခုချိန်မှာဆရာဝန်ရောဘာလို့ပေးနိုင်မှာမလို့လဲငါပြောတာတေချာနားထောင်ဒီကူရဲ့အနောက်ဘက်မှာလူ့ရဲ့မြောက်ခန်းတခုရှိတယ်အဲ့ဒီမှာငါတက်လုံးစုဆောင်းထားတဲ့ပတ်စံတွေတင်ထားတာပေါ့အဲ့ဒီပတ်စံတွေကိုအလောက်ကောင်းတစ်ခုခုမှာအသုံးပြုလိုက်မယ်ဆိုရင်တော့ငါရဲ့အပြစ်တွေအတွက်အနှဲငယ်ခွင့်လွှတ်မှုရနိုင်ကောင်းရဲ့ဒါဆိုရင်ခေါင်းဆောင်ဘာလို့ချင်လို့လဲဗျာအဲ့ဒီပတ်စံတွေကိုအဲ့ဒီထင်းခုတ်သမားရဲ့မိသားစုကိုပေးလိုက်စေချင်တယ်သူတို့ဘဝတစ်ခုစတင်နိုင်အောင်လို့ပေါ့ကိုတူးလေးစာတင်နိုင်ပြီးတော့သူ့ရဲ့မိဘတွေအတွက်တိုက်ရင်ကြီးတစ်လုံးစောက်ပေးနိုင်အောင်လို့ပါခေါင်းဆောင်ကတကယ်ကိုလူကောင်းပါဖာကြီးမင်းလည်းဒီဓမြလုပ်ငန်းကိုစွန့်လွတ်လိုက်ပါတော့အဲ့ဒီထင်းခုတ်သမားရဲ့ဘဝမှာအေးချမ်းမှုရှိတယ်မင်းရဲ့ဘဝမှာဘာရှိလဲခေါင်းဆောင်ပြောတာလုံးဝမှန်တယ်ဗျာဘာမှမရှိပါဘူးငါရဲ့နောက်ဆုံးဆန္ဒကဒါပါပဲမင်းတို့အားလုံးဓမြတိုက်တာကိုစွန့်လွတ်ပြီးလူကောင်းလူမုံတွေဖြစ်အောင်လုပ်ကြပါခေါင်းဆောင်ကြီးကွယ်လွန်သွားပြီငါတို့တော့ကိုးကွယ်ရမယ်ဖြစ်သွားခဲ့ရပြီကွာဒီလောက်များပြားတဲ့လူတွေကိုပါဆက်လုပ်ကြမလဲခေါင်းဆောင်မကွယ်လွန်ခင်ကပြောတာတယ်မင်းတို့အတွက်ပတ်စံတချို့ဂူရဲ့အနောက်ဘက်မှာခြံထားတယ်တဲ့သူကအဲ့ဒီဒုက္ခဆိုးကြီးထဲမှာငါတို့ကိုခိုလုံခွင့်ပေးခဲ့တယ်ဒါနဲ့မင်းတို့ဓမြတိုက်တာကိုစွန့်လွတ်မှာမလားငါ့ကိုပြောပါအောင်မမကြီးလက်ရဟင်းကိုစားခဲ့ပြီးတော့ကိုတူးလေးနဲ့အတူနေထိုင်ခဲ့ရတယ်ကျွန်တော်အရင်ကလိုမျိုးမဟုတ်တော့ပါဘူးဗျာဒါပေမဲ့ဓမြတိုက်တာကိုစွန့်လွတ်လိုက်ရင်ဘာလုပ်ကြမလဲဘယ်သွားကြမလဲငါကောင်းထဲမှာစီစဉ်တစ်ခုရှိတယ်တေချာနားထောင်ခေါင်းဆောင်ခြံထားခဲ့တဲ့ပတ်စံနေနဲ့ငါတို့အလုပ်တစ်ခုလုပ်လို့ရတယ်ရွာရဲ့အနီးနားမှာစားတော့ဆိုင်တစ်ခုဖွင့်ကြတာပေါ့မိနီရဲ့လက်ရကိုမင်းလဲမြည်ဘူးသားပဲမဟုတ်ဘူးလားသူဟင်းချက်မယ်ဆိုရင်အဲ့ဒီဟိုတယ်ကဘလောက်တောင်အယောင်သွက်မလဲစဉ်းစားတာကြည့်တော့ကွာစားတော့ဆိုင်ဟုတ်လားဒါမဲ့ဒါဖြစ်နိုင်ပါမလားဗျာစူးစားတော့ကြည့်နိုင်တာပဲမဟုတ်ဘူးလားခေါင်းဆောင်လည်းသိပြီးတော့ဝမ်းသာနေမှာပါနေသားလာပြီဘလောက်တောင်ကြာနေပြီလဲမသိဘူးလူမျိုးကြည်လေးနဲ့မိုးကောင်းကင်ကြီးကိုမမြင်ရတာရေတွေလည်းကျသွားပြီဒါတွေအားလုံးကိုမြင်ရတာသိကောင်းတာပဲငါယောက်ျားမင်းကိုဟိုတယ်ကြောင်ပြောပြတယ်မလားကျွန်တော်အဖေကလူငယ်အားလုံးသဘောတူကြပါတယ်ဗျာတယောက်မှငင်းတဲ့သူမရှိပါဘူးသူတို့အားလုံးမမကြီးကိုမမေတယောက်လိုပဲသဘောထားကြတာလူဆိုတာပြောင်းလဲတတ်တာပဲလေမင်းကိုယ်တိုင်လည်းဒီရဲ့ပိုင်းအတွင်းမှာပြောင်းလဲသွားပြီမလားကျွန်တော်တို့အများကြီးသင်ယူခဲ့ပြီးပါပြီမမကြီးအခုအစပြီးမမကြီးကိုအပင်မဲမခံခိုင်းတော့ဘူးတွေးပါကွယ်ငါတို့ရဲ့ဟိုတယ်ကဆင်းရဲဒုက္ခရောက်နေတဲ့လူတိုင်းအတွက်အမြဲတမ်းတကားဖွင့်ထားပေးမှာပါအဲ့ဒီမှာလူတိုင်းအတွက်နေရာရှိမှာပါငါတို့ရဲ့ဒီမိဖို့ကြောင့်လေးကလူတွေအများကြီးကိုအကျိုးပြုလိမ့်မယ်မမကြီးရဲ့စိတ်နှလုံးကလည်းတိတ်ကိုကြီးမြတ်တာပါပဲဗျာခုအစပြီးအားလုံးလက်တွဲပြီးတော့အလုပ်ထဲလုပ်ကြရအောင်ဒီလိုဘေးဒုက္ခဆိုးကြီးကြုံတွေ့ရပြီးရဲ့နောက်တောင်ရိုးသားဖြောင်းမဲ့စွာနေထိုင်ကြကြမယ်ဆိုရင်အိမ်ကတိတ်ကိုစိုးတန်းခဲ့တဲ့လူအများကြီးကိုလည်းပြောင်းလဲသွားစေခဲ့တယ်ဒါကြောင့်မလို့သင်တို့အားလုံးသာလူကောင်းတွေဖြစ်အောင်နေထိုင်ကြမယ်ဆိုရင်သင်တို့ကိုကြည့်ပြီးတော့ဒီလူအဖွဲ့အစည်းကလည်းပြောင်းလဲသွားမှာပဲဖြစ်ပါတယ်မမညီမလေးတို့နေနေတာအိမ်သားလေလားဒါမှမဟုတ်မျောနေတဲ့ဖောင်ကြီးတာအိမ်ကဖြည်းဖြည်းချင်းလုံနေသလိုခံစားရတယ်သိလားဘာတွေပြောနေတာလဲဝင်းဝင်းဒီအိမ်ကတင်မောတစင်းတို့အဝေးကြီးကိုမျောပါနေတယ်လို့ပဲမသိရင်ရေကြီးနဲ့နိုင်ငံသားကိုရောက်သွားတယ်လို့ပဲ
အိမ်ဆိုတာအိမ်မှာပဲအေးဖေဖေကိုယ်တိုင်သူ့လက်နဲ့စောက်ထားတာလေမမိသေးလားဒီအိမ်ကရေပေါ်မှာမျောနေလိမ့်မယ်ဒါပေမဲ့ဘယ်တော့မှနင်းမြုံမှာမဟုတ်ဘူးတဲ့မမတော့ဒီနေ့အထိဖေဖေစကားကိုယုံကြည်နေတော့မယ်ညီလေးယူလိုက်စမ်းပါဖေဖေအကြောင်းပြောလိုက်တာနဲ့မမမျက်လုံးတွေထဲမျက်ရည်တွေဝဲလာတာပဲမမဖုံးကွယ်ထားပေမဲ့ညီမလေးမြင်နိုင်တယ်ဒါပေမဲ့တခါတလေကြာရင်ရွာလူတွေညီမတို့ကိုထူးဆန်းတဲ့အကြည့်မျိုးနဲ့ကြည့်တယ်လို့ခံစားနေရတယ်ညီမတို့ကဒီရွာလူတွေမဟုတ်တယ်လို့မျိုးပဲနော်ဂရုမစိုက်ပါနဲ့အေးကို့မှာလုံးစရာအလုံးမရှိတဲ့သူတွေပဲသူတစ်ပါးအကြောင်းရှောက်ပြောနေကြတာမမတို့ကတော့ကို့ဘာသာကိုပြောနေတာပဲဘသူကိုမှလည်းနင်းတာအောင်မလုပ်ထားဘူးဒါတွေထားလိုက်ပါတော့ဒီနေ့လေဘာချက်ရင်ကောင်းမလဲပြောပါအောင်မနေ့ကဖမ်းမိတဲ့ငါနဲ့ပင်ဟင်းရချက်မလို့မမဟိုမှာကြည့်ပါအောင်မိုးတိမ်တွေဘလောက်တောင်မှောင်မဲလာလဲဆိုတာဒီတကောင်မိုးရရင်တော့အတော်လေးတဲလိုက်မယ်ထင်တယ်မြင်းရလည်းမနေ့ညီမတော့နည်းနည်းကြောက်လာပြီကြောက်နေလို့မပြီးဘူးဝင်ကျိုးတွေကြက်လေးချီစမ်းအထုံးတစ်ခုပြေးတာနဲ့အိမ်တစ်ခုလုံးအန်တရဲ့ပဲမမဘာဖြစ်လို့ဒီလောက်တောင်တာမနေရတာလဲမမဘယ်တော့မှမကြောက်ဘူးလားယင်ညီမတော့မမငိုတော့တခါမှမမြင်ဘူးမိတော်ဒီလောက်မတန်မာခဲ့ဘူးအဲ့ဒီတို့ကြောက်နေမဲစားလက်လှုပ်ရှားပြီးတော့အလုပ်လုပ်တာပိုကောင်းလိုက်မယ်မိုးတိမ်ကိုကြည့်ပြီးကြောက်နေတဲ့သူတွေကမိုးရတဲ့အခါမခံနိုင်တော့ဘူးဟုတ်ကဲ့မမလုံနေပါပြီဒါနဲ့စကားမဆက်ဒီနေ့ညနေပါပြီမမကိုတစ်ခေါက်လောက်ခေါ်လိုက်ပါလားဒါပေမဲ့လက်ပလာနေတော့မသွားနဲ့နော်ဟိုမှာလှမ်းထားတဲ့ငချောက်တွေရတချို့ကိုပါပြီမမအတွက်ယူသွားပေးလိုက်လူတွေစီကတခုခုမျောလင်းချင်ရင်ကိုဟာလည်းပေးကန့်တက်ဖို့လိုတယ်လေမနေ့တည်းကမိုးတိမ်တွေကိုကြည့်ပြီးစိတ်ပူလို့ညီတို့စီခဏလာလဲတာပူပူနေတွင်စံဖြုတ်ချက်လာတဲ့အေးနှစ်ယောက်စလုံးစားလိုက်ကြအောင်နေရာနဲ့မှာရည်ကြီးမဲ့သတိပေးချက်တွေထုတ်နေကြတယ်တဲ့မမသာမလာရင်ညီမတို့ကိုဘယ်သူကဂရုစိုက်မှာလဲရွာတရွာလုံးမှာညီမတို့အခြေအနေကိုလာမေးတာမမတယောက်ပဲရှိတာမမနဲ့ဆရာကြီးဦးတူလာကလွဲပြီးတော့ညီမတို့ကိုဂရုစိုက်တာဘယ်သူရှိသေးလို့လဲညီမမတော့ကိုယ်တိုင်ဘာမှမစားပဲညီတို့ပဲအကုန်ကျွေးနေတာအရေးကြီးတဲ့စကားတစ်ခုပြောစရာရှိတယ်ဝင်တေချာနာထောင်ပါအောင်ဘာကိစ္စလဲယင်မမရွာလူတွေကမကောင်းတဲ့သူတွေမဟုတ်ပါဘူးဒါပေမဲ့ဦးရှမ်းရဲ့ဩဇာတိတ်ကြီးတာအောင်သူပြောသမျှကိုရွာလူတွေတော်တော်များများနားထောင်ကြတာမနေ့ကသူညီတို့ရဲ့ဒီဘက်ကန်းဆက်ကိုကြည့်ပြီးရှက်နေတာမမမြင်ခဲ့တယ်မြို့ဝလာတဲ့မြေတိုင်းတဲ့သူတွေလည်းပါသေးတယ်ဘာဖြစ်လို့လဲမမထင်တာတော့သူဒီနေရာကိုသိမ်းချင်နေတာထင်တယ်ညီမတို့မှာဘာရှိလို့လဲရေပေါ်အိမ်တစ်လုံးနဲ့လက်ပလာနှစ်ဖက်ပဲရှိတာဦးရှမ်းကညီမတို့ဒီနေရာကနေတကယ်ပဲမောင်းထုတ်တော့မှလားယင်မမလည်းမသိဘူးသမီးရဲ့ဒါပေမဲ့သူစူးစမ်းမှာပဲဆရာကြီးဦးတို့လာစီကိုတစ်ခေါက်လောက်သွားတွေ့ကြသူကအမျော်မြင်ရှိတဲ့သူမလို့တခုခုတော့လမ်းစာရှာပေးလိုက်မယ်ဆရာကြီးကတော့ရွာမှာလိမ္မာဆုံးအသိဉာဏ်ရှိဆုံးလူပဲဆရာကြီးကိုစကားတစ်ခုပြောချင်လို့ပါဟိုမြေကန်းဆက်ကညီမနှစ်ယောက်ဝိုင်းလေးစောက်ပြီးနေတဲ့နေရာကိုဆရာကြီးမြင်တယ်မလားအဲ့ဒီနေရာမှာကျွန်တော်ငါးကန်တကန်လုံးမလို့အဲ့ဒီမိန်းကလေးနှစ်ယောက်ကသူတို့အဖေလက်ထက်ကလေးကအဲ့ဒီမှာနေလာကြတာလေဒီဦးလူလေးကိုမှတ်မိသေးလားသူကိုယ်တိုင်သူ့လက်နဲ့စောက်ခဲ့တဲ့အိမ်ကလေးဗျာမင်းသူတို့ကိုဘယ်လိုမောင်းထုတ်မလို့လဲလမ်းဘေးကိုလားလူစိတ်လေးနည်းနည်းမွေးစမ်းမအောင်ရှမ်းရင်ဒါကစီးပွားရေးဗျဒီမှာတန်ရော်စစ်နေစာနာမှုတွေလုံးလို့မရအောင်အစိုးရမြေပေါ်မှာဘယ်သူမှအိမ်ဆောက်လို့မရဘူးဆိုတာဆရာကြီးကိုယ်တိုင်ကျောင်းမှာသင်ပေးတာပဲမဟုတ်ဘူးလားကျွန်တော်ပြောတာဘာမှလို့လဲနေရာတိုင်းမှာဥပဒေကိုအတောင်မပြစမ်းပါနဲ့ရှမ်းရင်မင်းတို့အိမ်နောက်ကကန်ကြီးဆိုရင်လေတစ်ချိန်ကအစိုးရမြေပဲမှတ်လားမင်းရဲ့ဖေကအဲ့ဒါကိုသိမ်းပြီးကန်ထုခဲ့တာလေဘာစာရဲစာတမ်းမှမရှိခဲ့ပါဘူးကွာဆရာကြီးကျွန်တော်အဖေကိုဂျားတဲ့ထဲ့မပြောပါနဲ့အဲ့ဒါတခြားခေတ်လေကျွန်တော်အခုခေတ်ကြောင်ပြောနေတာမတရားမှုကဘယ်တော့မှဆိုမတရားမှုအဖြစ်နဲ့ပဲကြန့်ရှိနေမှာပါပါပြီနေရတော့အဲ့ဒီညီမနှစ်ယောက်အိမ်ကိုသွားနေတာပဲကြောစမ်းမအောင်အစိုးရမြေပေါ်မှာအိမ်ဆောက်တာမှန်ကန်ရဲ့လားအကိုကြီးကချမ်းသာတဲ့မြေပိုင်ရှင်ကြီးပဲအကိုကြီးမှာတခြားနေရာတွေလည်းအများကြီးရှိတာပဲအဲ့ဒီမိန်းကလေးနှစ်ယောက်ရဲ့နေရာလေးတစ်ခုတည်းကိုပဲဘာလို့မျက်စိကျနေရတာလဲပါပြီငါလက်ထိကြတွင်းနေတာစာရွက်ပေါ်မှာဘယ်သူနာမည်ရှိတယ်လဲမင်းကအဲ့ဒီလူပိုင်တာပဲငါရဲ့ကြားပိုင်ခွင့်ကိုတော့ငါဆုံးရှုံးမခံနိုင်ဘူးအကိုကြီးရဲ့ကြားပိုင်ခွင့်ဟုတ်လားအဲ့ဒီနေရာအကိုကြီးပိုင်တာလည်းမဟုတ်ပဲနဲ့ပါပြီးငါ့ကိုလာမသိနဲ့ငါဘာလို့ရမလဲဆိုတာငါကောင်းကောင်းသိတယ်သိရင်လည်းလုပ်ပေါ့ဒါပေမဲ့နောက်ပိုင်းစားလက်တွေထွက်လာတဲ့ခါကြာရင်တော့လာပြီးတော့မငုံနဲ့တော့နော်ဆရာကြီးရွာထဲမှာဘာတွေဖြစ်နေရလဲဆိုတာသမီးအကုတ်နားလဲပါတယ်လူတိုင်းသမီးတို့အကြောင်းပဲပြောနေကြတာတချို့ကသမီးတို့ကိုကျူးကျော်သမားတွေလို့ပြောနေကြတယ်တချို့ကတော့သမီးတို့ကိုမောင်းထုတ်ပြရမယ်လို့ပြောနေကြတယ်သမီးတို့တကယ်ပဲပြစ်မှုတစ်ခုခုကျွလွန်ခံမိလို့လားယင်ဆရာကြီးဝေမင်းရဲ့အဖေကငါ့ရဲ့တပည့်အချင်းမှာသူဘယ်တော့မှမကောင်းတာမလုပ်ခဲ့ဘူးသူဒီနေရာမှာအိမ်မဆောက်ခင်ကျေးရွာကောင်စီစီကနေခွင့်ပြုချက်ရယူခဲ့သေးတယ်စာရေးစာတမ်းတခုတော့ရှိခဲ့တယ်ဒါပေမဲ့အဲ့ဒါအခုဘယ်ရောက်သွားလဲဆိုတာငါမသိဘူးမင်းမကြောက်ပါနဲ့ဝေရဲ့ငါအဲ့ဒီစာရက်ကိုရှာပေးပါမယ်
ဆရာကြီးသမီးတို့ဘာမှမလုပ်ခဲ့ဘူးဆိုတာသမီးကိုယ်တိုင်သိပါတယ်ဒါပေမဲ့ရွာလူတွေကသမီးတို့ဘက်ကိုမုန်းတိတဲ့အကြည့်တွေနဲ့ကြည့်နေကြတဲ့အခါစိတ်နှလုံးကြေကွဲရပါတယ်ဆရာကြီးဘယ်ချိန်ထိစူးစမ်းနိုင်မလဲတော့မသိဘူးဒါပေမဲ့အရှုံးတော့မပေးနိုင်ဘူးဒီရွာလူတိုင်းသိကြတယ်မင်းတို့အစိုးရမြေပေါ်မှာခွင့်ပြုချက်မှဘာမှမရှိပဲကျွန်းတော်သိပ်ပိုက်ခဲ့တာဒါကတရားမဝင်ကျူးကျော်မှုပဲဒါကရာဇဝတ်မှုပဲအော်အဲ့ဒီလိုလားအဲ့ဒီတော့အကိုကြီးမကောဘာစာရွက်စာတမ်းရှိလို့လဲကြဆမ်းမအောင်မင်းတို့မှဒီလောက်တောင်မာနာကြီးနေတာကိုသမီးတို့ဖေကဒီရွာမှာအနှစ်30ဖြတ်တန်းခဲ့တာရွာလူတွေရဲ့အတွက်လှေတွေဆောက်ပေးခဲ့တယ်ရေကြီးတဲ့အချိန်လူတွေရဲ့အသက်ကိုကယ်တင်ပေးခဲ့တယ်အကိုကြီးတို့အိမ်ကဟိုလေဟောင်းကြီးဆိုရင်လေသမီးတို့ဖေရဲ့လက်ရပဲသိတယ်မလားမင်းတို့အဖေကအခုမရှိတော့ဘူးဝေဝေတန်ရောစိတ်နေခန်းစားချက်တွေပိုင်ဆိုင်ခွင့်တွေမရနိုင်ဘူးသမီးကတော့ဘယ်ချင်းချောက်မှုကိုမှမကြောက်ဘူးဥရှန်သမီးတို့အဖေကရိုးသားတဲ့သူတယောက်ဖြစ်ပြီးသမီးကသူ့ရဲ့သမီးပဲအမှန်တရားသမီးဘက်မှာရှိတယ်အကိုကြီးလှုပ်ချင်တာကိုလှုပ်ပါကြီးကြသေးတာပေါ့ဝေဝေ9ရက်ဆိုတာမှတ်ထားလိုက်9ရက်မကလို့ရက်ပေါင်း80ပဲဖြစ်ဖြစ်သမီးဒီနေရာကနေဘဲမှမသွားဘူးမမယူဒီအိမ်ထဲဝင်လာပြီးအိမ်ညတုံခါနေမမရဲ့အခုဒီမုံတိုင်းထဲဆိုရင်တော့ဒီညတွေအကုန်ဆုံးတော့မယ်ထင်တယ်နည်းနည်းလောက်ညီညီလေးနေစမ်းပါညီမလေးရဲ့မမညီမတို့ဘယ်သွားရမလဲဒီအိမ်လေးကလွဲပြီးညီမတို့မှဘာမှမကြံတော့ကြောက်နေရင်လက်တွေခြေထောက်တွေတေသွားတတ်တယ်ငိုးမနေနဲ့ငိုနေလို့မုံတိုင်းကရက်သွားမှာမဟုတ်ဘူးမမတော့ညီမတို့ဒီမှာစက်နေနိုင်မယ်လို့တကယ်ယုံကြည်နေတာပဲဦးရှန်တို့ရွာလူတွေကောင်ဒီရေကြီးမှုကောင်အကုန်လုံးကညီမတို့ကိုစန့်ကျင်နေတယ်လို့ပဲတခါတလေကြရင်ဖေဖေကဒီရေပေါ်အိမ်ကိုစောင့်မိတာမှားသလားလို့တွေးမိတယ်ညီမတို့ရဲ့အိမ်လိုရိမ်ထိုးနေတဲ့ဘဝကနောက်ထပ်ဘလားကြောင်မှလည်းမမရဲ့ဖေဖေဘာမှမမားခဲ့ဘူးရေဆိုတာငါတို့ရဲ့ရန်သူမဟုတ်ဘူးတငယ်ချင်းဖြစ်တယ်ရေကိုတိုက်ခတ်ပြီးအသက်ရှင်လို့မရအောင်ရေနဲ့အတူမျောပါတောင်တင်ရမယ်ဒါကြောင့်ဒီအိမ်ကရေပေါ်မှာမျောနေတာပေါ့ဝဝင်းဦးရှန်ရဲ့သားလေးဘလူးမြစ်ထဲကိုပြုတ်ကျသွားပြီလှိမောက်သွားတာမမရဲ့ဘလို့ဖြစ်တာလဲရေစီးကတိတ်တယ်နာဘယ်သူမှရေထဲမစင်းကြဘူးဘလူးလေးကတစ်ပင်လုံးတစ်လုံးကိုကန်ပြီးမျောနေတာတွေ့ခဲ့ရတယ်ဒါပေမဲ့ဘယ်လောက်ထိများကင်ထားနိုင်မှာလဲမမကြားလာသွားကြမယ်ကလေးတယောက်မြစ်ထဲမှာတည်သွားလိုက်မယ်ဟိုမှာအဲ့ဒီဝါဖောင်ကိုဖြုတ်ကျိုးပါယူသွားငါအရင်ရေထဲဆင့်မယ်ညီဖောင်ကိုဆွဲပြီးတော့ငါနောက်ကိုလိုက်ခဲ့အဲ့ဒီနောက်မှာသူတို့ညီမနှစ်ယောက်ပါဝင်ပြီးဘလူးလေးကိုကယ်တင်ခဲ့ပါတယ်ဘလူးလေးမင်းအသက်ရှင်နေတယ်မင်းတို့နှစ်ယောက်လုံးဒီမုံတိုင်းတဲ့ရေစည်းတန်နေကြငါသားအသက်ကိုကယ်ပေးခဲ့တယ်ငါမင်းတို့အပေါ်ဘယ်လိုမျိုးဆက်ဆံခံမိတာလဲကလေးကိုအရင်ခေါ်သားလိုက်ပါသူကိုရီအေးဆက်နေတယ်ဝေမင်းရဲ့အသက်ကိုစရေးပြီးငါသားကိုကယ်ခဲ့တာပဲငါ့ကိုခွင့်လွှတ်ပေးပါငါလောဘတွေကြောင့်ငါမျက်စိကန်းခဲ့တာပါဝေမင်းဖေရဲ့စာရေးစာတမ်းကိုငါစာတွေ့ပြီးအိမ်ဆောက်ဖို့တဲ့ကျွေးရကောင်းစီကနေစာရက်နဲ့အတူခွင့်ပြုချက်ပေါ်ယူထားတယ်အဲ့ဒီအချိန်ကအကြီးကဲရဲ့လက်မှတ်လည်းပါတယ်မင်းတို့ကကျူးကျော်သမားတွေမဟုတ်ဘူးဝေဒါသမီးဖေရဲ့ဂုံတိတ်ခါပဲသမီးသိပါတယ်ဖေဘယ်တော့မှမကောင်းတာမလုပ်ခဲ့ဘူးဆိုတာမင်းအဖေမင်းကိုဂုံယူနေမှာပါဝေဒါမင်းရဲ့ပိုင်ဆိုင်ခွင့်ရဲ့တတ်တယ်ပဲဝေမင်းငါမျက်နှာကိုမမြင်ချင်မှငါသိပါတယ်ဆရာကြီးဦးရုလာငါ့ကိုအဲ့ဒီစာရွက်တွေလာပြတယ်ဒါဆိုအကိုကြီးမြင်ပြီးပြီပေါ့ငါအကြီးကျယ်ပြင်မာမိခဲ့တာပါမင်းတို့ကိုကျူးကျော်သမားလို့ငါခေါ်ခဲ့တယ်ဒါပေမဲ့မင်းတို့ကအဲ့ဒီညငါသားရဲ့အသက်ကိုကယ်ခဲ့ပြီးတယ်ကို့ကိုအကုန်လုံးဖျက်ဆီးပြစ်ချင်တဲ့သူ့ရဲ့သားအတွက်မင်းတို့အသက်ကိုစရေးခဲ့တယ်အဲ့ဒီအကြောင်းနဲ့အခုမတွေးပါနဲ့တော့ငါမင်းတို့ရဲ့ကျေးဇူးကိုဘယ်တော့မှဆက်နိုင်တော့မှာမဟုတ်ပါဘူးငါ့ကိုခွင့်လွှတ်ပေးပါဝေကျမဦးရှမ်းကိုခွင့်လွှတ်ပါတယ်ခုကစပြီးတော့ဒီလိုမကောင်းမှုတွေမလုပ်ပါနဲ့တော့နော်အချိန်ဖြုံးနေနဲ့ကောင်မလေးကိုပေးလိုက်စမ်းအဲ့လိုဆင်းရဲနေရင်ဒီကောင်မလေးဘာဖြစ်သွားမလဲငါ့အိမ်မှာဆိုရင် तू ကမိဖုရားလိုနေရမှာဒါပေမဲ့ကိုရင်ကျမအပေါ်တနာပါအောင်ဒါကျမရဲ့သမီးလေးပါသူ့အမေကိုဘလို့လို့ခွဲနိုင်မှာလဲဒီကလေးမလေးကတော့ဒီမှာငတ်ပြီးတော့တေးသွားလိမ့်မယ်နေဒီဘက်လာခဲ့အမေကျမမသွားချင်ဘူးကျမကိုကဲပါအောင်လှဒီလောက်မနဲ့အစောကြီးလားနည်းနည်းလောက်ပါလို့ထပ်မရတာလေသမီးတထေးကြီးရဲ့လေကွင်းထဲမှာအလုပ်ရထားလို့ပါမနဲ့စောသွားရင်စံတဆုပ်စာလောက်ရနိုင်မလားလို့ပါအဲ့ဒီအိမ်ကအင်းရှင်ကအရန်ရက်ဆက်တယ်လို့ကြားထားတယ်နော်စင်းရဲတဲ့ဘွားကိုပဲတက်တက်လုံးရင်ဆိုင်လာခဲ့တာပဲအမေရဲ့သမီးညနေကျရင်ပြန်လာခဲ့ပါမယ်မြန်တို့ဖေဖေကစင်းရဲသားရက်ွက်အတွက်ကူညီပေးတာတွေကိုထပ်ပြီးတော့ရက်တက်ဖို့ဆုံးဖြတ်လိုက်ပြန်ပြီသူတို့ကပြင်းကြတယ်တဲ့အခုအညီရရင်အလုပ်လုပ်ကြမှာမဟုတ်ဘူးတဲ့ဖေဖေဆန္ဒတိုင်းပေါ့သူပြောတဲ့အတိုင်းပဲဖြစ်ရမှာပေါ့ဒါကမမှန်ဘူးလေရေကြီးပြီးတဲ့နောက်သူတို့အချိန်ကြီးကအရန်ဆိုးရနေတာဒီအိမ်ရဲ့စီကန်းတွေကိုမောင်တိသားပဲပြင်ပကတောကနဲ့ဆင်းရဲဒုက္ခတွေအပြင်ဘက်မှာပဲရှိနေရမယ်မဟုတ်ဘူးတလောက်စောချင်းငါရဲ့စပားခင်းနဲ့မုံကြီးခင်းတွေကိုအပြက်စီးမခံနိုင်ဘူးလာပြန်လာခဲ့တော့အရေးကြီးနေပြီမြန်ပြန်လာခဲ့ရေတွေကြီးလာပြီတတိုင်းနေတောင်ပြက်စီးနေပြီလာနေပြီ
အမေတကားပိတ်ထားလိုက်အပေါ်တက်သွားတော့အချာအလုံးဆုံးရှုံးသွားပြီကိုရေစပါးမျိုးစေ့တွေအမေရဲ့ဆေးတွေအားလုံးမျောပသွားပြီစိတ်ကိုလျှော့ထားပါဦးညီမလေးရေအမေရောဘယ်လိုနေလဲသူအိတ်နေတယ်ကြောက်တာနဲ့ချမ်းသာကြောင်ဖျားနေတာဒါပေမဲ့ဆေးရကုန်သွားပြီငါတို့အိမ်ကမြေလို့တချို့အရာတွေကြံနေသေးတယ်အမေကနေ့ရက်အတွက်ပေးလိုက်တာကိုတို့အိမ်ရဲ့ခြေနေလည်းမကောင်းတာကိုကျမတို့ကထပ်ပြီးတော့ဝင်တော့ဝင်ဖို့ဖြစ်နေပြန်ပြီငါတို့အိမ်နီးနားချင်းတွေပဲလှလှရဲ့ခက်ခဲတဲ့အချိန်မှာတယောက်ကိုတယောက်ကူညီရမှာပေါ့မြေလားမြန်တို့တဘာဝတရားကသူ့သဘောနဲ့သူအားလုံးကိုရှင်းလင်းပေးနေတာရည်ကြည်မှုကအားလုံးကိုရှင်းပြလိုက်ပြီဖေဖေအဲ့ဒီတယ်လီထဲမှာလူဘယ်နှယောက်ရှိလဲယင်သမီးဒါရီအားလုံးကိုဘာလို့တွေးနေရတာလဲအဲ့ဒီထဲမှာသမီးတို့မိသားစုဝင်တယောက်ယောက်ရှိနေနိုင်တယ်လို့ဖေဖေတခါတော့ပဲဖြစ်ဖြစ်တွေးဘူးလားမြန်တို့သမီးတို့ဒါရီဘယ်သူတင်ပေးတာလဲမပေါင်းတင်ပေးတာလားဖေဖေပြောမှုတဲ့ပြင်းရည်ရဲ့ဆင်းရဲသားတွေဟာရှွန့်တော်ထဲကနေတယောက်ကိုတယောက်ဘယ်လိုဆွဲတင်နေကြတာလဲဆိုတာမြန်တို့ဒါကလောကရဲ့သဘာဝပဲအားရှိသူကကြမ်းရဲ့ပြီးအားနဲ့သူကတော့ပျက်စီးသွားတာပဲသမီးကဖေဖေရဲ့သမီးအစ်စ်မှန်ဆိုရင်သမီးမညီမတယောက်ရှိခဲ့ဘူးပြီသူကရေကြီးမှုတွေမှာနင်းမြုပ်ပြီးတေဆုံးနေတာဖြစ်နိုင်လို့ပဲအဖေမနေ့ကကျွန်တော်တွေးမိတာကစင်ရသားရက်ွက်ကလူတွေရဲ့အတွက်အစားအစာဝင်ကပေးတင်တယ်လို့ကျွန်တော်တို့စပားကြီးထဲမှာပိုရှန်နေတဲ့စပားတွေရှိနေတာပဲမောင်မောင်မင်းအခုထိဘာမှမတင်ယူရသေးပါလားတစ်ချိန်ကူညီလိုက်ရင်သူတို့ကတထောင်စားဖြစ်သွားနိုင်မယ်နားလဲပါတယ်ဖေဖေဒါပေမဲ့ဒီတစ်ချိန်အခြေအနေကမတူဘူးလူတွေမှာအင်ချီမဲ့တွေဖြစ်ကုန်ပြီသူတို့တကယ်တာအလုပ်စူးစမ်းရင်မြင်သားမှာတဲအိမ်တွေစောက်မှာမဟုတ်ဘူးမိသားစုကိုရှာကြွေးဖို့တော့မရှိတဲ့သူတွေငါတို့ကဘာလို့ပေးနိုင်ပါလဲမင်းသွားပြီးမြန်တို့ကိုပြောလိုက်အောင်ဒီလိုကိစ္စတွေမှာကောင်းနေမထက်နဲ့လို့အဖေနဲ့တက်တက်လာပြီဒီနေ့ကိုယူလာပေးတဲ့ဆေးကြောင့်အပြားကျသွားတယ်အိမ်အသစ်မဆောက်ခင်အထိတော့အိမ်မှာပဲနေရမယ်ကျမတို့ကကိုတို့အတွက်ဝင်ထုတ်ဝင်ဖို့ဖြစ်နေရပါပြီခက်ခဲချိန်မှာတယောက်ကိုတယောက်ကူညီတာစစ်မှန်တဲ့ဘဝပေါ့ကိုကကျမတို့အတွက်ဘာလို့ဒီလောက်အထိလုပ်ပေးနေရတာလဲဘာလို့လဲဆိုတော့မင်းဘလောက်ကြန့်ခံလဲဆိုတာငါမြင်နေရလို့ပဲဒီဝလုံးတွေနဲ့ငါတို့အိမ်ကိုကြန့်ခံအောင်စောက်ကြမယ်ဟုတ်ကဲ့ဒီနေ့ပဲစောက်လိုက်ကြစို့မြန်တို့တနေ့လုံးညင်နေပါလားမောင်သိလားကျမမှညီမတယောက်ရှိခဲ့တယ်ဆိုတာရုတ်တရက်ကြီးဒါကိုဘာလို့မေးရတာလဲဖေဖေတခုခုပြောလိုက်လို့လားမဟုတ်ဘူးဒါပေမဲ့ကျမခဏခဏအိမ်မက်မက်တယ်ကျမမမလို့ခေါ်တဲ့ကောင်မလေးတယောက်ပဲပေါင်ကြားဘူးတယ်ဖေဖေကမောင်ငယ်တုန်းကရွာတရာကနေကောင်မလေးတယောက်ကိုခေါ်ခဲ့ဘူးတယ်သူ့ကိုသမီးသိအတယောက်အနေနဲ့ခေါ်လာခဲ့တာအဲ့ဒါတကယ်လားမောင်လေးအမေကဘာလဲဆိုတာဘယ်သူမှသိချာမသိဘူးမြန်တို့ဖေဖေကလည်းဒီအကြောင်းကိုဘာမှမပြောခဲ့ဘူးမြန်တို့ပြောနေတဲ့ဒီရွာကလေအထိကဲဆုံးရွာပဲဒါဆိုရင်ကျမတို့အဲ့ဒီမှာသွားရှာကြမယ်တကယ်လို့ကျမမအသက်ရှင်ကြံနေသေးရင်သူအခုအန်ဒီရဲ့ရှိပြီမြန်တို့စိတ်အေးထားပါတကယ်လို့တယောက်ယောက်အသက်ရှင်ကြံရစ်ခဲ့ရင်တော့ဖေဖေကကျမတို့ကိုဘယ်တော့မှပြေးတော့မှာမဟုတ်ဘူးဒါဆိုရင်ကျမဘာသာပဲတခုခုလုပ်ရတော့မယ်တိတ်လေးကျမကိုမောင်ကူညီပေးမလားယင်ကူညီပါမယ်ဒါပေမဲ့အရင်သတိထားရမယ်အကိုကြီးစံတဆုပ်လောက်ပေးပါအောင်ကလီယာစာလို့ငိုနေလို့ပါဖေဖေသူ့ကိုတခုခုလုပ်ပေးလိုက်ပါအောင်ရှော့ယူသားကြမင်းတို့အားလုံးမြတတဝေခွဲကြနော်ကလေးတွေနဲ့တက်ကြီးရဲ့ဦးတွေကိုအရင်ပေးဖေဖေတားကိုခေါ်လိုက်တာလားဒီနေ့စင်းရဲသားရက်ကွက်ကလူတွေကိုမျိုးစိချေးပေးမဲ့သင်ရင်တဲကနေငါနာမည်တချို့ကိုပယ်ဖြတ်လိုက်တယ်အထုသက်ဖြစ်ကိုရဲ့နာမည်ကိုပေါ့ဒါပေမဲ့ तू ကအယုံကြည်ရဆုံးလေသမားပဲလေသူ့မိရလဲကောင်းတယ်သူကတော့တေချာပြန်ဆက်မှာပါကိုကလလဆိုတဲ့ကောင်မလေးတယောက်နဲ့ပတ်သက်နေတယ်သူ့အမေကအရင်ကငါးစီမှာအလုပ်လုပ်ခဲ့တာဒါပေမဲ့ဖေဖေဒါကကိုရဲ့ကိုပိုင်ဘွားပဲလေတကယ်လို့ကိုကအဲ့ဒီကောင်မလေးနဲ့လက်ထက်လိုက်ရင်သူ့ရဲ့ဝင်တော့ဝင်ပိုးကကြီးသွားလိမ့်မယ်သူကငါးစီရချေပြီးတခြားနေရာကိုရောက်သွားလိမ့်မယ်လှဟုတ်ကဲ့သမီးဒီမှာရှိပါတယ်သမီးရဲ့လက်ကိုပဲတစ်ခါတော့ကင်ပေးပါအောင်နားထောင်ပါအောင်အခုအချိန်အများကြီးမရှိတော့ဘူးနောက်ဆုံးပြောစရာစကားတစ်ခွန်းရှိတယ်မဟုတ်ဘူးအဲ့လိုမပြောပါနဲ့နေကောင်းသွားမှာပါကိုကအရန်ကောင်းနေကောင်းလေးပါအဲ့ဒီနေရာရေကြီးပြီးရဲ့နောက်သူတို့ကိုကူညီပေးခဲ့တာသမီးသူနဲ့အတူပျော်ရွှင်ရမှာပါမျက်နှိုးเจ้าကိုညာဘက်တွေမှာအများကြီးအိမ်မက်မက်တယ်သူကအမေကိုခေါ်နေတာသူပြန်လာလိမ့်မယ်သူပြန်လာခဲ့ရင်သမီးသူ့ကိုပြောလိုက်ပါအမေသူ့ကိုချစ်တယ်လို့ပြောပြလိုက်ပါစိတ်ချပါအမေမျက်နှိုးအမေရဲ့စကားတွေပြောပြမယ်သမီးဂရိတီးပါတယ်လမ်းမလာတာလားလမ်းကတော့ကျမလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကမှားခဲ့တာပါဒီနေ့တော့အဲ့ဒီလမ်းကိုပြန်ရှာဖို့လာခဲ့တာပါဘာလို့ရှာဖို့လဲဒီစင်းရဲသားရက်ွက်ထဲမှာနေတဲ့လူချမ်းသာတွေဘာလို့ရှိလို့လဲကျမညီမလေးကိုရှာဖို့လာတာပါသူ့နာမည်ကလှလာတဲ့ကျမမျက်နှိုးပါပြီးတော့ဒါကကျမတို့နှစ်ယောက်ရဲ့အယုတ်လေးပါတရုတ်ကနှင်းစီမှာရှိခဲ့ပြီးတရုတ်ကကျမစီမှာပါဒါဆိုမျက်နှိုးမမကျမကိုမမှတ်မိဘူးလားနောက်ဘက်တွေမှာကြောက်လို့ဆိုရင်မမရင်ဝင်ထဲမှာထည့်ပြီးဖွက်ထားပေးတတ်တာလေ
ဒါအိမ်မက်ပဲဖြစ်ရမယ်နေတိုင်းဒီလိုမျိုးအိမ်မက်မှတ်ပြီးမနေ့တိုင်ငိုပြီးထလာရတာအိမ်မက်မဟုတ်ဘူးမမကျမရောက်လာပြီကျမကြီးလာပြီဒါပေမဲ့မမတော့အရင်တိုင်းပဲမျက်နှာကျမရဲ့မျက်နှာလေးဘယ်မှာရှိနေတာလဲအားလုံးကနေတည်သွားပြီလို့ပြောနေကြတယ်ကျမကိုဦးဟန်သာခေါ်သွားခဲ့တာသူကကျမကိုသူသမီးလို့ပြောခဲ့တယ်ဒါပေမဲ့ရေးကြည့်ပြီးတဲ့နောက်အားလုံးပြန်မမိလာတယ်အမေကသူ့ရဲ့နောက်ဆုံးချိန်မှာဒီအကြောင်းတွေကိုပဲပြောသွားခဲ့တာသူဆုံးသွားခဲ့ပြီဒီမနေ့တင်ပဲကျမမလာနိုင်ဘူးကျမမသိခဲ့လို့ပါကျမနဲ့အတူလိုက်ခဲ့ပါကျမတို့ရဲ့အိမ်အစ်စ်ကိုသွားကြစို့အိမ်အစ်စ်ဟုတ်လားဟုတ်တယ်ကျမရဲ့အနာဂတ်ခင်မွန်းနဲ့အတူစောက်ထားတာအခုတော့ဘယ်သူမှငါတို့ကိုခွဲလို့ရမှာမဟုတ်တော့ဘူးဒါမဲ့ဖေဖေရောသူကနင့်ကိုဒီလိုလာခွင့်ပြုလို့လားငါနင့်ကိုအားလုံးပြမယ်ငါတို့ရဲ့မြေခွက်ငါတို့ရဲ့အနာဂတ်ပြီးတော့အမေရဲ့အတွက်စိုက်ထားတဲ့ဒီပန်းခေလေးလူချမ်းသာရဲ့သမီးဖြစ်ရလို့ကျမဘာတွေရခဲ့လဲဆိုတာမမေသိလားရွှေတွေငွေတွေအဝတ်ထည်တွေဒါပေမဲ့ညဘက်အိတ်တဲ့အချိန်မှာဘေးမှထိုင်ပြီးတချင်းဆိုပြမယ်သူတရားမှမရှိခဲ့ဘူးကြောက်တဲ့အချိန်မှာမကြောက်နဲ့မမရှိတယ်လို့ပြောမဲ့သူမရှိခဲ့ဘူးခွာစားပြီးငါပြောပြပါမယ်ညတိုင်းအမြဲတမ်းငါအနေနာမှအမြဲတမ်းရှိနေမှာပါအခုတော့ဘယ်သူမှနင်းကိုငါးစီကနေဝေးရကိုခေါ်သွားနိုင်မှာမဟုတ်တော့ဘူးဒါမိဖို့ကြောင့်ပရင်းပေါက်အတွက်အဆင်ပြေပါပါဟုတ်ကဲ့အဆင်ပြေပါတယ်အဲ့ဒါဟိုမှာပဲထားလိုက်ပါမဒီမီအိုးကိုဘယ်မှာထားရမလဲဖေဖေကပြောတယ်အဲ့အစ်စ်မှာအိုးအစ်စ်တွေပဲရှိရမယ်တခင်ကြီးလာပါငါမင်းတို့အတွက်တခုခုယူလာခဲ့တယ်ကိုဒါထုံလုံးအစ်စ်ပဲရေကြီးတုန်းကမင်းရဲ့ထုံလုံးအောင်ကျိုးသွားတယ်ဆိုကျေးဇူးတင်ပါတယ်တခင်ကြီးဒါပေမဲ့ညာပေမဲ့လုံးမနေနဲ့မင်းကလေသမားကောင်းတစ်ယောက်ပဲပြီးတော့ရေကြီးရဲ့အချိန်မှာမင်းလှလှပေါ်ထားခဲ့တဲ့စိတ်ဓာတ်ငါကြားသိခဲ့ရတယ်ငါမားခဲ့ပါတယ်ငါနားလည်သွားပါပြီပြီးတော့လှငါညင်းစီကနေအများကြီးလူယူခဲ့မိတယ်ညီရဲ့အမညီရဲ့အေးချမ်းမှုအဲ့ဒါကြောင့်နီလန်အစ်စ်နဲ့ခွင့်လွှတ်မှုတောင်းပန်ဖို့တော့ငါမှအခွင့်အရေးမရှိတော့ပါဘူးဒါမဲ့ဒီနေ့အစပြီးညီတို့သဘောတူရင်ငါညီတို့ရဲ့အဖေပေါ့ဒါဆိုရင်ဖေဒီနေ့ပဲဒီတကားကိုအပိသက်လိုက်ကြစို့ဒီတကားမျက်နှာအတွက်ကိုမောင်အတွက်အားလုံးအတွက်ဘယ်တော့မှပိတ်မှာမဟုတ်ဘူးအမြဲတမ်းဖွင့်ထားမှာပါဒါလေအဖိုးကမနဲ့ခရီးဘာမှမစားရသေးလို့ပါပတ်စံနဲ့ကြက်တော့ပေးလို့ရမလားအဖိုးမှလက်တွေလျှောက်တွေမရှိဘူးလားဘာလို့အလုံးမလုံးနိုင်ရတာလဲအလုပ်ကတော့ရှာခဲ့ပါတယ်ကွယ်ဒါပေမဲ့ဘယ်သူမှမပေးကြဘူးအဖိုးကမသိဘူးမရှိဘူးနဲ့ဒါတွေပဲပြောပြီးဘဝတစ်ခုလုံးကုံဆုံးသွားမလို့လားကျွန်တော်ကိုကြည့်အလုပ်ကြိုးစားတာတော့ဘိုင်းမဝသေးဘူးအဖိုးတို့လိုလူတွေကပြင်းလို့အလုံးမလုံးချင်ကြတာသားထင်တယ်လို့မျိုးမဟုတ်ပါဘူးတနေ့ရသွားပြီးတော့ကြမ်းတိုက်တာတော့ပကံစေးတာတော့အဲ့ဒီအလုပ်တွေကရှားမနေပါဘူးမပြင်းဖို့ပဲလိုလားဗျအဖိုးအလုပ်ရဖို့အများကြီးကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဒီရွာမှာဘသူကမှမယုံကြည်ကြဘူးဒီနေ့တော့သွားပါအောင်သားနောက်ကျနေပါပြီအဖိုးလည်းအလုပ်တစ်ခုရှာကြည့်ပါအောင်ဒီနေ့ဈေးသွားခဲ့လားသားလေးရဲ့ကျောင်းလာခလည်းပေးရမယ်ငါသိပါတယ်ဆန်ဟာတထေးစီကပတ်စံချေဖို့စဉ်းစားထားတယ်ကျမစဉ်းစားနေတာကအချုံရင်ကောင်းမလားလို့ပါမင်းအလုပ်လုပ်မယ်ဟုတ်လားငါယောက်ျားပဲမိသားစုကိုရှာကျွေးဖို့ကငါတောင်းရင်ငါနှစ်ဆစူးစမ်းမယ်ရှင်တယောက်တည်းဘာလို့ဝင်တော့ဝင်ဖို့အားလုံးကိုထားရမှာလဲလူတွေကမိမကိုခိုင်းစားတယ်ပြောကြမှာပေါ့ငါတိတ်ခါနဲ့လဲဆိုင်တယ်လေတိတ်ခါဗိုက်ပြအောင်ကူညီပေးလို့လားအေးပါဟုတ်ပါပြီမင်းသဘောပါပဲမိမအဖိုးဒီနေ့လာတယ်ထိုင်ပါအောင်မောင်ရင်မင်းကငါ့ကိုနေတိုင်းတွေးနေတာပဲငါမှပေးဖို့ပတ်စံမရှိဘူးဒါပေမဲ့မင်းဘယ်တော့မှမငြင်းဘူးနော်အဖိုးကျွန်တော်မှအများကြီးမရှိပါဘူးဒါပေမဲ့မုန်းနှစ်ခုကတော့တွေးနိုင်ပါတယ်အဖိုးကကျွန်တော်ရဲ့တဦးတီးသောတငယ်ချင်းမဲကိုဒီနေ့အချိန်ကြီးထဲဘာထက်စားတယ်လဲတော်တော်လေးမွေးနေတာပဲဈေးကနေလက်လက်ဆက်ဆက်ငရုတ်သီးစိမ်းအနေတွေရခဲ့တယ်အဖိုးစားကြည့်ပြီးတော့ပြောပါအောင်ဘလို့ရတာရှိတယ်လို့ကောင်းလိုက်တာဒီလောက်ကောင်းတဲ့မုံလုံးနိုင်တာချီးကျူးပါတယ်တားလေးရဲ့အဖိုးကတရားစားနေတဲ့နေရာကိုပြန်သွားခဲ့ပါတယ်ဒီနေ့လေဒီမှာထိုင်နေတော့မဲလားအဖိုးလည်းတစ်ချိန်ကမြို့အလှုပ်သွားလုပ်ခဲ့မှုပါတယ်စကားတခုတော့မှတ်ထားပါသားဒီနေ့မင်းရှိနေတဲ့နေရာမှာမနှဲဖြန်မှာမင်းရှိချင်မှရှိမှာဘာတွေပြောနေတာလဲဗျာကျွန်တော်သွားတော့မယ်အလုပ်နောက်ကျနေပြီတရက်မှာတော့အဲ့ဒီတရားစားအဖိုးကမုတ်တဲ့ကောင်လေးရဲ့အသက်ကိုကဲတင်ပေးခဲ့ပါတယ်ရှင်ဘာတွေဖြစ်တာလဲတတိနဲ့ရဖြစ်လာတာလားဟင်ဆန္ဒငါအရာတခုအောင်မြင်ခဲ့တယ်အဲ့ဒါငါရင်တဲ့အထိတွလုံသွားစေတယ်ငါနေတိုင်းစော့ကားပြီးပြင်းတဲ့လူအတော့မကျတဲ့သူကိုပြောခဲ့တဲ့သူကလူငယ်တယောက်ရဲ့အသက်ကိုကဲခဲ့တယ်ဒါကြောင့်ပဲကျမအမြဲတမ်းပြောတာပေါ့ရှင်ရလူတွေကိုအရင်အပြစ်ပြောလွန်းနေမင်းပြောတာမှန်ပါတယ်ငါတယောက်တည်းအမာချင်းမခဲ့ပါတယ်ဆန္ဒသူဘလောက်ထိတန်းရကြသွားလဲဆိုတာရှင်မြင်ခဲ့လားသူ့လက်မှာတော့ဒဏ်ရာနည်းနည်းတော့ကြာသွားတယ်မနှက်ပြန်သွားပြီးတော့သူ့ကိုစကားပြောကြည့်ပါအေးပါမိမငါသွားပြီးတော့စကားပြောကြည့်ပါမယ်အဖိုးမနေ့ကဖြစ်ခဲ့တာတွေကိုကျွန်တော်အားလုံးမြင်ခဲ့တယ်အဖိုးအဲ့ဒီကလေးကိုကယ်ခဲ့တာလက်ကဒဏ်ရာရောတတ်တာရဲ့လား
ဘာမှမဟုတ်ပါဘူးနည်းနည်းလေးပဲပုံးဖယ်သွားတာပါဒါကကျွန်တော်မိမကအဖိုးအတွက်ပေးခန့်လိုက်တာပါတားရဲ့စိတ်မကောင်းမဖြစ်ပါနဲ့အပြင်ပန်းကကြည့်ပြီးဘယ်သူမှဆိုဒါတွေးခဲ့တယ်လို့ပဲတွေးကြမှာပါအဖိုးအရင်ကအလုပ်လုပ်ခဲ့ဘူးလေဆိုတာဒါတကယ်ပဲလားအဖိုးရဲ့ဘဝဇလံကိုနားထောင်ကြလို့ပါအဖိုးဒီမှာပဲရှိနေမယ်မလားကျွန်တော်အလုပ်ပြီးတာနဲ့နာခဲ့မယ်အဖိုးကတော့ဖိုးလာပြေပါတကြရာစာကြည့်ဌာနမှာအလုပ်လုပ်ခဲ့တယ်တနေ့မှာတော့မိမကဖျားလေပါရောစေကူတာရင်နဲ့အားလုံးကုန်သွားတယ်အဖိုးရဲ့သမီးလေးရောသမီးလေးကိုကဲတင်ဖို့အတွက်ဆွေမျိုးတွေစီမှာသွားခဲ့တယ်အဖိုးရဲပိုင်းလောက်နေတော့အလုပ်ပါပြုတ်သွားခဲ့တယ်ဆွေမျိုးတွေကသမီးလေးကိုပြန်မပေးတော့ဘူးမင်းပါကျွေးနိုင်ပါတယ်လေတဲ့ပြီးတော့သူတို့ကသမီးလေးကိုတခြားရွာမှာအိမ်အောင်ချပေးလိုက်ကြတယ်ဟမ်အဖိုးမရှာခဲ့ဘူးလားရှာတော့ပေါ့သားရဲ့ဒီလောက်ကြီးမားတဲ့တိုင်းပြည်ကြီးထဲမှာမင်းကလေးတယောက်ကိုရှာဖို့ဆိုတာခက်ခဲပါတယ်အဖိုးတော်တော်ပင်ပန်းခဲ့ရတာပဲကျွန်တော်ပြောခဲ့တာတွေအတွက်ခွင့်လွှတ်ပါရှားပါတယ်သားရဲ့အဖိုးစိတ်ထဲမထားပါဘူးဟုတ်ကောင်လေးကားကညစ်ပတ်နေလို့နည်းနည်းတန်ရှင်းရေးလို့မလို့ခမည်းအဲ့ဒီနေ့ကဒီကားကိုမောင်းနေတာမဟုတ်ဘူးလားဘယ်နဲ့အကြောင်းပြောနေတာလဲခမည်းရဲ့ကားကျွန်တော်လက်တွန်းလဲကိုဝင်းတိုက်သွားတာကျွန်တော်သိမလို့တောင်ဖြစ်သွားတယ်ဗျအဲ့ဒါမင်းလားဒါမျိုးကဖြစ်တတ်တာပဲလေငါမမြင်လိုက်လို့ပါမင်းလည်းအသက်ရှိနေတာပဲမဟုတ်ဘူးလားကျွန်တော်လက်တွန်းလဲကျိုးသွားတယ်ဗျကျွန်တော်3ရက်စာဝင်ငွေကုန်သွားတယ်ခမည်းကတော့မရက်ပဲပြေးမောင်းသွားတယ်ဗျခမည်းအတွက်ကျွန်တော်တို့အသက်ကဘာတန်ဖို့မှမရှိတော့ဘူးလားဟေးမင်းစကားတွေအရန်များနေပြီနော်ငါဖေကတထေးကြီးဦးထွန်းစိန်ကွာငါ့ကိုနည်းနည်းလေးရင်ရင်ကြေးကြေးစကားပြောစမ်းပါကွာခမည်းဖေဘာတူလဲဆိုတာကျွန်တော်အတွက်ကတော့ဘာမှမဆိုင်အောက်တန်းစားလေးဒါရော်ကြေးယူထားလိုက်ပြီးရင်စကားအများကြီးပြောမနေနဲ့တော့ကျွန်တော်ပတ်စံမလို့ခြင်းဘူးအဖိုးကိုပဲတောင်းပန်လိုက်ပါဘာဖြစ်လို့လဲမျက်နှာပြပြီးမတ်တက်ထားရနေရတာလေဟမ်အဖေလွန်ခဲ့တဲ့ရက်ကကျွန်တော်ကောင်းမောင်းနေတာမုံရောင်းတဲ့ကောင်လေးတယောက်ရဲ့လက်တွန်းလေးကိုတိုက်မိသွားတယ်အဖိုးတယောက်ကဆွဲပြီးကဲလိုက်လို့မဟုတ်ရင်တော့အကြီးကျယ်ဖြစ်သွားမှာဘာမင်းကလေးတယောက်ကိုထိခိုက်မိတော့မလို့ကားကိုမရက်ခဲ့ဘူးဟုတ်လားသုံးမကြတဲ့ကောင်မင်းမျိုးမှာပညာသွားတင်တာအဲ့ဒီမှာဘာတွေတင်ခဲ့တာလဲငါတို့မျိုးရိုးကိုဒီရွာလူတွေကလေးစားကြတယ်ဘာလို့လဲဆိုတော့ငါတို့ကဘသူ့အပေါ်မှာမတရားမလုပ်လို့ပဲအဖေကျွန်တော်မမြင်နိုင်လို့ပါမင်းကမောင်းပြေးခဲ့တယ်ဒါအပြစ်မှုပဲငါတောက်ကိုတက်တိကြောင်နဲ့လူရဖြစ်ငါမမြင်ချင်ဘူးကွာအဖေကျွန်တော်ဒီနေ့အဲ့ဒီကလေးနဲ့တွေ့ခဲ့တယ်ပတ်စံပေးဖို့စူးစမ်းခဲ့ပေမဲ့ तू ကပတ်စံမယူခဲ့ဘူးဗျမနေ့ပြန်မနေ့ကျရင်မင်းငါနဲ့အတူလိုက်ခဲ့ရမယ်အဲ့ဒီတောင်းစားတဲ့အဖိုးအိုနဲ့ကလေးကိုသွားရှာမယ်သူတို့ကိုတောင်းပန်ပြီးတော့ဖြစ်သွားတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုအကုန်လုံးဖြည့်ဆည်းပေးရမယ်ကျွန်တော်ခမည်းတော်ကိုတောင်းပန်ဖို့လာတာပါကျွန်တော်ကားမရက်ခဲ့ဘူးအဲ့ဒါကျွန်တော်ရဲ့အကြီးမားဆုံးအမားပါခမည်းတော်မရှိရင်ဒီကလေးကဒီနေ့အသက်ရှင်နေမှာမဟုတ်တော့ဘူးကျွန်တော်တောင်းပန်ပါတယ်ခမည်းတို့ကဘသူတွေလဲကျွန်တော်ဦးထွန်းစိန်ပါဒါကကျွန်တော်သားဝိရိယပါကျွန်တော်သားမှာအမားကြီးကြီးဖြစ်သွားခဲ့ပါတယ်ကျွန်တော်သူ့ကိုယ်စားခမည်းတော်ကိုတောင်းပန်ပါတယ်အကိုကြီးကလူကောင်းတစ်ယောက်တူပါတယ်ခမည်းရဲ့သားလဲကို့အမားကိုနားလည်နေပါပြီဒါပေမဲ့ကျွန်တော်ခမည်းတို့ရဲ့အကူအညီကိုမယူနိုင်ပါဘူးဒီလမ်းဘေးကပဲကျွန်တော်အိမ်ပါခမည်းလမ်းပေါ်မှာနေနေတာဒါကဘဝတစ်ခုဟုတ်လို့လားကျွန်တော်ခမည်းကိုကူညီကြံလို့ပါသားလေးကူညီတာနဲ့တနာတာကမတူတကယ်ပဲကောင်းတာလုပ်ချင်နေဆိုရင်နောက်ကားကိုဖြည်းဖြည်းမောင်းပါဒါတင်ပဲလုံလောက်ပါပြီကျွန်တော်အကျွေးဆက်ချင်တာပါကျွန်တော်သားရဲ့အမအတွက်အကျွေးပေါ့ရှားပါတယ်တထေးမင်းကြီးကျွန်တော်ဒီဘွားနဲ့ပဲနေပါမယ်အဖိုးကကျွန်တော်အတွက်အားလုံးကိုစွန့်လွတ်တာလားဒါပေမဲ့အဖိုးတက်ကောဘာဖြစ်မှာလဲငါအတွက်ဖြစ်စရာတွေဖြစ်ပြီးပြီမင်းစာတင်ပြီးတော့လူကောင်းတစ်ယောက်ဖြစ်အောင်လို့မင်းတရက်မှာကိုစတော့ပေါ်ကိုရက်တည်နိုင်ရင်ငါဘွားအောင်မြင်ပြီလို့အမှတ်ယူလိုက်မယ်မင်္ဂလာပါအဖိုးသူကဘာတူလဲဒါကကျွန်တော်ရဲ့မြေးပါကြောင်းတက်နေတာဒီကောင်လေးလူလားမြောက်လာမှကိုတွေးပြီးတော့ရင်ထဲမှာကြည်နူးမိတယ်ကြောင်းတက်ရတာဘလို့လဲကောင်းပါတယ်ရာစာပပဒါပေမဲ့ကျွန်တော်မုံရောက်တာကိုတော့မစွန့်လွတ်နိုင်ပါဘူးကျွန်တော်မုံယူသီးစိမ့်အနီအချင်းရည်နဲ့အားလုံးသဘောကျကြတယ်အဖိုးတို့အကူအညီကိုရောက်လို့ရရတဲ့နဲ့ဘာလို့မယူတာလဲအဖိုးလောဘကြောင့်အများကြီးဆုံးရှုံးခဲ့ရပြီးပြီမိမသမီးအလုပ်အိမ်အားဒါကြောင့်မလို့ချင်တော့ဘူးကွာကျွန်တော်အဖိုးလိုလူမျိုးတကားမှမမြင်ဘူးကျွန်တော်အဖိုးကိုအတော့မကျတဲ့လူလို့ထင်ခဲ့တာဒါပေမဲ့အဖိုးရဲ့စိတ်ဓာတ်ကကျွန်တော်ထက်အများကြီးပို့ပြီးတော့ချမ်းသာပါတယ်မြောက်ဘက်ကရှိတယ်ဘလောက်တောင်အရှိန်အဟုန်နဲ့တက်လာတာလဲမိုးရွာချလိုက်လို့ငါတို့အိမ်ပက်ပက်လေးကမြောင်းနေတာရေရှမ်းတက်နေပြီဟုတ်တယ်မေလှဲခွင်းထဲကတီးနှံတွေကတော့ရင်မြုပ်သွားပြီပြဿနာတက်တော့မယ်သမီးတွေမြန်သွားပြီးအရေးကြီးတဲ့ပစ္စည်းတွေကိုစင်မြင့်ပေါ်တင်ထားလိုက်နော်ဖះရေပက်ပက်လေးကလမ်းတွေအားလုံးရင်မြုပ်ကုန်ပြီအခုလေးကအစင်သင့်ပြင်ထားမယ်အမေမောင်လေးကုန်ဒီအိတ်အကြီးကိုမြန်ယူခဲ့ပါပစ္စည်းတွေသိမ်းဖို့လိုအပ်တယ်ဟုတ်ပြီအမနဲ့အမေနဲ့ပေါင်းပြီးအိမ်လေးကစံဖုံးကြီးကိုတစ်ချက်လောက်ကြည့်လိုက်ပါအောင်တော်ကြရေဝင်သွားရင်တလားစာရိတ်ခါတွေပြက်စီးကုန်လိမ့်မယ်မိတို့နေအောင်တယောက်ကိုတယောက်ကူညီဆောင်ရှောက်ပြီးစနစ်တကျနဲ့အလုပ်လုပ်နေကြတာကိုကြည့်ပြီးငါတို့အဖွားအိုရဲ့ရင်းထဲမှာအေးချမ်းမှုကိုခံစားရတယ်
အားလုံးတူတူရှိနေဘလို့ခက်ခဲတဲ့အခြေအနေမျိုးပဲမဆိုအလွယ်တကူရင်ဆိုင်ကြော်ပြတ်နိုင်မှာပါမင်းလာမောင်လေးငါတို့လုပ်ငန်းစလိုက်ကြရအောင်နောက်တနေ့မနက်မိုးတိတ်သွားတော့မောင်လေးအပြင်ပြောင်းအောင်ခြေတွေကတင်းကြတယ်တက်လာပြီမီးဖို့ပေးရ6တွေ့တဲ့ထင်းတွေလည်းအကုန်စုကုန်ပြီဒီဆိုနေတဲ့ထင်းတွေနဲ့ဘာလို့ရမှာလဲမီးကိုတွေထွက်တာကလွင်မီးဖို့တဲ့မီးမွေးဖို့ကအရန်ခက်ခဲလိုက်မယ်မင်းတို့နှစ်ယောက်လုံးဝစိတ်မပူကြနဲ့ငါနဲ့ဖိုးသားနဲ့ပေါင်းပြီးမင်းရရင်ဝရန်တာတောက်မှာ6တွေ့တဲ့ထေးတချို့တင်ထားပေးထားတယ်ဒါပေမဲ့ကျမ်းပြပေါ်မှာရေတွေတက်လာတာကိုကြည့်ရင်သမင်းချက်ဖို့ကလုံးဝမဖြစ်နိုင်တော့ငါတို့ရဲ့အရင်မြောက်ဘက်ကကုန်းမြင့်မြင့်မြင့်လေးရှိတယ်မလားအဲ့ဒီမှာခဏတစ်ဖြုတ်ချက်ပြုတ်ဖို့ပြီးဖို့တောင်အမိုးကလေးတကူစောက်လို့ရင်ဘလို့နေမလဲအရန်ကောင်းတဲ့စိတ်ကူးပဲတာသမီးချင်းနှောင်းလေးကကောင်းတဲ့ထင်းတွေကိုဖဲထားလိုက်မယ်မောင်လေးမင်းပေါတူးယူပြီးအဲ့ဒီကုန်းမြင့်ကိုမြေသွားညှိလိုက်အားလုံးလိုက်နော်ကျွန်တော်ခုပဲသွားလိုက်မယ်အမခဏကြာတော့မောင်လေးကြည့်ပါဦးဒီရေစည်းပေါ်မှာငပြောပင်စည်းနဲ့ဝါလုံးတွေဘလောက်တောင်မျောနေလဲဆိုတာဟုတ်တယ်လေဘာဖြစ်လို့လဲအမရဲ့တို့တွေဒီမျောနေတဲ့ငပြောပင်နဲ့ဝါလုံးတွေကိုသုံးပြီးမိဖို့ကြောင့်အဆောက်အဦကြီးတစ်ခုလှုပ်လိုက်ရင်ရောသမီးကတော့အမြင်ကျဲပြီးအတွေးခေါ်သိရှိတာပဲရေပေါ်မှာမျောနေတဲ့မိဖို့ကြောင့်တကယ်ထူးခြားတယ်ဒါပေမဲ့အမတခုပြောပါအောင်မင်းရေပေါ်မှာငါတို့မီးမွေးရင်မီးဖို့ရှင်ကြောင့်ငါတို့ရဲ့ဝါနဲ့ငပြောပင်အင်းကြီးကပြာကျသွားမှာမဟုတ်ဘူးလားဝါဖရိတ်ပေါ်မှာအရင်ဆုံးမြေဆွေးအထုကြီးတလွားတုံမယ်ပြီးရင်အဲ့ဒီပေါ်မှာထောက်တွေ့တဲ့အိုခဲရီစီပြီးမိဖို့တရားကိုလုပ်မယ်လေသမီးရဲ့ဉာဏ်ပညာတကယ်ကိုအစမ်းထက်တာပဲငါတို့ဒီနေ့ပဲရေပေါ်မျောစင်မြင့်သေးသေးလေးတစ်ခုလုပ်ပြီးစမ်းသပ်မှုစတင်ကြရအောင်သူတို့စမ်းသပ်တာအောင်မြင်သွားတဲ့ခါပေါ့အဖေဒီဝါလုံးလေးကတော်တော်ခိုင်ခန့်နေနှစ်ယောက်သားပေါင်းပြီးအဆောက်အုံခိုင်ခန့်အောင်ခြိလိုက်ကြရအောင်မောင်လေးဒီကုံနီရဲ့ကိုဝါပေါ်မှာတတိချာချာဖြန့်ခင်းပေးရမယ်ကုံနီရဲ့ခင်တော့ဘာကြိုးရှိမှလဲအမဒီအပေါ်မှာမြေကြီးတူကြီးတုတ်လိုက်တဲ့အခါရွှွနေအောက်ကိုပြုံးကြတော့ဘူးလေဒါမှအဆောက်အုံကကြောက်တုံးလုံးတီတီတက်နဲ့မမတ်လေးရှိနေမှာသမီးပြောတာမှန်နေမင်းမြန်သွားပြီးတော့ဟိုဘက်ထောင်ကိုကင်ထားလိုက်ငါကျိုးနဲ့ဒီဝါအဆက်ကိုခိုင်အောင်ပတ်ချလိုက်မယ်အဲ့ဒီနောက်မှာတော့သူတို့ရေပေါ်မီးဖို့ကြောင့်လေအောင်မြင်စွာဆောက်လုပ်နိုင်ခဲ့တာပေါ့မင်းတို့ရေပေါ်အိမ်ဆောက်လုပ်တာလားလူတွေအဝေးကကြည့်ပြီးတော့အံ့ဩနေကြတယ်ဒါကငါတို့ရဲ့ရေပေါ်မျောမီးဖို့ကြောင့်လေအမရေကြီးနေရင်တော့အခုထမင်းချက်တာရက်သွားမှမဟုတ်တော့ဘူးငါတို့လည်းမနေ့ကရေပေါ်အိမ်မျိုးလုပ်ဖို့တော်တော်စူးစမ်းခဲ့သေးတယ်ရေထဲချလိုက်တာနဲ့တစ်ဖက်ကိုစာမီမြုပ်သွားတာပဲအမတို့မနေ့ပြန်မနေ့ကျရင်ဝလုံးကောင်းကောင်းနေယူခဲ့ငါတို့အားလုံးပေါင်းပြီးတော့အဆောက်အုံတစ်ကိုတူတူပြင်ဆင်ကြမယ်လေဒီရေပေါ်ကမိဖို့တောင်တေးသေးလေးတွေကနေတော်တော်မွေးပြီးထုံမိန်နဲ့ဆန်ရနက်လေးထွက်လာနေတယ်ဟုတ်တယ်သမီးလေးအခုငါတို့ရဲ့ရေပေါ်အိမ်မှာပထမဆုံးအချိန်ထမင်းဟင်းချက်ပြုတ်နိုင်ပြီမိဖို့ကမီးတောက်လေတော်တော်ကောင်းနေသမီးလေးကပကံလွတ်တွေကိုစီထားပေးပါအောင်အခုပဲစီစဉ်လိုက်ပါမယ်တခြားတစ်ဖက်မှာတော့အကုန်ညာဘက်ကကျိုးနည်းနည်းလောက်ပို့ဆွဲလိုက်အောင်ကျွန်တော်တို့ဒီအဆောက်အုံကိုရေထဲချလိုက်တာနဲ့စောင်းနေပြန်ပြီအမကြီးကျွန်တော်အားကုန်သုံးပြီးဆွဲနေတာပဲတက်တက်ကိုမဖြစ်လာနိုင်ဘူးမင်းတို့အမကြီးမားပြန်ပြီတောင်လေးတောင်ကဝလုံးရဲ့အလေးချိန်ကတညီတည်းမဖြစ်ရင်စောင်းသွားမှာပဲလေအမလုံးဝစိတ်မပြတ်ပါနဲ့ကျွန်တော်ပြောတာကိုပဲနားထောင်ပါဟုတ်ပါပြီညီမလေးပြောတဲ့အတိုင်းကျွန်တော်လုပ်ပါမယ်အောင်စရာပဲခုကြည့်စမ်းမအောင်အဆောက်အုံကဘလို့မျောနေလဲဆိုတာလူတွေမှာချင်းချင်းကူညီတတ်တဲ့စိတ်ဆန္ဒသာရှင်ဘလောက်ပဲခက်ခဲတဲ့အလုပ်ဖြစ်ပါစေလဲကူသွားတာပါပဲအဲ့ဒီနောက်မှာတော့သူတို့ဟာရေပေါ်အဆောက်အုံဆောက်လုပ်တဲ့တင်တန်းလေးတစ်ခုကိုအလဲကောက်ဖွင့်လှစ်ပေးလိုက်ပါတယ်သူတို့ကိုအဆောက်အုံဆောက်နည်းတွေနဲ့တတိထားရမှာတွေကိုသင်ပေးလိုက်ပါတယ်အမကတွေ့လားပက်ပက်လေယာမြင်ခွင့်ရဘလောက်တောင်အံ့ဩစရာကောင်းလိုက်လေဘလောက်တောင်ပြောင်းလဲသွားလဲဆိုတာလေတရွာလုံးကမိသားစုတော်တော်များများအခုဆိုရင်ရေပေါ်မျောမိဖို့ကြောင့်ကိုတတိချာချာအသုံးပြုနိုင်ကြပြီဟုတ်တယ်အကိုဒီရေဘေးကြောင့်ငါတို့ရက်ွက်ရဘသူတဦးတယောက်မှဒုက္ခမရောက်ကြတော့ဘူးအန်တီသမီးကတော့တငယ်ချင်းတွေနဲ့ရေထဲမှာဆော့ကစားတာအရင်သဘောကျတာပဲအေးပါသမီးရဲ့ရေနဲ့ချက်ဘက်ကိုတော့လုံးဝမသွားနဲ့နော်ဟုတ်ကဲ့ဦးလေးသမီးကတော့ရေတိမ်ညမှာပဲဆော့တာပါအမရဲ့ဒီလိုအန်ဟောစရာကောင်းတဲ့စိတ်ကူကငါတို့ရွာကလေးတွေအားလုံးကိုပျော်ရွှင်မှုကိုယူဆောင်ပေးခဲ့တာပဲဟုတ်တာပေါ့အမရဲ့မောင်လေးကိုဒီနေ့စီမံကိန်းအသစ်တစ်ခုအကြောင်းပြောဖို့ရှိတယ်ပက်ပက်လေယာမြောင်းတွေကတလက်မောင်းလောက်ထပ်ပြီးတက်လာတယ်ဒါပေမဲ့ငါတို့ရဲ့ဒီစောက်အုံတစ်ကရေပေါ်မှာမျောနေတော့မေဟုတ်တယ်အမဒီနေ့တရားလုံးကရေပေါ်မျောပြီးဖို့ကြောင့်ရဲ့အရန်ကောင်းတဲ့အကျိုးကျေးဇူးကိုသိနေကြပြီဟုတ်တယ်သမီးရဲ့ဒီစိတ်ကူးတစ်ခုကလူတွေကိုကယ်တင်ပေးလိုက်တာပဲအနာဂတ်အတွက်ဒီဝါနဲ့တစ်သားရင်ကိုနောက်ထပ်ပို့ပြီးတော့ကောင်းမွန်ခံအောင်လုပ်ရလိမ့်မယ်ဒီလိုနဲ့ပဲသူတို့မိသားစုနဲ့အိမ်နေချင်းမိသားစုတွေဟာရေပေါ်အိမ်လေးမှာပဲစားတော့ကနေထိုင်ကြပါတော့တယ်။ဆေးရကြမှာတော့မိုးရွာတာကျသွားပြီးရေကျသွားခဲ့ပါပြီ။သူတို့ရဲ့ရေပေါ်အိမ်လေးပျက်စီးသွားခဲ့ပါပြီ။ရေကြီးတာကျသွားတာနဲ့ငါတို့ငြိမ်ငြိမ်ထိုင်မရဘူးနော်။အနာဂတ်မှာနောက်ထပ်ပိုကြီးပြီးမျောနိုင်တဲ့မိဖို့ကြောင့်စဖို့အလုပ်ကြီးကိုစတင်ရမယ်။
ကျမအခုတည်းကခိုင်ခန့်နဲ့တစ်နဲ့ပစ္စည်းတွေစင်းကိုတည်တည်ချာချာရေးမှတ်ထားပါတယ်။အဖေတကယ်လို့ဝါအောက်မှာပလတ်စတစ်အပြား၄ခုကိုခိုင်ခန့်အောင်ချီနှောင်ထားလိုက်ရင်ဘလောက်ပဲရေစီခံနေသွားလောက်ပြီနော်။ဟုတ်တယ်ငါတို့အနာဂတ်မှာဒီလိုရေကျေးမှုတန်တွေကိုမခံရအောင်ငါတို့ရဲ့ရေပေါ်အိမ်ကိုခိုင်ခန့်အောင်ဆောက်လုပ်ထားတဲ့နဲ့ဒါမှလူတွေအားလုံးအသက်ကိုငါတို့ကယ်တင်နိုင်ပါ။ဖယားသခင်မောကလည်းတဲကြီးမဲကြီးရွာလိုက်တာ၃ရက်ရှိပြီ။ဘယ်ကွင်းတွေကစပားတွေအကုန်ရှင်းမြုပ်ကုန်ပြီ။လက်အုပ်လေးချီနေုံနဲ့ဝမ်းဝမှာတဲ့လားအိမ်မှာစံနဲ့ရိတ်က၄ရက်စာပဲကျန်းတော့တာစံနဲနေရင်လဲနည်းနည်းကြွေတာပြီးသုံးဖို့တို့တမိသားစုတွေဒုက္ခရောက်နေတာမှမဟုတ်တာမိမရဲ့အားလုံးဒီလိုပဲလေရွာသားတွေအကြောင်းကိုလာမပြောနဲ့ရှင်ကိုကျော်တက်တို့အိမ်မှာဆိုစံရိတ်တွေစုပုံနေတာပဲရှင်ကိုကျော်တက်ကစီးပွားရေးအသေးစားလေးလုပ်နေတာလေသူ့ကိုငါနဲ့ဘာလို့လာနိုင်နေရတာလဲရွာလူကြီးတွေနဲ့လူကြီးသူမတွေကိုပြောရမယ်ဒီအတိုင်းသာဆက်သွားနေရင်လက်တွေကုန်တော့မယ်အိမ်တွင်းရေးကိုဒီလိုမျိုးအပြင်ထုတ်ပြီးလူပြည့်မလုပ်ဆမ်းပါနဲ့တော့မှကျန်တဲ့တိတ်ကလေးတောင်ရှိတော့မှာမဟုတ်ဘူးတိတ်ကကိုစားလို့ရတာရှင်ကတော့အိမ်မှာထိုင်နေလိုက်ကျမကတော့ရက်ွက်ထဲသွားပြီကျမတို့မှာဒဲဦးတွေထဲ့စရာအာလူတစ်လုံးတောင်အိမ်မှာမရှိဘူးမိမရဲ့လက်ကွင်းတွေအကုန်လုံးရေမြုပ်ပြီးလှုပ်စရာအလုံးမှမကြံတော့တာအလုံးမရှိရင်အိမ်မှာထိုင်ပြီးတော့အချိန်ဖြုံးနေတော့မလို့လားငါကပြင်းတဲ့လူမဟုတ်ဘူးမသိတာမိုးလေးနည်းနည်းဆဲပါစေဦးအဲ့ဒီကြမှာငါဘာလုပ်နိုင်လဲဘာလုပ်နိုင်မလဲဆိုတာကိုကြီးကြတာပေါ့အလွတ်လွတ်ချင်တဲ့သူဆိုရင်အိမ်မှာထိုင်မနေဘူးဒီမိုးထဲမှာတော့တခုမဟုတ်တခုရှာမှာပဲအပြင်သွားတော့မယ်ငါအိမ်ကိုဘယ်တော့ပြန်လာမလဲဆိုတာမသိကြအောင်နင်ကစိတ်ညစ်အောင်လုပ်တယ်မိမနားထောင်ပါအောင်သူတို့ကောင်းရောင်ဆောင်နေတဲ့ဇော်မင်းလေသူ့အိမ်မှာဘာမှမရှိလို့ရှောက်ပြောနေပြီးတော့အတွင်ထဲမှာတော့သူ့အိမ်မှာစံနေပဲတွေပြည့်နေနေတာဒီလိုစက်တိုင်မိုးရနေတော့အားလုံးချင်းကြီးမကောင်းကြအောင်ရွာလူတွေကဒုက္ခရောက်ပြီးစိတ်ဆင်းရဲနေကြတာငါဒီရွာရဲ့ကောင်းချုပ်ကိုလိုလားလို့တရင်တွေအကုန်လုံးစုံစမ်းထားတာရွာကမကောင်းတာဖြစ်နေတာဇော်မင်းဆိုတဲ့ကောင်းကြောက်မင်းသူ့ကိုရက်ွက်ထဲမှာပြဿနာရှာရမယ်ဇော်မင်းကတခုခုစုဆောင်းထားတယ်ဆိုရင်တောင်သူ့ရဲ့အတွက်သူ့ဆိုတာပဲသူတစ်ပါးရဲ့အခွင့်အရေးကိုလူယူထားတာမှမဟုတ်တာငါမနှက်ပြန်ကြရင်မောင်မောင်နဲ့တခြားသူတွေကိုတွေးတိုးပေးမယ်တရင်အမားတွေဖြန့်ပြီးသူတစ်ပါးကိုမကောင်းကြရင်တနေ့ဒုက္ခရောက်လိမ့်မယ်ကိုဇော်မင်းမနဲ့စောစောကြီးရေကန်ထဲမှာရေချိုးနေတာလားနေမကောင်းဖြစ်လိမ့်မယ်ရက်ွက်ထဲမှာစကားတန်တွေကြားနေရတယ်ကိုစော်မင်းကအိမ်မှာစားစရာတွေစုဆောင်းထားပြီးအပြင်မှာတော့တက်တဲတလူလိုဟန်ဆောင်နေတာလားအမကြီးကပါယုံသွားတာလားကျွန်တော်ရဲ့အိမ်ကစံအိုးကအလူကြီးပါလူတွေရဲ့စိတ်ထဲမှာဘာလို့ဒီလောက်တောင်အမုန်းတရားတွေပြည့်နေနေရတာလဲအမကြီးမောင်လေးရဲ့ပါဇက်ကနေကြားချင်လို့လာခဲ့တာကြော်တက်ရဲ့စကားတွေကိုစိတ်ထဲထားပြီးမောင်လေးစိတ်မပြတ်ပါနဲ့အမကြီးပြောတာတကယ်ကိုမှန်ပါတယ်ကိုကျော်တက်ကလည်းအကွက်ချောင်းနေတာဒီအခွင့်အရေးကိုအသုံးချပြီးအစိတ်ခတ်နေတာမိတန်းဟာစကကြီးစကကျဲပြောတတ်ပေမဲ့သူကစိတ်ပုတ်တဲ့သူမဟုတ်ပါဘူး။ရွာရဲ့ဒီဒုက္ခမှာတို့တွေတယောက်ကိုတယောက်ပို့ခတ်နေကြရင်အားလုံးပြိုလဲကြကုန်လိမ့်မယ်။ဟုတ်ကဲ့အမကြီးရဲ့စကားတွေကိုကြားတာစိတ်ထဲနည်းနည်းအေးချမ်းသွားရပါတယ်။စိတ်မပူပါနဲ့မောင်လေးရဲ့မိုးတိမ်တွေရောက်လာတယ်လို့ပဲခဏနေရင်လွင့်စင်သွားမှာပါ။ဟေးမောင်မောင်မင်းလက်ကွင်းရရေတွေကငါလက်ကွင်းထဲကိုရောက်နေရင်ကွာဒါအောင်မင်းဘလို့လုပ်မလဲ။ကိုကျော်တဲ့သူ့ဘာသာဖြစ်သွားတာပဲ။ကျွန်တော်ကဘာလို့ပေးနိုင်မှာလဲ။မင်းကဘာမှမလုပ်တဲ့အပြင်ရံမာတွေ့နေသေးတယ်။မင်းကြောင့်ဒီသီးနှံတွေတက်စီးကုန်ပြီဒါအတွေ့ရော်ကြီးတော့မင်းပေးရမယ်ဘာရော်ကြီးပေးရမှာလဲသူတစ်ပါးကိုအသင်ပြောပြီးရန်တိုက်ပေးတဲ့သူကမကျင်တဲ့ရင်မြို့နယ်အရာရှိကိုတွားခေါ်လိုက်လောကကြီးတစ်ခုလုံးပြောင်းလဲသွားရင်တော့မဆွဆွကတော့ပြောင်းလဲမဲ့လူစားမဟုတ်ဘူးအဲ့ဒီနေ့ကစားကြမရှိတော့သူ့အိမ်ကဆန်တွေကိုပို့ပေးခဲ့တာသူကတော့သူတစ်ပါးကိုကူညီတတ်တဲ့သူပဲရှင်ကကိုကျော်တက်လူအတင်းပြောတတ်တဲ့သူရဲ့စကားကိုနားထောင်ပြီးသူ့နာမည်ကိုအပုတ်ချနေတာလားကိုကျော်တက်စကားကိုထားစမ်းမှာမဆွဆွကအပြင်မှာတော့သူတော်ကောင်းရောင်ဆောင်နေတာသူ့အိမ်ကိုကိုယ်တိုင်သွားကြည့်လိုက်စံအိတ်တွေဝတ်ထားသလားမဝတ်ထားဘူးဆိုတာသိရလိမ့်မယ်မဆွဆွလို့သူတစ်ပါးကိုကူညီတတ်တဲ့လူတစ်ယောက်ကိုပို့ခဲ့ပြောဆိုတာအာကုသို့ဖြစ်လိမ့်မယ်အမကြီးရဲ့စိတ်နှလုံးကတိတ်ကြီးမြတ်ပါတယ်ရှင်းရဲ့အမကြီးကတော့နတ်သမီးပေါ့အမတရားတော့တနေ့နေ့မှာပေါ်လာမှာပဲကျမကိုကျော်တက်တို့ပဲခဏသွားလိုက်အောင်မေမမစုကျမကူညီတောင်းစာလေးရှိလို့ပါအမကြီးအိမ်ကအခြေအနေတွေကတိတ်ဆိုးနေလို့စားစရာကုန်နေလို့ဒီနေ့ညနေနည်းနည်းမောင်လာရင်ငါ့အိမ်ကိုလာခဲ့ပါငါမင်းကိုရက်အနေငယ်စာဆန်နေပေးလိုက်မယ်ဒီလိုဒုက္ခရောက်နေတဲ့ရက်တွေမှာအမကြီးကလွယ်လို့ကျမတို့အိမ်မှာအားကိုးစရာဘယ်သူမှမရှိပါဒါပေမဲ့ကိုကြီးတဲ့အကြောင်းကိုဘယ်သူမှမပြောပါနဲ့နော်မိသားနဲ့ကိုကျော်တက်တို့ရဲ့နားထဲကိုရောက်သွားရင်ဒုက္ခရောက်လိမ့်မယ်နောက်တစ်နေ့မှာတော့မင်းကဘာလို့ဒီလောက်တောင်တွေးနေရတာလဲငါဘယ်သူ့ကိုမှဒီစကားမပြောဘူးမမောင်ကိုလည်းစိတ်အေးနဲ့နည်းနည်းနားဝင်အောင်ပြောပြလိုက်အောင်လေကွင်းထဲသွားဖို့ပေါ့ဒီနေ့မနေ့ငါလေကွင်းထဲသွားတယ်ရွာကလေကွင်းထဲမှာရေကြီးလို့မြစ်ထဲကနေနှမြစ်ချင်းနေမျောပါလာကြတယ်မနှက်ပြန်နှဲစောစောငါတော့ဖမ်းကြမယ်
လေကွင်းထဲမှာဒီလောက်ငါးကြီးတွေရောက်နေတာလားဒီလိုကြက်တဲတဲ့ရက်တွေမှာငါးတွေသာဖမ်းပြီးတိတ်ကောင်းပါပဲနှစ်ကောင်လေးကောင်ကတော့ကိုယ်တိုင်စားဖို့သုံးလို့ကြပြီကျန်တဲ့ငါးတွေကိုဈေးမှာတွားရောက်ရတယ်ပတ်စံနဲ့ဒိုးတွေတက်လာလုံးဈေးရိတ်ကာမိသွားမှာဒီငါးတွေသာဖမ်းပြီးရင်အဲ့ဒီအရှုံးကအတိုင်းတာတစ်ခုထိကာမိသွားမှာပါဒါပေမဲ့မိတန်းဒီငါးတန်းင်းကိုဒီနေ့ပဲရက်ွက်တယ်ရှောက်မဖြတ်လိုက်နိုင်အောင်မျိုးသိပ်ထားစမ်းပါအားလုံးတည်သွားရင်လေခွင်းထဲမှာပိုက်ကွန်တွေတန်းစီကုန်လိမ့်မယ်အဲ့ဒီကြရင်ဒိုးပိုက်ကွန်ထဲမှာငါးတစ်ကောင်မှပါလာမှာမဟုတ်ဘူးလေခွင်းကမြေကြီးပဲရလိမ့်မယ်ရှင်ကကျမကိုဘာလို့အမြဲတမ်းဒီလိုပဲထင်နေရတာလဲရှင်လက်စီမျက်နှာတက်လိုက်အောင်မနှက်ပြန်မနှက်အတွက်ရှင်ရဲ့ပိုက်ကွန်ကိုကျမရှင်းပေးမယ်ရှင်ကတော့အာယုံဆိုင်ပြီးငါးတွေပဲမိအောင်ဖမ်းစမ်းပါမောင်ဟိုမှာကြည့်စမ်းအောက်ဘက်လေခွင်းထဲမှာငါးကြီးတွေဘလောက်တောင်ခုန်နေလဲဆိုတာဒီလိုငါးမျိုးတွေရွာလေခွင်းထဲမှာတခါမှမမြင်ဘူးမြင်ပိုက်ကွန်ယူလာခဲ့ဘယ်မှာလဲအမကြီးဟိုအောက်ဘက်လေခွင်းထဲမှာလားဒါမှမယုံနိုင်ကြပဲအမကြီးရဲ့အတန်ကိုကြားတာနဲ့အိမ်ကနေပိုက်ကွန်ကိုယူပြီးတမုတ်တင်ပြေးလာခဲ့တာဟိုမှာမြင်ရတယ်မလားဗီတာပင်နေနားရေထဲမှာလှုပ်နေတာလေအဲ့ဒီမှာငါးလေးတွေပုံနေကြတယ်မြန်ပိုက်ကွန်ပြက်လိုက်တော့မဟုတ်ရင်ငါးတွေကမြေဘက်ကိုမျောပါသွားလိမ့်မယ်ဟုတ်ကဲ့အမကြီးဒီနေ့တော့ငါးကြီးတကောင်အပိုင်ဖိုင်းပြရမယ်မက်တီတာကိုမျက်စိနဲ့ကိုကြည့်လိုက်အောင်အောက်ဘက်လေကွင်းရဒိုးလေကွင်းရနည်းနည်းမိတ်ပဲဒါကြောင့်အဲ့ဒီငါတို့ရဲ့ငါပဲမင်းကဘာလို့ဒီစကားမျိုးတွေပြောရတာလဲမက်တီတာမင်းအိရှန်လို့လေကွင်းတစ်ခုလုံးရှေးမြုပ်ပြီးတပြင်းနဲ့ဖြစ်သွားတဲ့အချိန်မှာဒီငါးတွေကလည်းအားလုံးနဲ့ဆိုင်တာပေါ့သူကကန်တဲ့ကလွတ်လပ်တဲ့ငါပဲရေစည်းကြောင်းနဲ့အတူပါလာတာသူ့ပေါ်မှာဘယ်သူနာမည်မှရေးမထားဘူးမှတ်လားနာမည်ရေးမထားပေမဲ့မြေကွက်ကတို့မြေကွက်လေငါလင်ရဲ့သွေးနဲ့ချွေးနဲ့ရထားတဲ့မြေပေါ်မှာငါကလာပြီးတော့စော့ကစားနေတာလက်ကွက်တွေကလူတွေလာပြီးဆယ်ယူသွားရမလားဒီလိုတော့ဖြစ်မခံနိုင်ဘူးမင်းတို့အိမ်မှာကြက်တန်းနေတယ်ဆိုရင်တခြားသူတွေအိမ်မှာကောချမ်းသာမှုတွေရှံနေလို့လားရေကြီးမှုမှာရွာလူတွေအလုံးအခြေအနေတူတာပဲကိုစော်မင်းရောကိုမောင်မောင်ရောနှစ်ယောက်စလုံးမနှဲပြန်အားစားပြီးလက်ကွင်းထဲမှာပိုက်ကွန်ပြဖို့ပြင်ဆင်နေကြတာအခုငါ့ကိုအကြောင်းပြပြီးဒီလိုလာတောင်းနေရင်လက်ကွင်းထဲမှာအလက်ကားနေရင်အငင်းပွားမှုကြီးဖြစ်လာလိမ့်မယ်အငင်းပွားမှုကိုစတာနဲ့နေ့ရက်လေးကိုကြော်တဲ့သူကအချိန်ပြေဒုနောက်ပဲလိုက်နေတာမောင်မောင်နဲ့လေကြဖြစ်တယ်အခုလေလေကွင်းရငါ့ကိုအားလုံးကမျက်စိကျနေပြန်ပြီငါအပြက်ပြောလိုက်မယ်ဒီငါ့ကိုတိုးလေကွင်းထဲကနေမောင်မောင်ပဲဖမ်းရမယ်ငါလင်ရဲ့အကျင့်ဆက်အကြောင်းငါထပ်ပို့ပြီးဘယ်သူမှမသိဘူးမသိတာသူ့ရဲ့အတင်းပြောတတ်တဲ့အကျင့်ကြောင့်ငါကိုယ်တိုင်တောင်ရှက်နေရတာဒါမြက်နေရလဲသူ့လိုပဲအမုန်းတရားနဲ့လောဘတွေကိုထားမယ်ဆိုရင်သူနဲ့အနေနဲ့ဘာကွာတော့မှလဲဝိုင်းရသိပြီးရက်ဆက်လွန်းနေဒီငါးကြီးတို့ဈေးမှာသွားရောက်နိုင်ရင်တို့အတွက်ရဲ့အနေငယ်စားစံနဲ့ပဲစရိတ်အဆင်ပြေသွားမှာပါအားလုံးစုပါမိခါဝေကြမယ်ဆိုရင်အားလုံးရဲ့အိမ်မှာငါးနှစ်ကောင်စီလောက်ရသွားမှာပါနေပြောတာလည်းမှန်ပါတယ်ဒါပေမဲ့မတက်တာတဲ့အခြေအနေကြောင့်ဒီစကားတွေပါဇက်ကထွက်သွားတာပါရှုံညုံထဲမှာခြေလန်းလန်းဖို့တောင်တိတ်ခတ်နေတာပဲငါကလည်းလေတွေကနေချော်ပြီးထွက်သွားတယ်တကူလုံးမှရှုံနေပြီလို့တရေသက်စေလို့ဖြစ်နေပြီငါတော့ငါကလက်ထဲမဝင်သေးဘူးဘာလို့တယောက်တည်းငါ့ကိုအပိုင်သိမ်းဖို့နီးလဲရှာနေရတာလဲရွာတခြားသူတွေကြတော့တည်င်းတောင်မပေးဘူးမနဲ့စောစောစီးစီးဒီမှာလာပြီးတရားပြမြန်ပြီအမကြီးဒီကိုကျင့်တရားစကားကိုထားလိုက်စမ်းပါငါတယောက်တည်းပဲဒီငါ့ကိုဖမ်းပါငါမှဘယ်သူမှအကူညီမလုပ်ဘူးတယောက်တည်းနဲ့တော့ဒီလောက်လေးတဲ့ငါ့ကိုမင်းကုန်းပေါ်မတည်နိုင်ပါဘူးတော်တဲ့ရရွာလူတွေအားလုံးဒုက္ခရောက်နေကြတာမင်းကတယောက်တည်းအကျိုးအမြတ်အကုန်ယူချင်နေတာပေါ့အမကတော့ရက်ကွက်တစ်ခုလုံးမှာသူတော်ကောင်းရောင်ဆောင်နေတာပဲငါကစီးပွားရေးအသေးစားလုပ်တာအမျက်နဲ့အရှုံးကိုငါအကောင်းဆုံးနားလည်တယ်ဇော်မင်းနဲ့မောင်မောင်တို့မလာခင်မှာပဲငါကိုယူပြီးအိမ်ပြန်တော့မှာငါကိုမျက်စိမကျနဲ့ငါမျက်စိကျနေတာကမင်းရဲ့စိတ်ထဲကမကောင်းတဲ့အတွေ့တွေမင်းတက်တက်လုံးသူတစ်ပါးကိုအတင်ပြောပြီးအချိန်ဖြုံးနေခဲ့တာပတ်စံနဲ့ငွေရှိရင်လောကမှာဘာမှမလိုချင်တော့ငါကိုရအောင်ဖမ်းမှာအခုငါအလုံးငါလုပ်ပြရစေဦးကောင်းပြီအဲ့ဒီငါ့ကိုဖမ်းနိုင်တဲ့ခွန်အားကမင်းရဲ့ဒီလိုကောက်ကျစ်တဲ့စိတ်မှာဘယ်တော့မှရှိလာမှာမဟုတ်ဘူးကိုကျော်သက်တယောက်တည်းရွှွနေလို့ပြီးဒီငါးကြီးနဲ့တယောက်တည်းဘာလုပ်နေရလဲမောင်ကြည့်ဆိုင်ငါးရဘယ်လောက်တောင်တီးသလဲဆိုတာလက်ရောက်စလုံးစုပေါင်းပြီးတက်ချက်တန်းနဲ့ငါးတွေကိုဖမ်းရမယ်ဒီမှာအဆင်သင့်မယ်ကိုကျော်သက်ဖယ်ပေးအောင်မဟုတ်ရင်ငါပိုက်ကွန်ပေါက်ကနေပြန်ထွက်ပြီးရေထဲပြန်ပြေးလိုက်မယ်ဒီလောက်ကြီးတဲ့ငမြချင်း၃ကောင်စလုံးတပြိုင်တည်းမိတာပဲဒီငါးတွေကိုငါညီတူညီမျှသုံးပုံပုံပေးမယ်ဒါကမင်းအတွက်ဒါငါအတွက်ပြီးတော့ဒီအကြီးဆုံးကမမစုအတွက်အမကြီးသာတည်မပေးရင်ဒီငါးတွေဘယ်သူ့လက်ထဲမှာရောက်မှာမဟုတ်ဘူးကိုစော်မင်းကတကယ့်ကိုစိတ်တဘောထားပြည့်ဝတဲ့လူပဲငါရဲ့လောဘတွေကြောင့်ငါမျက်စိကန်းနေခဲ့တာမင်းတို့နှစ်ယောက်စလုံးကငါ့ကိုရန်သူလိုသဘောမထားပဲငါဝေစုကိုပါပေးကြတယ်နော်ငါတကယ်ကိုရှက်မိပါတယ်ကွာကဲအိမ်ပြန်ပြီးငါရေးရှက်စားကြတာပေါ့မနှက်ပြန်ကြရင်လေကွင်းထဲမှာအလုံးတူတူပြန်ပြီးအလုံးလုံးကြတာပေါ့ကုံသေးဥပကျော်တရားခရီးဝေးသွားဖို့ပြင်ဆင်နေချိန်မှာတော့ဇနီးဖြစ်သူဒေါ်စပယ်ကစိတ်ပူတကြီးနဲ့လိုက်လာတာပေါ့ရှင်ဒီလောက်အစောကြီးထွက်သွားတော့မလို့လားအေးအခုမှထွက်ဖြစ်တယ်
ရှေ့မှာသွားရမယ့်လမ်းဟာတဲကန်နိုင်ရလိုပဲလေဘယ်အချိန်ဘာခက်ခဲကြုံရမလဲဘယ်သူသိမလဲဟုတ်ပါပြီဒါဆိုလဲဒီမုတ်ထုတ်လေးယူသွားအောင်လမ်းမဆိုင်ရင်စားဖို့ပေါ့သမီးတို့ရေအဖေသွားတော့မယ်လာကြအောင်မေမေကျမတို့ကိုခေါ်တာလားအဖေသွားတော့မလို့လားဟာငါသမီးလေးတော်တော်ကြီးလာပါလားကဲပြောကြအောင်ဖေဖေပြန်လာရင်သမီးတို့အတွက်ဘာလဲဆောင်ဝယ်ခဲ့ရမလဲကျမတို့ကတော့စန္ဒကူးသားနဲ့လှုပ်ထားတဲ့အယုတ်ကလေးတရုပ်ဝယ်ခဲ့ပေးပါဖေဖေကျမတို့ကတော့ကြက်ထူရေးတကောင်ကောင်းပြီရစီရမယ်ကုန်တဲ့အဖွဲထွက်တော့မယ်အဖေသွားပြီတလောက်အတွင်းပြန်လာခဲ့မယ်နော်ဖေယားသူ့ကိုစောက်ရှောက်တော်မူပါဥပကျော်ထွက်သွားပြီးတဲ့နောက်မှာတော့မေမေဒီတခါဖေဖေရဘေကိုသွားမှလဲဘင်္ဂလားပွဲတော့ကြီးမှာကုန်ပစ္စည်းတွေတွားရောက်တာလေအဲ့ဒီမှာအမျက်စွန်းအများကြီးရမယ်လို့တော့ပြောတာပဲဒါမဲ့ကန်တရားဘာတွေရေးထားမလဲဘယ်သူသိနိုင်မလဲလွန်ခဲ့တဲ့နှစ်တွေကလည်းအမြဲရှုံးဖော်နေတာဒီတခါတော့အဖေကန်ကောင်းပါပါမေမေအေးပါကွယ်အဲ့ဒီလိုပဲဖြစ်ပါစေမမဒီမှာထိုင်နေလို့မပြီးဘူးအလုပ်တွေအများကြီးကြံသေးတယ်လာတူတူလုံးကြစို့လာပြီးနေစီရေတခြားတစ်ပတ်မှာတော့ဦးလေးဖြစ်သူဦးမင်းအောင်နဲ့သူ့ဇနီးဒေါ်ခင်လေးတို့ကသူတို့မိသားစုအပေါ်မနာလိုစိတ်တွေဖြစ်နေတာပေါ့ဟဲ့ဘယ်ကိုပျောက်သွားတာလဲနင်ကတော့စိုင်သွားတာခဏလေးပဲအခုပြန်လာပြီလားဒီနေ့မြို့ကအထယ်အစ်စ်တွေရောက်လို့လေမင်းရဲ့အတွက်လုံကြီးအစ်စ်တစ်ထည်ရွေးခဲ့တယ်အမလီဒီအယောင်လေးကလှလိုက်တာငါနဲ့သိလိုက်တာပဲဒါနဲ့ဒီအိတ်ထဲမှာနောက်တစ်ထည်ကြံသေးတာဘသူတက်လဲအဲ့ဒါမကြီးအတွက်လေသူကမြလုံကြီးအောင်တစ်ထည်ဝေ့ပြီးမြင်းစိတ်သွားနေတာမြင်လို့ဝဲလာတာသူကငါ့ကိုငယ်လေးတရာကျုံမွေးဆောင်ရှောက်ခဲ့တဲ့သူလေဘာအဲ့ဒီမိန်းမကြီးတွေဝဲလာတယ်ပေါ့မပေးနိုင်ပါဘူးဒီလုံကြီးကိုငါညီမအတွက်တင်ထားလိုက်တော့မယ်မင်းရလေကွာငါအထေဆိုင်ပိုင်ရှင်မင်းလုံကြီးတွေကအများကြီးရှိပါတယ်ခုတော့ဒါကိုသွားပေးလိုက်ပါမပေးဘူးပေးချင်ရင်နှစ်ထည်လုံးပေးလိုက်ငါလည်းမွေးတော့ခက်ပါပြီကဲပါမင်းသဘောပဲမပေးချင်လည်းမပေးနဲ့တော့ကွယ်ငါပိုက်စားပြီထမင်းပွဲပြင်ပြီးတော့ဈေးထဲမှာတော့အဖွားတို့တယောက်ကအပင်လေးတွေရောင်းနေတာပေါ့ကဲအပင်လေးတွေဝယ်ကြပါအောင်တရက်တပြေးငပြောအဖွားဒီမှာစန္ဒကူးအယုတ်လေးတွေဘယ်မှာရမလဲသိလားအယုတ်တော့မသိဘူးကွယ်တစ်သားတော့ရှိတယ်မဟုတ်ဘူးကျွန်တော်ကလက်ဆောင်ဝဲချင်တာငပြောပင်ရလွဲလို့တခြားပါရှိသေးတယ်ကျက်တူရေးတို့ဘာလို့ရောပေါ့ဝင်းမြူရေးတော့မလုပ်ဘူးမြင်လေအပင်မဲဆောင်တာဟေးမင်းဒီမှာဘာလုပ်နေတာလဲဟိုမှာပြဿနာတက်ကုန်ပြီပွဲတော့မှာကက်ယောဂတွေပြက်နေပြီအကုန်လုံးထွက်ပြေးနေကြပြီမြန်သွားရအောင်ဟာကက်ယောဂဟုတ်လားဒါမဲ့ကလေးတွေအတွက်လက်ဆောင်မဝယ်ပေးရသေးဘူးအဘွားသမီးလေးအတွက်အပင်တပင်လောက်ပဲဖြစ်ဖြစ်ပေးလိုက်ပါတော့ကဲဒီငပြောပင်လေးကိုယူသွားဒါကတာမဲ့အပင်မဟုတ်ဘူးသမီးတွေကိုပေးလိုက်သူတို့ဘွားမှာဘာမှမလိုတော့အောင်စောင့်ရှောက်လိမ့်မယ်အေးရှင်းမှာစိုက်တာနော်နှစ်တိုင်းတပူရဲလောက်ကွင်ညမှာခြောက်သွားလိမ့်မယ်ဒါမဲ့မကြောက်နဲ့လာပြီးညကြရင်ပြန်ဆိုင်လာလိမ့်မယ်တေချာပြုစုရင်ဒါကမင်းတို့ဘွားကိုပြောင်းလဲပေးလိမ့်မယ်ဟုတ်ကဲ့ပါဘွားကျေးဇူးတင်ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ကက်ယောဂါကသူ့နောက်ကိုပါလာခဲ့လေပြီအဖေပြန်ရောက်ပြီလားဘာတွေပါလဲဒီတခါတော့ထူးထူးခြားခြားလက်ဆောင်မပါခဲ့ဘူးသမီးတို့ရဲ့ငပြောပင်လေးတပင်ပဲပါခဲ့တယ်ဒါကတာမန်အပင်မဟုတ်ဘူးနော်ဒိုးမိသားစုကကျမကိုပြောင်းလဲပေးမယ်အပင်ပဲတဲ့ဒါဆိုအခုပဲသွားဆိုင်လိုက်ကြစို့မမရှင်ပွဲတော့မှာယောဂါတွေပြတ်နေတာသိရတာနဲ့ဘာလို့အကုန်လုံးကိုအိတ်ထဲတည်လာတာလဲကျမကလေးတွေအတွက်စိတ်ပူတယ်စိတ်မပူပါနဲ့စပယ်ကိုအဝေးကြီးမှနေခဲ့တာပါဘာမှဖြစ်ပါအောင်ဒါမဲ့ကကျမရက်ဆက်လွန်ပါတယ်အိမ်ရောက်ပြီးတိတ်မကြခင်မှာပဲဥပကျော်နဲ့ဇနီးဒေါ်စပယ်တို့ဟာခယောဂါနဲ့စုံမသွားခဲ့ရှာပါတယ်ကလေးမလေးနှစ်ယောက်ဟာမိဘပဲဘဝနဲ့ဒုက္ခရောက်ကုန်တာပေါ့မေမေလဲကျမတို့ကိုထားခဲ့ပြီလားမမအခုတော့ဒိုးတွေမှာဘယ်သူမှမရှိတော့ဘူးမမရဲ့စိတ်တမကြပါနဲ့နင်းစီဒိုးတွေအသက်ရှင်အောင်ကြိုးစားရမယ်အဖေချန်ထားခဲ့တဲ့ဒီငပြောပင်လေးကိုတေချာပြုစုကြရအောင်မိဘမဲ့ညီမနှစ်ယောက်ဟာအဖေရဲ့နောက်ဆုံးလက်ဆောင်ဖြစ်တဲ့ငပြောပင်လေးကိုအကူတကြီးနဲ့ပြုစုနေကြတာပေါ့ဒါဦးလေးဖြစ်သူနဲ့အမကြီးဒေါခင်လေးတို့ကလောင်ပြောင်နေကြပါတယ်ကြိတ်ဆန်ဟိုယူမနှစ်ယောက်အလို့မရှိကိုင်မရှိအဲ့ဒီငပြောပင်ကြီးကိုပဲရေလောင်းနေကြတာတနေ့နေလို့ငပြောတက်ခံရလွင်ဘာထူးဆာမှမလို့လဲမင်းရလေသူတို့ခင်ဗျာဒါလေးပဲအားကိုးစရာရှိတာလေမိဘတွေရဲ့ကြင်တိုင်းပဲအလုံးမဖြစ်တာတွေကိုဖက်တွက်နေကြတာရှင်ကလည်းသူတို့ဘက်ကပဲနော်သူတို့ငက်ပြီးတိတ်သွားရင်တော့ကျမကတော့ကြည်နေမှာဘာမှကူညီဖို့မစင်စားနဲ့မမအိမ်မှာဆန်ဝေါစီရောအကုန်ကုန်ပြီမနေ့ပြန်ဆိုတို့တွေငတ်တော့မယ်ဈေးမှာသွားတောင်းစားရမလားယင်မ
မလုံးနဲ့နေစီတို့ရီမှာအဖေချန်ခဲ့တဲ့ဒီပင်ရှိရဲ့တခုခုတော့လမ်းစာရမှာပါအခုတော့အိတ်လိုက်ပါအောင်မနေ့ကမှနီးလန်းရှာကြတာပေါ့အဲ့ဒီညမှာမိမိရဲ့အိမ်မက်ထဲမှာတော့ထူးခြားတဲ့အဖွားကိုတယောက်ပေါ်လာပြန်နေသမီးလေးဘာလို့ငိုနေတာလဲဒီငပြောပင်ကသမီးတို့ကိုချမ်းသာစေမယ်လို့အဖွားပြောခဲ့တယ်မလားဒါပေမဲ့အဖွားရဲ့အပင်ကကြီးုံပဲကြီးနေတာဘယ်လိုလုပ်ချမ်းသာမှာလဲဒီအပင်ရဲ့အမြင်ကိုထုတ်ပြီးပိုးတယ်လူနုညံ့တဲ့ချင်းမြင်နဲ့လှုပ်အဲ့ဒီကနေလုံကြီးတွေရိုက်ရောင်းရင်သမီးတို့တထေးဖြစ်မှာပေါ့ဒါကငပြောနယ်လုံကြီးတဲ့မှတ်ထားနော်နေစီထောင်မမနီးလိုက်ရပြီဒီငပြောပင်ကနေလုံကြီးရက်လို့ကြတယ်တဲ့မမလည်းအိမ်မက်တွေကိုယုံနေပြန်ပြီငပြောပင်ကနေဘယ်လိုလုပ်လုံကြီးရက်လို့ကြမှာလဲမယုံရင်ကြည့်အောင်အပင်ဘေးမှာအဖွားအိုရဲ့ခြေရာရှိနေတယ်ဒါအိမ်မက်တင်မဟုတ်ဘူးလားတို့ရီအမြင်ထုတ်ကြစို့ညီမနှစ်ယောက်ဟာအိမ်မက်တရားအတိုင်းငပြောပင်ကနေအမြင်တွေထုတ်ချင်းငင်တွေယူပြီးတော့လုံကြီးတွေရက်ကြတာပေါ့သူတို့ရက်တဲ့လုံကြီးတွေကအရန်ကိုလှပပြီးတော့ခိုင်ခံလုံးတာကြောင့်ဈေးမှာဇောင်းကောင်းလိုက်တာမှစံကြီးတွေတောင်မလိုက်နိုင်တော့ပါဘူးဟေးဦးလေးဟိုကောင်မလေးနှစ်ယောက်ရဲ့ငပြောနယ်လုံကြီးဟာတိတ်ပါလုံးကိုနာမည်ကြီးနေပြီတို့တွေဆိုင်မှာဘယ်သူမှလာမွဲကြတော့ဘာဒါဆိုငါတို့စီးပွားဖြစ်တော့မှာပေါ့မဖြစ်ဘူးသူတို့အပင်ကိုဖျက်ဆီးရမယ်ဖြစ်မယ်ရှင်ကြည့်နေသူတို့ညီမနှစ်ယောက်ကြားမှာတွေးခွဲပြစ်မယ်နှင်းစီနင်းမမကနင်းကိုအကုန်မပြောဘူးနော်နင်းရဲ့ဖေကအဲ့ဒီပင်အောက်မှာရွှေရင်းကအများကြီးမြုပ်ထားခဲ့တာအပင်ရှိနေသေးတော့နင်းတို့အပင်ပဲရက်နေရမှာပေါ့အပင်ကိုခုတ်လိုက်ရင်ရွှေရီအကုန်ရမှာတကယ်လားတော်ကြီးမမကဘာလို့ကျမကိုမပြောတာလဲသူတယောက်တည်းယူချင်လို့ပေါ့ဟဲ့နင်းမြန်လုံးမှဖြစ်မယ်မမကျမအပင်ကိုခွဲယူတော့မယ်မမအပေါ်ပိုင်းကိုယူကျမအမြင့်နဲ့အရင်ကိုယူမယ်ညီမလေးဘာလို့ဒီလိုတွေလုပ်နေတာလဲအပင်ကိုခုတ်လိုက်ရင်ဒိုစီးပါပြက်ကုန်မှာပေါ့မရအောင်ကျမအပင်ကိုရင်းကိုလိုချင်တယ်ဒီလိုပြောပြီးတော့အပင်ကိုခုတ်ချလိုက်ပါတယ်ဟမ်ဘာရွှေမှလည်းမရှိပါလားရွှေရင်းကားတွေပဲမှလဲညီမလေးရဲ့နေလေစားခံလိုက်ရပြီအပင်ရင်းမှရွှေမရှိဘူးအလုံးလုံးမှရွှေရမှာပါအခုတော့တို့ရဲ့အဖိုးတန်အပင်ကြီးတည်ပြီပေါ့နောက်သားရောက်စနေငိုရင်ကျမမားသွားပါပြီမမရဲ့ကျမလောဘတက်မိလို့အကုန်ဆုံးရှုံးကုန်ပြီညီမလေးရဲ့နောက်သားရရင်ပြီးတာပါပဲအခုတော့နေဆုံးရှုံးသွားတာကိုသင်ခန်းစာယူပေါ့အဖေပြောခဲ့တယ်လို့ပဲလောဘနောက်လိုက်ရင်အစာအလုံးဆုံးရှုံးတတ်တယ်လေကျမတကယ်မှားသွားတာပါဦးလေးနဲ့ဒေါ်ကြီးတို့စကားကိုယုံမိလို့အခုတော့တိုးရီရဲ့စီးပွားရေးလမ်းကြောင်းကြီးပျက်စီးသွားပြီမစိုးရိမ်ပါနဲ့ညီမလေးရအဖေဝယ်ပေးလာခဲ့တဲ့အပင်ဟာတာမယ်ပင်မမဟုတ်တာအဖေကိုပြောခဲ့တယ်လို့ပဲအမျက်ကြီးရှိနေတဲ့အပင်ဟာပြန်ပေါက်လာအောင်ပါပါတို့ရီစိတ်ရှိရှိနဲ့ပြန်ပြုစုကြတာပေါ့အပင်ရင်းကိုရယူခဲ့တဲ့နေစီတယောက်ဘာရှည်ရင်းကောင်းမှမတွေ့ရပဲစိတ်ပြတ်နေချိန်မှာတော့မမီကတော့အပင်ရဲ့ပေါ်ပိုင်းကကြံနေတဲ့ငပြောသီးတွေကိုရောင်းချပြီးအရင်ကြီးပြန်ရှာခဲ့တာပေါ့ဒီလိုနဲ့သူတို့ညီမနှစ်ယောက်စီစီလုံးလုံးပျော်ရွှင်စွာနေသားကြပါတော့တယ်